င်းကြမျိုးမှာရှိတဲ့စာပေရှိပေးတဲ့များအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပြစီရှေ့မှာရှိတဲ့ဆရာတော်တန်ဃာတော်များကိုလည်းတပည့်တော်ရှိခိုးကြောပါတယ်ဗျာအန္တရာယ်တစုံတရာကြောက်ခဲ့ရင်တပည့်တော်ကိုကတ်တင်ဖို့မမေ့ပါနဲ့ဗျာဒီကနေ့မင်းညာမျိုးစာပေဟောပြောပွဲဟာကျွန်တော်တို့ကံကောင်းတာလားကံဆိုးတာလားမင်းညာမျိုးမှာရှိတဲ့စာပေပေးတဲ့အတွက်ပဲကံကောင်းတာလားကံဆိုးတာလားမသိပါဘူးဆရာမောင်သားချိုးနဲ့ဆရာမောင်ဆန်ဝင်းကစောစောကဖုန်းဆက်ပါတယ်အခုမှလင်းရင်စိုက်ပြီးတော့ညောင်ဦးမျိုးကထွက်ပါမယ်တဲ့ကျွန်တော်ကလည်းဒီကနေ့ညတွင်းချင်းပြန်ရမှာဖြစ်ပါတယ်ဒီကနေပြန်တဲ့အခါမှာမလေးရှားကိုကြပြဆရာကြီးကိုလေးအင်းဝကုံကြီးစန်းစန်းနဲ့တာယာဝတီတို့နဲ့အတူတပတ်တာစာပေဟောပြောပဲခီးစဉ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းဒီကနေ့ညတွင်းချင်းပြန်ရမှာဖြစ်ပါတယ်ဒါပေမဲ့အချိန်တွေကိုတွက်ကြည့်တဲ့အခါကျတော့အချိန်ရပါတယ်ကျွန်တော်ကည10နာရီကားမန္တလေးကည10နာရီမှထွက်မဲ့ကားကိုဝယ်ထားတာဖြစ်တဲ့အတွက်ဒီကနေ9နာရီလောက်ထွက်ရင်တနာရီလောက်ပဲမောင်းရတာဖြစ်တဲ့အတွက်326မိုင်ကိုတနာရီလောက်မောင်းတာဖြစ်တဲ့အတွက်အချိန်တော့ရပါတယ်ဒါပေမဲ့အချိန်များများရတဲ့အခါကျတော့ကျွန်တော်ကများများပြောခွင့်ရတာပေါ့များများပြောခွင့်ရတာဒီဘယ်သူတွေကံကောင်းပြီဘယ်သူတွေကံဆိုးတာလဲတော့ကျွန်တော်မသိပါဘူးအော်ဒီကနေ့မြင်းညာမျိုးကိုစာပေဟောပြောပွဲလာရောက်ရတဲ့အတွက်အထူးပဲဝမ်းမြောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အကူများကျွန်တော်နဲ့အတူတက္ကသိုလ်တူတက်ခဲ့တဲ့အကူများကစီစဉ်တဲ့ပွဲလည်းဖြစ်တယ်ပြီးခဲ့တဲ့နှစ်ကလေးကကျွန်တော်ကိုဖိတ်ပါတယ်သူတို့ရဲ့ညီငယ်တယောက်အနေနဲ့လူနည်းနည်းသိနေတဲ့စာရေးဆရာတယောက်အနေနဲ့ဖိတ်ပါတယ်မနေ့ကတော့ကျွန်တော်မလာရောက်နိုင်ခဲ့ပါဘူးအဲ့တော့ဒီနှစ်အတွက်တစ်နှစ်လောက်ကြိုပြီးတော့ဖိတ်ထားပါတယ်ဒါပေမဲ့ဖိတ်တဲ့ရက်ကလွဲပါတယ်ကျွန်တော်တို့ကိုဝင်းနိုင်ဖုံးလွဲပါတယ်သို့တော့ကံအားလျော်စွာရက်ကိုကျွန်တော်2ရက်ထားလိုက်တဲ့အတွက်ပြဿနာမတက်ဖက်နဲ့မင်းညာမျိုးကိုဆက်ဆက်မြတ်မြတ်လာနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်အဲ့တော့အခုစိတ်ထဲမှာပေါ်ပေါက်နေတဲ့အကြောင်းအရာကတော့ပထမဆုံးကျေးဇူးတင်စကားပြောရမှာဖြစ်ပါတယ်ရှေ့မှာရှိတဲ့မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်တက်ရောက်ပြီးတော့မှာစကားပြောကြပေးတယ်ပြောသွားတဲ့စကားတွေကလည်းတေချာအာယုံစိုက်ပြီးနားထောင်တဲ့အခါမှာအတိတ်ပဲရှိတဲ့တန်မိုးရှိတဲ့စကားများကိုပြောသွားတယ်လို့ကျွန်တော်ကခံစားရပါတယ်မြို့နယ်တစ်မြို့နယ်ကိုအစအရာတာဝန်ယူပြီးအုပ်ချုပ်စီမံနေရတဲ့အရာရှိတယောက်အနေနဲ့တာဝန်ရှိသူတယောက်အနေနဲ့ဒီလိုအသည့်အမြင်မျိုးနဲ့အမှားစကားပြောကြသွားခြင်းကိုလည်းတကယ်ကိုစိတ်ထဲမှာမှတ်တရဖြစ်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့စာပေဟောပြောပွဲတွေကိုပွဲပေါင်းများစွာယာနဲ့ချီပြီးတော့တမျိုးပြီးတမျိုးတရွာပြီးတရွာမီးလင်းတဲ့ရွာလည်းပါတယ်မီးမလင်းတဲ့ရွာလည်းပါတယ်လမ်းကောင်းတဲ့ရွာလည်းပါတယ်လမ်းဆိုးတဲ့ရွာလည်းပါတယ်အဲ့ဒါလိုခဲမျိုးစုံကြားကသွားခဲ့ရတဲ့သူတယောက်အနေနဲ့ပွဲပေါင်းများစွာရှိတဲ့အထက်ကမှမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်တက်ရောက်ပြီးတော့ဖွင့်လှစ်ပေးတဲ့စာပေဟောပြောပွဲဆိုလို့3ပွဲပဲရှိပါသေးတယ်ပထမဆုံးတစ်ပွဲကတော့တာချီလိတ်မြို့နယ်ကစာပေဟောပြောပွဲဖြစ်ပါတယ်တကယ့်ကိုဒီမိုကရေစီနည်းလမ်းတကျကျင်းပတဲ့စာပေဟောပြောပွဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငွေကြေးဥစ္စာပစ္စည်းပြည့်စုံတဲ့လုပ်ငန်းရှင်တွေကမတည်ကြတယ်ကြံ့ခိုင်ရေးပါတီလည်းပါတယ် NLD လည်းပါတယ်တိုင်းရင်းသားပါတီတွေလည်းပါတယ်မြို့နယ်အုပ်ချုပ်ရေးမှူးလည်းတက်ရောက်တယ်ခရိုင်အုပ်ချုပ်ရေးမှူးလည်းတက်ရောက်တယ်ရဲတပ်ဖွဲ့မှူးလည်းတက်ရောက်တယ်အစရှိသဖြင့်တကယ့်ကိုဒီမိုကရေစီနည်းလမ်းကြတဲ့ပျော်စရာကြီးပါအဲ့ဒီညကပြောလိုက်ကြဆိုလိုက်ကြတာဟာကိုညီကိုချင်းချင်းပြန်တွေ့နေတယ်လို့ပုံစံမျိုးနဲ့အင်မတန်ပျော်စရာကောင်းတဲ့စာပေဟောပြောပွဲကိုတာချီလိတ်မြို့မှာပြောခဲ့ပူပါတယ်ကံအကောင်းဆုံးဖြစ်သွားတဲ့လူသားကတော့စာရေးဆရာကြီးကျွန်တော်တို့ချစ်ခင်ရတဲ့ဆရာချီဦးညိုဖြစ်ပါတယ်ဘာဖြစ်လို့သူကကံအကောင်းဆုံးဖြစ်သွားလဲဆိုတော့မြို့နယ်အုပ်ချုပ်ရေးမှူးကသူ့ကိုဘလက်လေးပဲတစ်လုံးလက်ဆောင်ပေးပါတယ်ခရိုင်အုပ်ချုပ်ရေးမှူးကဂိုးလေးပဲတစ်လုံးလက်ဆောင်ပေးပါတယ်ကလောင်နိုင်မှာညိုပါတာချင်းအတူတူညီမင်းညိုလှက်မှာတော့ဘာမှမရပါဘူးအင်မတန်ပြောစရာကောင်းတဲ့ပွဲကိုတာချီလိတ်မြို့မှာကျွန်တော်တို့ဆောင်ရွက်နိုင်ခဲ့တယ်ဒုတိယပွဲအနေနဲ့ကတော့မကြာခင်ကမှကျင်းပခဲ့တဲ့ကြံကင်းမြို့နယ်ထဲမှာရှိတဲ့စာကြည့်တဲ့တိုက်ဖွင့်ပွဲဖြစ်ပါတယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်
တက်ရောက်ပြီးတော့အမှားစကားပြောကြပေးတယ်မိနစ်20လောက်ကြာတဲ့စကားတွေကိုဘာစာရွက်စာတမ်းအထောက်ထားမှမပါဘဲနဲ့လွတ်လွတ်လပ်လပ်ကြီးပြောဆိုသွားတဲ့အဖွင့်မှာစကားပြောသွားတဲ့စကားတွေကလည်းတိုင်းပြည်နိုင်ငံအကျိုးကိုရည်မျှော်ပြီးတော့ဉာဏ်ပညာနဲ့ပြောသွားတဲ့စကားတွေဆိုတာနားထောင်တဲ့ပြည်သက်ကခန်းစားလို့ရပါတယ်အဲ့တော့ဒီကနေ့ပွဲအပါအဝင်ဒီကနေ့ကျွန်တော်တို့မြင်းညာမြို့နယ်အုပ်ချုပ်ရေးမှူးတန်ဖိုးရှိတဲ့စကားများကိုပြောကြားသွားသလိုကျွန်တော်ဘဝမှာတော့ဖြင့်ပွဲပေါင်းများစွာပြောခဲ့ဘူးပင်မဲ့မြင်းညာမြို့အပါအဝင်မှာတကယ်ကိုစက်တည်မင်္ဂလာနဲ့ပြည့်စုံပြီးဒီမိုကရေစီနီးလန်းတကျမြို့နယ်ကိုစီမံခန့်ခွဲအုပ်ချုပ်နေတဲ့တပ်ဆိုင်ရာအာဏာပိုင်များကိုယ်တိုင်တက်ရောက်ချင်းမြင့်တဲ့အင်မတန်မင်္ဂလာရှိတဲ့စာပေဟောပြောပွဲကိုတက်ရောက်ပြောကြားခွင့်ရတဲ့အတွက်ဂုဏ်ယူတဲ့အကြောင်းပဏာမဥစွာပြောကြားပါစီအုပ်ချုပ်ရေးမှူးကိုလည်းအထူးပဲလေးစားကျေးဇူးတင်ကြောင်းပြောကြားပါစီခင်ဗျာအဲ့ဒါမျိုးဆိုရင်ပြည်သက်ကလက်ခုပ်တီးရတယ်လေခွေပေါင်းများစွာနားထောင်လာပြီးတော့ခုဒီပါးရီနိုင်ရင်မရှိသေးဘူးနော်ခွေတွေအများကြီးနားထောင်လာပြီးတော့ခုဒီပါးရီနိုင်ရင်မရှိသေးဘူးနော်ကျွန်တော်အိမ်ကနေထွက်လာတာ10ရက်နေ့ကထွက်လာတာဖြစ်ပါတယ်ဒီနေ့ညကျမှအိမ်ပြန်ရမှာဖြစ်ပါတယ်ဇနီးတဲ့ဝင်းမုံရွှေကြီးကလည်းလွမ်းလှတဲ့အကြောင်းပြောလာပါပြီပြည်သက်နားထဲမှာဝင်းမုံရွှေကြီးလို့ကြားလိုက်တယ်လို့ထင်ပါတယ်သူများသားပြိုသမီးပြိုကိုကျွန်တော်တို့ကစော်ကားဖို့ရမသင့်တော့ပါဘူးမင်းသမီးလေးဝင်းမုံရွှေကြီးကိုပြောတာမဟုတ်ပါဘူးကျွန်တော်ချစ်စနီးကျွန်တော်ကချစ်စနိုးနဲ့သူကိုရွှေကြီးလို့ခေါ်ပါတယ်အိမ်အောင်သက်15နှစ်ရှိပါပြီအသက်စိတ်လောက်ကအိမ်အောင်ကြခဲ့တာဆိုတော့အခုအသက်40အရွယ်မှာကျွန်တော်ဇနီးတဲ့ဟာအပြိုစင်တုံးကလို့မဟုတ်တော့ဘဲနဲ့နည်းနည်းလေးဝလာပါတယ်ဘယ်လောက်ထိဝလဲဆိုတော့ဝက်တကောင်လို့ဝလာပါတယ်ငယ်ငယ်တုန်းကမျက်လုံးတွေကောင်းပေမဲ့အသက်40အရွယ်မှာမျက်စိတွေကမှုန်လာတဲ့အတွက်မျက်လုံးအားကလည်းမကောင်းတော့ပါဘူးဒါကြောင့်မလို့ဝက်လို့လဲဝတယ်မျက်စိကလည်းမှုန်တယ်ကျွန်တော်ကသူ့ကိုချစ်စနိုးနဲ့ရွှေကြီးလို့ခေါ်တော့အလုံးပေါင်းလိုက်ရင်သူဟာဝက်မုံရွှေကြီးဖြစ်ပါတယ်ဝက်မုံရွှေကြီးမဟုတ်ပါဘူးမင်းသမီးနဲ့မှားမှာဆိုလို့ပါအဲ့တော့ကျွန်တော်10ရက်နေ့တည်းကထွက်လာတယ်ထွက်လာပြီးတော့88ကျောင်းသားကောင်းဆောင်ဖြစ်တဲ့ကိုမင်းကိုနိုင်တို့နဲ့အတူအရာတော်ဘက်မှာဟောပြောပွဲတွေပြောခဲ့ပါတယ်ပြီးခဲ့တဲ့12ရက်နေ့ကတော့မန္တလေးမှာပြောပါတယ်73ရက်နေ့ကျတော့မန္တလေးမြကြီးနားလေရင်နဲ့အတူဖားကန့်မှော်ရဲကို9ရက်အသွားပြန်9ရက်ခရီးကိုသွားခဲ့ပါတယ်ပြီးတော့မှအခုပြန်လာတဲ့အခါမှာလက်ပံလှဒီမန္တလေးမိုးကုတ်မန္တလေးမိုးကုတ်မရယာလမ်းပေါ်ကလက်ပံလှရွှေပြည်ဆိုတဲ့ရွာတွေကိုဟောပြောပြီးတော့ဒီကနေ့မြင်းညံကိုလာခြင်းဖြစ်ပါတယ်ဒီကနေ့ညတွင်ချင်းပြန်ပြီးတော့ဆက်ပြီးတော့သွားကြရှိတဲ့ခရီးတွေကိုသွားရအောင်ပါလေဖြစ်ပါတယ်ပြည်သက်ကချစ်ခင်စွာနဲ့ဟောပြောခွင့်ပေးတယ်ကော်မတီဖွဲ့ဝင်များကချစ်ခင်စွာနဲ့ဖိတ်ကြားမှုပြုတယ်ဒီစကားပြောခွင့်အခွင့်အရေးပေါ်မှာတံပိုးထားတဲ့အကြောင်းလေးစားတဲ့အကြောင်းအလေးအနက်ခံယူပြီးတော့မှအခုလိုစင်မြင့်ထက်ကနေပြောကြားနေခြင်းဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်ကတင်ပြချင်ပါတယ်ကျွန်တော်တို့ပြောခွင့်ရတယ်ဆိုပြီးတော့ပြောခွင့်ရတဲ့အပေါ်မှာငါစကားနွားရနင်ပဲငါစတတ်နိုင်သမျှအဲ့ဒီလိုစကားလုံးတွေကိုကျွန်တော်တို့ရှောင်ပါတယ်ဘလို့မှမတတ်တာတဲ့အခါမှာတော့ရှေ့မျက်နှာနောက်ထားပြီးတော့ကျွန်တော်တို့ပြောရတာရှိပါတယ်အဲ့တော့အုပ်ချုပ်ရေးမှူးကြီးကိုလည်းကျွန်တော်တောင်းပန်လိုပါတယ်ပြောစရာကြုံလာရင်တော့ရှေ့မျက်နှာနောက်ထားပြီးပြောရမှာဖြစ်တဲ့အတွက်ကျွန်တော်ကိုလည်းဒီကနေ့ညရန်ကုန်ကိုပြန်ခွင့်ပြုပါလို့တခါတည်းတောင်းပန်ပါစေအဲ့တော့ကျွန်တော်အကိုဆရာ2ယောက်ကအခုမှညောင်ဦးကထွက်တာဆိုတော့မြင်းညံမျိုးကိုရောက်အောင်တနားရီလောက်မောင်းအောင်ပါလိမ့်မယ်7နာရီလောက်မှသူတို့မြင်းညံမျိုးကိုဝင်မယ်အဲ့တော့ကျွန်တော်ပြောလိုက်ပါတယ်ကြက်ကြက်ရိုက်မလာပါနဲ့သက်ဆိုင်ရာကော်မတီကလူချင်းများကလည်းဖုန်းဆက်ပေးထားပါစာရေးစာတွေခဏတစ်ဖြုတ်နားပါမျက်နှာသစ်ကိုလက်တန့်စင်လုပ်ပါစေကျွန်တော်9နာရီထိချိန်ရပါတယ်ကျွန်တော်ဒီကနေ9နာရီထွက်ရင်တနာရီပဲမောင်းအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်သွားမယ်လမ်းဆောင်ကို10နာရီထိမိပါတယ်ဒါကြောင့်မလို့သက်ဆိုင်ရာကော်မတီဝင်များအနေနဲ့စာရေးစာကြီးများဆရာမောင်သားချုံနဲ့ဆရာမောင်ဆန်ဝင်းကိုအလော30မဟုတ်ဖက်နဲ့အချိန်နဲ့ငယ်ပေးလို့ရပါတယ်ဒါမှကျွန်တော်လည်းအားပါပြောရတာပေါ့အဲ့တော့အချိန်နဲ့ရတဲ့အတွက်ဂုံပြုတဲ့အနေနဲ့ကြပြလေးတစ်ပုဒ်နဲ့စတင်ပြီးတော့တင်ဆက်ချင်ပါတယ်အဲ့ဒီကြပြကတော့ကျွန်တော်အခွေတွေကိုဒီဇိုင်းမမနားထောင်တဲ့သူတွေကတော့နားထောင်ပြီးသားဖြစ်မှာပါဒါပေမဲ့နားထောင်ပြီးသားကိုအခုကလူကိုယ်တိုင်လာပြီး
ရွတ်ပြတာဖြစ်တဲ့အတွက်အရသာတစ်မျိုးဖြစ်လိမ့်မယ်လို့ထင်ပါတယ်စာရေးစာဖြစ်တဲ့ကျွန်တော်တို့ကလူပုံတရံကိုကြည့်တော့သပင်ကရှည်ရှည်မျက်နှာကခါချမ်းချမ်းရုပ်တရက်ကြည့်လိုက်ရင်လူမိုက်လူလိုပါလို့ပါပဲဒါပေမဲ့နှလုံးသားအင်မတန်အားငယ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပရိသတ်ရဲ့သဘောထားကကျွန်တော်တို့ပေါ်မှာမမျှတပါဘူးအခုနေမြန်အဆိုတော်ချမ်းချမ်းတို့ဝမ်းစုခိုင်သိန်းတို့လာခဲ့မယ်ဆိုရင်အောက်ကပရိသတ်ကြီးကတောင်းဆိုမဲ့တခြင်းတပုတ်ထဲပါချမ်းချမ်းကိုဆိုရင်တကယ်ဆိုချစ်ပဲလို့တယ်တကယ်ဆိုချစ်ပဲလို့တယ်ဒါပဲဆိုခိုင်းမှာဖြစ်ပါတယ်ပြီးရင်50သိန်းပေးရမှာဖြစ်ပါတယ်ဝမ်းစုခိုင်သိန်းလာခဲ့မယ်ဆိုရင်လေခုနကအပြစ်မတင်ញံပါဘူးအစရှိသဖြင့်နော်သူရဲ့ရုပ်ဆိုးမတို့ဘာတို့ဝမ်းစုခိုင်သိန်းကိုတောင်းကြပါလိမ့်မယ်စာရေးဆရာကြတော့မညာမတာဆက်ဆံပါတယ်ပြောပြီးသားတွေပြန်မပြောနဲ့တဲ့အစ်စ်ပြောတဲ့ကျမတို့ကအခွေတွေအကုန်လုံးနားထောင်ပြီးပြီတဲ့ဝမ်းစုခိုင်သိန်းတို့ချမ်းချမ်းတို့လည်း50သိန်းမပေးပါဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့ပုံမှာကျတော့ပြည်သက်ကမတရားပါဘူးဒါပေမဲ့အဲ့ဒါကိုပဲကျွန်တော်တို့ကကြော်လွန်ပြီးတော့ပျော်ရွှင်စွာနဲ့ဒီကနေ့ပေးထားတဲ့ကောင်းစဉ်အတိုင်းပဲအနာဂတ်နိုင်ငံတော်ဆိုတဲ့အတိုင်းပဲနိုင်ငံတော်ကိုချစ်တဲ့စိတ်ပြည်ထောင်စုတိုင်းသားအားလုံးကိုချစ်တဲ့စိတ်မိမိကိုယ်ကိုချစ်တဲ့စိတ်မိမိတိုင်းပြည်ကိုချစ်တဲ့စိတ်မိမိလူမျိုးကိုချစ်တဲ့စိတ်ဆိုတဲ့ဖြူစင်ရှင်းသတ်တဲ့စိတ်တွေနဲ့ကျွန်တော်တို့ဒီပွဲတွေကိုကျင်းပနေခြင်းဖြစ်ပါတယ်။ကြပြာတွေကိုရွတ်ရတာဝိထုတွေကိုပြောရတာအဓိကကြတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်။တကယ်တော့စာပေဟောပြောပွဲဆိုတာစာပေနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုပြောရမှာဖြစ်ပါတယ်။ဘယ်ကြပြာလေးကိုဘယ်လိုရေးခဲ့တယ်ဘယ်ဝိထုကိုဘယ်လိုရေးခဲ့တယ်အစရှိသဖြင့်ပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့ခေတ်ကာလအနေအထားအရပြည်သူလူထုကအနုပညာကိုစာလောင်တဲ့ပြည်သက်မဟုတ်ဘဲနဲ့နိုင်ငံရေးကိုစာလောင်တဲ့ပြည်သက်တွေဖြစ်နေပါတယ်။ဒါကြောင့်မလို့နိုင်ငံရေးကိုစာလောင်တဲ့အတွက်နိုင်ငံရေးစကားတွေများများပြောရင်သူတို့ကသဘောကျပြီးတော့လက်ခုပ်လက်ဝါးတီးပြီးအားပေးပါတယ်။တကယ်အကြောင်းရင်းခံဖြစ်တဲ့စာပေအကြောင်းပြောရင်အောက်ကနေတဝါဝါနဲ့တန်းပြပါတယ်။ဘာတွေပြောနေတာလဲမပြီးသေးဘူးလား။စာပေဟောပြောပွဲဆိုပြီးတော့ကျွန်တော်တို့ကစင်မောကနေမြင်နေရပါတယ်။ဆိုတော့စာပေဟောပြောပွဲရဲ့အဓိကအနှစ်သာရသည်စာအကြောင်းပေအကြောင်းသို့တော့အဲ့ဒီစာတွေကြပြတွေဟာခစ်ကိုထင်ဟပ်တဲ့မဆလာခစ်မှာရေးတဲ့ကြပြတွေစာတွေဟာမဆလာခစ်ကိုထင်ဟပ်တဲ့နဝတနာအဖခစ်မှာရေးတဲ့ကြပြတွေစာတွေဟာနဝတခစ်ကိုထင်ရမှာဖြစ်ပါတယ်ဒီကနေ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှောက်လန်းနေတဲ့အချိန်မှာတင်ပြမဲ့ဝတ္ထုတွေကြပြတွေဟာဒီမိုကရေစီရဲ့အနှစ်သာရကိုတနည်းတစ်ဖုံအားဖြင့်ပေါ်လွင်စေမှာဖြစ်ပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပြည်သက်ကစာအကြောင်းပေအကြောင်းထက်လောလောဆယ်နိုင်ငံရေးကိုစာလောင်တဲ့ပြည်သက်လို့ကျွန်တော်တို့ကတတ်မှတ်ပါတယ်ဘယ်လိုအကြောင်းအရာကိုပြောရင်သူတို့လက်ခုပ်တီးမယ်ဆိုတာကျွန်တော်တို့ကြိုပြီးတော့သိနေပါတယ်အဲ့တော့ပုံမှန်အစ်စ်ကလေးကိုလည်းမြို့နယ်အုပ်ချုပ်မှုရှေ့မှာပဲပြောပြစီကျွန်တော်10ရက်နေ့ထွက်လာကြတဲ့ကနိုင်ငံတော်သမ္မတဦးသိန်းစိန်ကတယ်လီဖုန်းနဲ့ပြောပါတယ်ကိုညီမင်းညိုတို့ပဲသွားကြမှာလဲတဲ့ကျွန်တော်တို့မန္တလေးကနေတဆင့်ဖားကန့်မှော်တဲ့အထိရောက်အောင်သွားပါမယ်သမ္မတကြီးလို့ဆိုတော့သွားပါတဲ့သွားကြပါတဲ့ဒီမိုကရေစီခေတ်ကိုရောက်နေပြီပဲတဲ့ဟောကြပါပြောကြပါနိုင်ငံကောင်းအောင်ဝိုင်းပြီးတည်ဆောက်ကြပါတဲ့ကျွန်တော်ခင်ဗျားကိုဖုန်းဆက်တာအကြောင်းရှိလို့ပါတဲ့ပုံမှန်18ဆိုတာလွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်အဲ့ဒါတွေကိုပိတ်ပင်တားဆီးတယ်ဆိုပြီးတော့အခုပြည်သူလူထုရှီကအတန်နေထွက်နေတယ်တဲ့ဒါပေမဲ့ဗျာတဲ့ကျုပ်လည်းအလုပ်တွေများတဲ့အခါကျတော့အဲ့ဒါတွေကိုမစီစဉ်နိုင်သေးဘူးတဲ့အဲ့ဒါလို့မစီစဉ်နိုင်သေးတဲ့ကြားမှာပဲအခုပုံမှန်18နောက်ဆက်တဲ့တွေထပ်ထွက်လာတဲ့အကြောင်းခင်ဗျားကိုပြောချင်လို့တဲ့ဟုတ်ကဲ့ပြောပါသမလားကြီးလို့ဆိုတော့ပြောပါတယ်ပုံမှန်18ဓာရင်ကောက်ကိုအရင်ပြောပါတယ်ပုံမှန်18ဓာရင်ကောက်ရဲ့ပြစ်ဒဏ်ကဘာလဲဆိုရင်စာပေဟောပြောပွဲမှာလက်ခုပ်တီးတဲ့သူတွေကိုထောင်ဒဏ်3လချမယ်ပုံမှန်ပဲဖြစ်ပါတယ်အခုလိုလက်ခုပ်မျိုးဆိုရင်ထောင်ဒဏ်3လနဲ့ကန့်ညီပါတယ်ဘာဖြစ်လို့လဲဆိုတော့အောက်ကနေမြောက်ထိုးပင့်ကိုလုံနေလို့ပါသူတို့ရင်ထဲမှာရှိပြီးသားတည်ပြီးသားစကားတွေကိုစာရေးဆရာကိုတကူးတကတပင်တပန်းဖိတ်ခေါ်ပြီးတော့စင်မော်တက်ပြီးပြောခိုင်းတယ်အောက်ကနေလက်ခုပ်လက်ဝါးတီးပြီးမြှောက်ပေးတယ်စိတ်ထဲကနေတိုးတိုးလေးပြောတယ်ကိုဖြစ်ရင်ကိုခံတဲ့တို့ကတော့မခံဘူးတဲ့အချိန်တိုင်းအိမ်ပြန်အိမ်မာတဲ့ပုံမှန်18ဓာတ်ရင်ကောက်ပြီးတဲ့ခါကျတော့ပုံမှန်18ဓာတ်ရင်မှုတ်ကိုတမနာကြီးကဆက်ပြောပါတယ်အဲ့ဒါကတော့တာမန်လက်ခုပ်မဟုတ်ဘူးဗျာတဲ့အဲ့ဒီလက်ခုပ်အားကနည်းနည်းပြင်းတယ်တဲ့ခမ်းမတစ်ခုလုံးရှန်ထွက်သွားတဲ့လက်ခုပ်မျိုးပေါ်တဲ့အဲ့ဒါဆိုရင်တော့ပုံမှန်18ဓာတ်ရင်မှုတ်သူ့ရဲ့ပြစ်ဒဏ်ကတော့ထောင်ဒဏ်6လပါတဲ့အဲ့တော့မြင်းညာကပြည်သက်ကြီးကလုံးဝဒီပုံမှန်တွေကိုဂိမ်းဆိုင်ဘူးဆိုတဲ့သဘောပေါ့အဲ့အတွက်တမလာကြီးကထပ်ပြောပါတယ်
ပုံမှန်ဆက်ရှိတာတလင်းချိတ်ကတော့နည်းနည်းပြင်းနေဗျာတဲ့တချို့သူတွေကလက်ခုပ်တီးရုံနဲ့အားမရပဲနဲ့လက်ခေါက်တွေပါတွေမှုတ်တတ်တယ်တဲ့လက်ခုပ်တီးပြီးလက်ခေါက်မှုတ်ရင်တော့ထောင်တန်တစ်နှစ်ဖြစ်ပါတယ်တဲ့အဲ့တော့စောစောပြောသလိုချမ်းချမ်းမဟုတ်ပေမဲ့ဝမ်းစုခိုင်သိမ်းမဟုတ်ပေမဲ့2015မှာမကြခင်ကာလမှာကြာရောက်တော့မဲ့အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်မန္တလေးမှာရွတ်ဆိုခဲ့ဘူးတဲ့66နှစ်မြောက်အာဇာနည်နေ့မှာရွတ်ဆိုခဲ့ဘူးတဲ့ကြပြလေးကိုပဲအချိန်အားဖြင့်တော်လည်းကောင်းနားမထောင်ရသေးတဲ့ပြည်သက်အနေနဲ့နားထောင်ရအောင်တော်လည်းကောင်းကြပြလေးကိုရွတ်ဆိုပြချင်ပါတယ်နှလုံးသားနဲ့ခံစားပေးဖို့ကိုလည်းပန်ကြားပါတယ်ဒီကြပြလေးကိုရေးတဲ့ကြပြဆရာကကလောင်နာမည်ဟိန်းလို့နာမည်ရပါတယ်တလုံးနဲ့ပါဟိန်းအသက်အရွယ်က20ကျော်ဖြစ်ပါတယ်ပြင်ဦးလွင်သားတယောက်ဖြစ်ပါတယ်ကျွန်တော်နဲ့တော့တစ်ခါမှစုံစည်းမိသေးခြင်းမရှိပါဘူးဒါပေမဲ့ဒီကြပြဆရာလေးကိုဝေဖန်ရင်းစာမျက်နှာကျွန်တော်ရဲ့ကိုယ်ပိုင်စာမျက်နှာတွေထက်ကနေပြီးတော့ချီးကျူးတဲ့စကားတွေဝေဖန်ထောက်ပြတဲ့စကားတွေနဲ့အတိမတ်ပြုမှုကိုတော့ကျွန်တော်ဆောင်ရွက်ခဲ့ပြီးပါပြီလူချင်းကတော့ကြပြစာချင်းကတော့တစ်ချိန်မှမဆုံးခဲ့သေးပါဘူးဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လို့တမိုင်းတစ်ဆောက်လုံးမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုလူငယ်ကြပြဆရာလေးဖြစ်တဲ့ဟိန်းကအသက်20အရွယ်လောက်ပဲရှိသေးတဲ့လူငယ်လေးတယောက်ကရေးဖွဲ့တဲ့ကြပြတစ်ပုဒ်ကျွန်တော်တို့ဘာကိုကြိုက်တာလဲဆိုရင်ကျွန်တော်တို့နိုင်ငံဟာတမိုင်းမဲတဲ့နိုင်ငံအဖြစ်ရောက်သွားတော့မလားလို့စိုးရိမ်မိတဲ့အချိန်မှာအသက်20အရွယ်လူငယ်လေးတယောက်ကဒီလိုကြပြမျိုးကိုရေးသားလာတဲ့အတွက်ကျွန်တော်တို့အင်မတန်ပျော်ရွှင်ဝမ်းမြောက်တဲ့စိတ်နဲ့ဒီကြပြကိုကျွန်တော်ကရွတ်ဆိုခြင်းဖြစ်ပါတယ်ကြပြဆရာဟင်းကအသက်20အရွယ်ပဲရှိပေမဲ့နိုင်ငံရဲ့တမိုင်းကြောင်းကိုမမေ့မလျော့ကြပြအမှုပညာနဲ့မှတ်တမ်းတင်နိုင်လောက်တဲ့အထိသူ့ရဲ့ချစ်ခင်မှုမျှနှုံးမှုတန်ဖိုးထားမှုကိုတွေ့ရတဲ့အတွက်ကလေးတွေအားလုံးဟာတို့ထင်ထားသလိုမဟုတ်ပါဘူးတိုင်းပြည်နဲ့နိုင်ငံကိုချစ်တဲ့အာဇာနည်သူရဲကောင်းတွေကိုချစ်တဲ့သူတွေလည်းရှိသေးတာပဲဆိုပြီးတော့ကျွန်တော်တို့စိတ်ဖြေရပါတယ်ဒီကြပြလေးကိုကျွန်တော်ရွတ်ဆိုပြပါစီဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးဖွားခြင်းကနေစပြီးတော့ကြာဆုံးခဲ့တဲ့အချိန်ထိဂျားတဲ့ကဖြစ်ရတွေကိုကြပြအမှုပညာနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ကြပြတစ်ပုဒ်လည်းဖြစ်ပါတယ်ကြပြရဲ့ခေါင်းစဉ်ကနတ်မောက်မင်းဘာမှထမလုံးနဲ့နတ်မောက်တဲ့မင်းဘာမှထမလုံးနဲ့နတ်မောက်မင်းဘာမှထမလုံးနဲ့ထိန်လင်းကိုငါတို့စီပေးပြီးကြတဲ့က10ကဘာစာလောက်တာဝန်ကျေပြီခင်ကြီးညီယောက်ျားကိုတေချာချစ်ထားသမီးကလေးခမဲပေးဖို့ရွှေကလေးတပည့်တမှုတောင်အမေအိုစီလက်ဖြတ်တဲ့လူသားနိုင်ငံခေါင်းဆောင်ငမွဲကိုညီစိတ်ပြတ်ချင်ပြက်တမိုင်းကစိတ်မပြတ်စေနဲ့ဘိုထွန်းလာခမည်းဆရာကိုကြည့်ပြောအောင်လမ်းဘေးမှာအကျော်ဝင်စားနေတာနှောင်းလူတွေသိရင်မျက်နာမထားတတ်အောင်ရှက်နေရှာအောင်မယ်ဆရာတော်ဦးတော်ပိဒဒီတစ်ခါကြမ်းတမ်းမိလို့ဒီကလေးကိုမရိုက်ပါနဲ့ရရင်ရမရရင်ချဆိုတာတပည့်တော်တို့အတွက်ပါဗျာဥပဝင်ခမည်းညီအငယ်ဆုံးလေးကိုခွင့်လွှတ်ပေးပါဗျာသူပြောခိုင်းတဲ့ရည်စားစကားပြောပေးလိုက်ပါဗျစစ်သားကြီးအသေးကစေးရုံပေါ်မှာခြံခဲ့ရင်ကျွန်တော်တို့ပဲနစ်နာကြရမှာရဲဘော်ကျော်စိန်ခမည်းကားမောင်းရင်တတိကိုငယ်ဒိတ်မှာကပ်မောင်းခမည်းတင်မောင်းလာတာကျွန်တော်တို့ရဲ့အတိတ်ကြီးကျွန်တော်တို့ရဲ့ပစ္စုပန်ကြီးကျွန်တော်တို့ရဲ့အနာဂတ်ကြီးဟဲ့လူပလေရီယန်ရုပ်ရှင်မန်နေဂျာသူ့ဟာသူငါမူတန်းကကြည့်တမတ်တန်းကကြည့်သွားမတားပါနဲ့ဗျဘဝမှာအပန်းဖြေစရာလက်တစ်ဖက်မပြည့်တဲ့သူစိတ်လွတ်ကိုလွတ်ခံစားပါစေဗျာပုံမူကြီးဆူဇူကီတွေ့တယ်မဟုတ်လားခမားကိုလက်ဆွဲနှုတ်ဆက်ရင်းခမားကိုတိုက်သိရင်တိုက်ရမှာပဲလို့ပြောခဲ့တဲ့အညာသားလေးကိုလေအဲ့ဒါလို့တတိအဲ့ဒါလို့စကားကိုတိတ်ချမှတ်ထားနှောင်းမြမာတွေတဲမှာအဲ့ဒီလို့ပြောရတာတကောင်မှမရှိဘူးအမွိုင်းမင်းမြေကို तू နင်းလိုက်တော့တွတ်မသွားဘူးလားအာရှတိုက်ရဲ့ကျဲတလုံးကို2လလောက်ထမ်းထားလိုက်ရတာအခုထိမင်းဂုံယူမဆုံးဘူးမဟုတ်လားဦးစော
ခမားကိုမေ့ထားပါမယ်ခွင့်လွန်လို့တော့မရသေးဘူးဒါပေမဲ့မပူပါနဲ့ဒီနေ့ခေတ်မှာလဲခမားလိုလူတွေအများကြီးပါမစ္စတာနေလူခမားသူ့ကိုလောင်းကုတ်ကြီးပေးလိုက်တာကျေးဇူးတင်တယ်ဗျာအခုကျွန်တော်တို့မှာအဲ့ဒါကြီးခြုံပြီးနှွေးနေရတာဗျအကိုးဆောင်ခမားအခန်းတွေကဂျပိုးတွေကိုမောင်းမထုတ်လိုက်ပါနဲ့စာအုပ်ပုံကြီးကိုရှင်းမပြစ်လိုက်ပါနဲ့မခောက်ရသေးတဲ့အဝတ်တွေတန်းပေါ်မချိတ်လိုက်ပါနဲ့သူစိန်နဲ့မနေခဲ့လို့ကျွန်တော်တို့စိန်နဲ့နေနေရတာမဟုတ်လားညိုညိုစိန်ညီတတလုံးမင်းသမီးလှုပ်ရှားလာတာအနေနဲ့အရက်ရွှေဘိုညာချမ်းကလို့တရေကောင်းမျိုးတွေ့ခဲ့ဘူးလားတွေ့ဘူးခဲ့ရဲ့လားကျုပ်မှာကာမပိုင်နေဗျတဲ့မိန်းကလေးတံမဲ့လက်ဆွဲကြည်စဲမဲ့ညီတောင်ကြက်သိန်းတစ်ဖြန်းဖြန်းထသွားရဲ့မဟုတ်လားစာစတက်ဖို့ခရပ်သူခမအင်ကြီးအကြီးပြဲသွားအောင်ဖောင်တင်ကိုဆွဲလူလိုက်တာမအံ့ဩပါနဲ့32နှစ်နဲ့တည်ခဲ့တာတော့ကျွန်တော်တို့နှလုံးသားတွေကိုအခုထိသူကဆွဲလူနေတော့ဥထေးမြိုင်တော့မဟုတ်တကုံတာယာဇွတ်ချစ်မဲဆိုတဲ့အချစ်တချင်းအစားစစ်ချီစစ်တဲ့တချင်းတွေပဲသူကကြားကျင်တယ်ဆိုတီးပေးလိုက်ပါဗျနှလုံးသားမရှိတာမဟုတ်ပါဘူးနှလုံးသားရှိလွန်းလို့ပါဂျူဘလီဟောကျေးဇူးပြုပြီးရွှေတကုံဖျားလမ်းဘက်လှည့်မထားပါနဲ့ခမားကိုမြင်တိုင်းမျက်ရည်ဝဲရင်အလေးပြုမိလို့ပါရဲဘော်ကလေးတွေစိတ်မကောင်းမဖြစ်နဲ့မင်းတို့ခေါင်းဆောင်ကြီးကသူ့မင်္ဂလာဆောင်မှာတိုက်တွေကားတွေလက်မဖွဲ့လို့စိတ်ဆိုးမဲ့လူစားလားငွေတော်တာရောင်ကြီးဆိုတော့အယိုးသားဆုံးအပြုံးနဲ့ပျော်နေတတ်ခဲ့တာလေပြည်ထောင်ရေးဝန်ကြီးဦးမြခမားမှားတယ်သူ့ရုံးခန်းရှိကတက်စစ်ကိုသူ့ဘာပြောပေကတ်ထားခဲ့ရမှာအခုတော့ကျွန်တော်တို့မှာပြောခွင့်မရှိတော့ဘူးကိုကြော့မောင်သူ့မင်္ဂလာဆောင်မှာရွှေကြိုးသွားတာတော့စွဲယူလွှင့်ပစ်လိုက်တာစိတ်မကောင်းမဖြစ်ပါနဲ့ဗျာသူအပင်ပန်းခံတင်ယူခဲ့တဲ့ပညာတွေထဲမှာအဲ့ဒါလို့အပိုစာသားတွေမပါဘူးဗျမေမြို့ဝမ်းနဲ့စိတ်ကိုကြိတ်မိတ်ထားတော့နိုင်ငံကြီးလောကကထွက်ရင်ခြံဆိုင်မယ်စာရေးမယ်ဆိုတဲ့သူကြည်စံ73တောက်စိုက်သွားပြီးရေးလို့မကုံအောင်အခုကျွန်တော်တို့ရေးနေကြရပြီခင်ဗျာဆရာဟိန်းဖြစ်ပါလေခင်ဗျာဒီလက်ခုပ်သားဟာလူငယ်ကဗျာစာလေးဟိန်းအတွက်အသက်20အရွယ်နဲ့တိုင်းပြည်ရဲ့သူရဲကောင်းတွေအပေါ်မှာမမေ့မလျော့ခံစားတဲ့ကျွန်တော်ညီငယ်လေးဟိန်းအတွက်လက်ခုပ်တန်တွေလို့ကျွန်တော်ကခံစားပါတယ်ကျွန်တော်မြို့တစ်မြို့မှာဟောခဲ့ပူပါတယ်နှစ်ပေါင်း100အခန်းဆက်ဇလံနှစ်ပေါင်း100အခန်းဆက်ဇလံ1915ခုဖေဖော်ဝါရီလ23ရက်နေ့မှာမွေးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းဟာ1948ခုဇူလိုင်19မှာကြာဆုံးခဲ့ရပါတယ်သူနေထိုင်ခဲ့တဲ့တပ်တန်းကိုတွက်ကြည့်တဲ့အခါမှာ32နှစ်5လနဲ့6ရက်ဆိုတဲ့တပ်တန်းကိုရပါတယ်ဒီကမ္ဘာမြေပေါ်မှာဗိုလ်ချုပ်အသက်ရှင်နေထိုင်ခဲ့တဲ့ကာလသည်32နှစ်ခွဲနီးပါး33နှစ်မပြည့်တဲ့အလွယ်ပြောရင်တော့33နှစ်နီးပါးပေါ့အဲ့ဒီအချိန်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်က68နှစ်ဖြစ်ပါတယ်အမျိုးသားကောင်းဆောင်ကြီးဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့33နှစ်နဲ့တမီးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့68နှစ်ကိုပေါင်းရင်နှစ်ပေါင်း100ရပါတယ်တားဖနှစ်ယောက်အသက်တွေပေါင်းလို့နှစ်ပေါင်း100ရတာတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးဇလန်းကမပြီးသေးဘူးလားတိုင်းပြည်ရဲ့စင်ရဲနှုံချမှုတွေကရုံးမထွက်နိုင်သေးဘူးလားဒီတိုင်းပြည်နဲ့ဒီနိုင်ငံအပေါ်မှာတားဖနှစ်ယောက်လုံးကစွန့်လွတ်စွန့်စားတဲ့စိတ်နဲ့ပေးဆက်နေတာတောင်မှနှစ်ပေါင်း100လောက်ကြာတာတောင်မှကျွန်တော်တို့နိုင်ငံဟာဘာဖြစ်လို့အလင်းရောင်နေမြေကိုခြေမချနိုင်ရတာလဲဆိုတဲ့စိတ်နဲ့နှစ်ပေါင်း100အခန်းဆက်ဇလန်းဆိုပြီးကျွန်တော်ဟောပြောခဲ့ဘူးတယ်ဒီနေရာမှာဒေါ်အောင်ဆန်းစုကြည်ကတိုင်းပြည်အတွက်ဘာတွေများနစ်နာခံတယ်လဲလို့ပြောရင်ဥစွာကျွန်တော်ဟာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတာဝန်ရှိပုဂ္ဂိုလ်တယောက်မဟုတ်ပါဘူး
ပါတီဝင်တယောက်လည်းမဟုတ်ပါဘူးဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံသားတယောက်အနေနဲ့လွတ်လပ်စွာချစ်ခင်တဲ့စာပေအမှုပညာသမားတယောက်အနေနဲ့လွတ်လပ်စွာကြီးညိုလေးစားတဲ့မြင်းညံမျိုးမှာရှိတဲ့စာပေချစ်ပြည်သက်များကဲ့သို့တာမန်နိုင်ငံသူနိုင်ငံသားတဦးပဲဖြစ်ပါတယ်ကျွန်တော်ချစ်ချင်တဲ့လူကိုချစ်ခွင့်ရှိပြီးတော့ကျွန်တော်မုန်းချင်တဲ့လူကိုမုန်းခွင့်ရှိတာကျွန်တော်ရဲ့တကူရီဒီမိုကရေစီဖြစ်ပါတယ်ဒါကြောင့်မလို့နှစ်ပေါင်း100ခန်းဆက်ဇလန်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောခဲ့တယ်ဘာတွေများနင့်နာခံတယ်လဲလို့မေးရင်မိခင်ကြီးဒေါခင်ကြီးနေမကောင်းလို့တိုင်းပြည်ကိုခဏပြန်လာရာကနေရှစ်လေးလုံးလူလူရေးတော်ပုံကြီးပေါ်ပေါက်တဲ့အခါမှာဗိုလ်ချုပ်ရဲ့သမီးဖြစ်တဲ့အတွက်ဗိုလ်ချုပ်ရဲ့သွေးတွေလက်ပတ်စီးစင်းနေတဲ့သွေးသားတယောက်ဖြစ်တဲ့အတွက်အခြေအနေရတိုင်းပြည်မှာတင်ကြိုင်ခဲ့တယ်ဒါကိုတစ်ဖက်အဖွဲ့အစည်းကယဉ်သိတဲ့စကားလုံးများနဲ့သုံးနှုံးပြီးတော့ပြောခဲ့ကြဆိုခဲ့ကြဆွေးနွေးခဲ့ကြတာဒီကနေ့စာအုပ်စာတမ်းတွေလည်းထွက်နေပါပြီဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့အင်တာဗျူးစာအုပ်တောင်ထွက်ရှိနေပါပြီဒါတွေဟာယုံတန်းစကားတွေမဟုတ်ပါဘူးအဲ့ဒါလို့အခြေအနေမှာဒေါအောင်ဆန်းစုကြည်ဟာတိုင်းပြည်အတွက်ဘာများနစ်နာခံခဲ့တယ်လဲလို့မေးရင်မိခင်ကြီးနေမကောင်းလို့မြန်မာနိုင်ငံကိုလာရောက်ခဲ့ကြတဲ့ကသူ့ရဲ့ခင်မွန်းတယ်ဖြစ်တဲ့မိုက်ကယ်အဲရစ်1999မတ်လ29ရက်နေ့မှာကင်ဆာရောဂါနဲ့ကွယ်လွန်ပါတယ်တိုက်ဆိုင်မတ်လ29ရက်နေ့ဟာတမတော်နေ့ဖြစ်တမထားတဲ့နေ့လည်းဖြစ်ပါတယ်အဲ့ဒီကလေးကအကျယ်ချုပ်ဘဝနဲ့16နှစ်လုံးနေပြီးတော့ဒီတိုင်းပြည်ဒီနိုင်ငံနဲ့ဒီလူမျိုးအပေါ်မှာသူ့ရဲ့သွေးသူ့ရဲ့စိတ်ကိုပြခဲ့တယ်ခင်မွန်းတယ်ဖြစ်တဲ့သူကွယ်လွန်ကန်ဒီ2ရက်အလိုမှာတယ်လီဖုန်းပြောခွင့်ရတယ်အဲ့ဒီချိန်မှာနိုင်ငံတော်တာဝန်ယူနေတဲ့ပုဂ္ဂိုလ်များကဒေါအောင်ဆန်းစုကြည်ကိုအကယ်၍ပြည်ပကိုထွက်ခွာမယ်ဆိုရင်ထွက်ခွာဖို့ခွင့်ပြုတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့မြန်ထွက်ခွာစေချင်တယ်တိုင်းပြည်မှာဒီမျိုးသမီးမရှိရင်ကောင်းတယ်လို့သူတို့ယူဆထားတဲ့အတွက်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကပေကတ်နေပြီးတော့တေဆုံးကန်နီးကွယ်လွန်ကန်နီးခင်မွန်းတဲ့ရှိကိုမသွားခဲ့ဘူးတယ်လီဖုန်းစကားပြောတယ်မိုက်ကယ်အဲရစ်ပြောတဲ့စကားသည်စုရည်စုလို့ခေါ်ပါတယ်မိုက်ကယ်အဲရစ်ကစုရည်ကိုနားလဲပါတယ်စုရည်ကိုထက်မင်းရဲ့တိုင်းပြည်မင်းရဲ့နိုင်ငံမင်းရဲ့လူမျိုးကကိုထက်ပို့ပြီးအရေးကြီးတဲ့နယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်ပါတယ်စုရည်ဒါကြောင့်မလို့ကိုမင်းကိုနှုတ်ဆက်ပါတယ်ဆိုပြီးတော့တယ်လီဖုန်းပြောပြီးနေ့အချာမှာမိုက်ကယ်အဲရစ်ခွင့်လွန်သွားခဲ့ပါတယ်သား2ယောက်ကျန်ခဲ့ပါတယ်အဲ့ဒီသား2ယောက်ကျန်ခဲ့တဲ့ခါမှာသားငယ်လေးဖြစ်တဲ့သူဟာမြန်မာနိုင်ငံကိုခဏတစ်ဖြုတ်လာလေးရှိပေမဲ့သားအကြီးကတော့ခဏထိမြန်မာနိုင်ငံကိုလာအောင်ချင်းမရှိသလိုအခုလိုလွတ်လပ်တဲ့အချိန်ကာလမှာမိခင်ကြီးဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နိုင်ငံတကာကိုတွားရင်တောင်မှလာရောက်ပြီးတွေ့ဆုံခြင်းမှတွေ့ဆုံတဲ့သားကြီးတယောက်ဖြစ်ပါတယ်မိခင်ပေါ်မှာတမျိုးတစ်ဖုံနဲ့စိတ်နာနေတဲ့စိတ်ထန်ရာတစ်ခုရနေတဲ့သားတယောက်လည်းဖြစ်နိုင်ပါတယ်1988ကနေပြီးတော့ယနေ့အချိန်ကာလအထိခင်မွန်းတယ်ကိုစွန့်လို့မွေးထားတဲ့ရင်သွေး2ယောက်ကိုစွန့်လို့ပြီးတော့နေခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ဟာတိုင်းပြည်အတွက်ဘာမှဘာတွေများပေးဆက်ခဲ့လို့လဲလို့ပြောရင်တော့ကျွန်တော်တို့အနေငယ်စဉ်းစားဖို့ကောင်းပါတယ်ကျွန်တော်မှသား2ယောက်မွေးထားပါတယ်သားကြီးက9တန်းဖြစ်ပြီးတော့သားငယ်က3တန်းဖြစ်ပါတယ်ဒီသား2ယောက်နဲ့ကျွန်တော်ကခွဲခွာခဲ့တာ2ပတ်မပြည့်သေးပါဘူး17ရက်12ရက်ပဲရှိပါသေးတယ်ကျွန်တော်သားတွေကိုကျွန်တော်လွမ်းလှပါပြီသူ့အမေဆိုရင်တော့မပြောနဲ့တော့ပေါ့နှစ်ပေါင်းများစွာခင်မွန်းတယ်နဲ့ကိုရင်သွေးတွေအပေါ်မှာစွန့်လွတ်ထားခဲ့ပြီးတိုင်းပြည်နဲ့လူမျိုးအပေါ်မှာဒီဇိုင်းမတ်မတ်ချစ်ခင်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ဟာတာမန်အမျိုးသမီးတယောက်မဟုတ်ဘူးဆိုတာတော့ကျွန်တော်ပြောခွင့်ရမယ်ထင်ပါတယ်ဒါဟာနှစ်ပေါင်း100ခန်းဆက်ဇာလန်းဆိုတဲ့နောက်မှာကျွန်တော်ဆွေးနွေးပြတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အဲ့တော့ပြောရင်းနဲ့ဒေါအောင်ဆန်းစုကြည်အကြောင်းကိုရောက်သွားတဲ့အတွက်ကြပြလေးတစ်ပုဒ်နဲ့ပဲတင်ပြပါစီအဲ့ဒီကြပြကိုကျွန်တော်ပြန်ရှင်းမပြတော့ပါဘူးစောစောကကျွန်တော်ပြောခဲ့ပါပြီခင်မွန်းတယ်ကိုဆွန့်လွတ်ခဲ့တယ်သားတွေကိုဆွန့်လွတ်ခဲ့တယ်အမျိုးသမီးတယောက်အနေနဲ့ရပိုင်ခွင့်တွေအခွင့်အရေးတွေအားလုံးကိုဆွန့်လွတ်ခဲ့တယ်ဒါပေမဲ့ तू မဆွန့်လွတ်ခဲ့တာတခုရှိပါတယ်ဒါကိုကျွန်တော်တို့နောင်တော်ကြပြဆရာကိုမိုးစော်ကကြပြလေးတစ်ပုဒ်ရေးပါတယ်အဲ့ဒီကြပြရဲ့ခေါင်းစဉ်ကအမေလို့နာမည်ရပါတယ်အမေသမီးတယောက်အနေနဲ့ဖခင်ကိုဆွန့်လွတ်ခဲ့ရတယ်ဇနီးတယောက်အနေနဲ့ခင်မွန်းတယ်ကိုဆွန့်လွတ်ခဲ့ရတယ်မိခင်တယောက်အနေနဲ့သား2ယောက်ကိုဆွန့်လွတ်ခဲ့ရတယ်
သားတယောက်အနေနဲ့စီးစိမ်တွေကိုဆွန့်လွတ်ခဲ့ရတယ်အမျိုးသမီးတယောက်အနေနဲ့လွတ်လပ်ခွင့်တွေကိုဆွန့်လွတ်ခဲ့ရတယ်အသက်ရှင်ရက်နဲ့ဆွန့်လွတ်ခဲ့ရခြင်းများမှာသူလုံးဝမဆွန့်လွတ်ခဲ့တာဆိုလို့ငါတို့ပြည်သူတန်း60ကြပြဆရာမိုးစော်ဖြစ်ပါတယ်ခင်မိုးတွေကိုဆွန့်လွတ်ခဲ့တယ်တားနှစ်ယောက်ကိုဆွန့်လွတ်ခဲ့တယ်ဖခင်ကိုဆွန့်လွတ်ခဲ့တယ်ခွင့်ရည်တွေအားလုံးကိုဆွန့်လွတ်ခဲ့တယ်ဒါပေမဲ့တန်း60တော့ပြည်သူလူထုကိုတော့ဒေါအောင်ဆန်းစုကြည်ဟာဆွန့်လွတ်ခဲ့ခြင်းမရှိဘူးဒီကနေ့ဒီချိန်ထိတိုင်းပြည်မှာရောက်တဲ့နေရာရတဲ့နေရာကိုယူပြီးတော့တိုင်းပြည်ကောင်းရကောင်းကျိုးအတွက်ဆောင်ရွက်နေပါတယ်ဒါကလည်းပြည်သူလူထုတည်ပြီးသားဖြစ်ပါတယ်ဒီနေရာမှာစကားကြုံလို့တစ်ဆက်တည်းပြောရရင်နိုင်ငံတော်သမ္မတဖြစ်နေတဲ့သူတွေတော်တော်များနေတဲ့အချိန်မှာကိုကျော်သူကလည်းသမ္မတဖြစ်နေတယ်လို့ပြောပါတယ်ကျွန်တော်သမ္မတဖြစ်နေတယ်လို့ပြောတာကိုကျော်သူတက်တစ်နှစ်စောပါတယ်ကိုကျော်သူကလည်းသမ္မတဖြစ်နေတယ်ကျွန်တော်လည်းသမ္မတဖြစ်နေတယ်သူရဦးရွှေမန်းကလည်းသမ္မတဖြစ်နေတယ်ဦးသိန်းစိန်ကလည်းပြည်သူလူထုကထောက်ခံရင်ဆက်လုပ်မယ်ဒေါအောင်ဆန်းစုကြည်ကလည်းသမ္မတဖြစ်နေတယ်လို့ပြောနေတဲ့အချိန်မှာတိုင်းပြည်ရဲ့နိုင်ငံရဲ့ဇာလန်းဇက်ကွက်တွေဟာအလွန်စိတ်ဝင်စားစရာကောင်းတဲ့ဇာလန်းတစ်ပုဒ်ဖြစ်လာပါတယ်ဗီဒီယိုလောကကိုစုံစမ်းကြည့်တဲ့အခါမှာပြည်တီဦးတို့နေတိုးတို့ဒီရဲ့ပိုင်းမှာဇက်ကားအငှားနှုံကြတယ်လို့သိရပါတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်မှာသူ့ထက်ကောင်းတဲ့ဇာလန်းတွေပေါ်နေလို့ပါသူတို့တရုတ်ဆောင်တဲ့ဇာလန်းတွေနဲ့ကောင်းတဲ့ဟာတွေကကောင်းပေါင်းထားတဲ့မင်းသားကြီးတယောက်ကပြောပါတယ်နောက်လာမယ့်ရွေးကောက်ပွဲမှာ तू မပါတော့ဘူးသူများကိုကြီးကိုတော်ကိုကြော်ပြီးပြောပါတယ်သူက तू ပါခြင်းပါမယ်မပါခြင်းမပါဘူးသူ့အလုပ်လားနောက်လာမယ့်ရွေးကောက်ပွဲမှာ तू မပါတော့ဘူးအဲ့လိုပြောတဲ့အချိန်မှာပဲလက်ရှိနိုင်ငံတော်တာဝန်ကိုယူထားတဲ့ပုဂ္ဂိုလ်ကြီးကပြန်ပြောပါတယ်နဖူးရည်ဒူးရည်ကောင်းတဲ့ပုဂ္ဂိုလ်ကြီးကပြန်ပြောတယ်ပြည်သူလူထုကထောက်ခံမယ်ဆိုရင်တော့စဉ်းစားမယ်မင်းသားနှစ်ယောက်ပြောတဲ့စကားအင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒီအချိန်မှာပဲပြည်ချစ်မင်းသမီးကဒိုင်လော့တစ်ခုပြောပါတယ်နိုင်ငံတော်ရဲ့အနာဂတ်အတွက်လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးလေးလုပ်ရအောင်လို့တောင်းဆိုတဲ့အချိန်မှာခေါင်းပေါင်းဆောင်းထားတဲ့စောစောကနိုင်ငံတော်တာဝန်ကြီးကယူထားတဲ့ပုဂ္ဂိုလ်ကြီးကပြန်ပြောပါတယ်စောပါသေးတယ်လို့ပြောတဲ့အချိန်မှာပဲဒီဘက်ကအပြိုင်မင်းသားတစ်လက်ဖြစ်တဲ့ခေါင်းပေါင်းထားတဲ့မင်းသားကပြန်ပြောပါတယ်တွေ့သင့်တယ်အဲ့လိုတွေ့သင့်တယ်လို့ပြောတဲ့အချိန်မှာပဲဒီဘက်ကနောက်ထပ်အကြီးအကဲကပြန်ပြောပါတယ်နိုဝင်ဘာလမိန်ကောမှာမင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့စိတ်ကူးရှင်ဆွန့်လွတ်လိုက်ပါအခုလာမယ့်29ရက်နေ့မှာကျင်းပမယ့် Academy ပေးပွဲမှာကျွန်တော်တို့ပြည်သူလူထုကပေးလိုက်ပါပြီပူတွဲမင်းသားစုကိုကျွန်တော်တို့အကြီးအကဲနှစ်ယောက်ကို Academy စုပေးပါတယ်မြန်မာနိုင်ငံရေးဇာလန်းဇက်ကွက်မှာတရုတ်ဆောင်ကောင်းတဲ့အတွက်ခုနကပြည်တော်ချစ်မင်းသမီးကတော့ငကိုယ်တွေကပြည်သူလူထုပေးတဲ့ Academy ပေါင်းများစွာရရှိပြီးသားဖြစ်တဲ့အတွက်သူ့ကိုတော့ထူးထွေမပြောလို့တော့ပါဘူးအဲ့ဒီမှာမမျော်လင့်တဲ့နေရာကဇက်ပို့နေရာကနေမမျော်လင့်မဲ့ Academy ရသွားတဲ့သူကတော့ကာကွယ်ရေးဦးစီးချုပ်ကြီးပဲဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ကတပ်မတော်ကိုချစ်တယ်တပ်မတော်ဟာနိုင်ငံအတွက်လိုအပ်တယ်လို့တဖောက်ဖောက်ပြောနေတဲ့အချိန်မှာခုချိန်ထိကာကွယ်ရေးဦးစီးချုပ်ဟာအနေထိုင်ပြောဆိုအပြုမှုတစုံတရာမှားယွင်းမှုခုချိန်ထိမရှိသေးဘဲနဲ့ကွန်ဆာကွန်မင်းနဲ့ပြောရမှာပေါ့နော်သေးဆိုတဲ့စကားလုံးကိုမရှိသေးဘဲနဲ့တိုင်းပြည်နိုင်ငံအတွက်ကောင်းအောင်ကောင်းကျိုးလုပ်ရမယ့်အချိန်မှာပြည်သက်ကမျှော်လင့်နေပါတယ်ဒီနေရာမှာသမ္မတဖြစ်ချင်တယ်ဆိုတဲ့စကားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့စဉ်းစားကြည့်ရအောင်ကြံတဲ့လူတွေသမ္မတဖြစ်ချင်တာကိုတော့ကျွန်တော်မသိပါဘူးဒေါအောင်ဆန်းစုကြည်သမ္မတဖြစ်ချင်တယ်ဆိုတာဟာသူ့အတွက်လားတန်း60သောပြည်သူလူထုအတွက်လားဆိုတာကိုတော့ကျွန်တော်ရှင်းပြချင်ပါတယ်ဒီကနေ့ဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံတကာမှာရပ်တည်နေတဲ့အနေအထားသည်နိုင်ငံတော်သမ္မတတယောက်ထက်တာလွန်သောအဆင့်အတန်းနဲ့ကမ္ဘာနိုင်ငံအသီးသီးကိုတွာလာလှုပ်ရှားလည်ပတ်နေတဲ့သူတယောက်ဖြစ်ပါတယ်အကယ်၍ဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံတော်သမ္မတဖြစ်ခဲ့မယ်ဆိုရင်တောင်သူရထားတဲ့ယာတုဂုံသိန်းကနေရုပ်လျော့သွားတဲ့သဘောတောင်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်သမ္မတတဲ့စာပေါင်းများစွာတာလွန်တဲ့ကမ္ဘာရဲ့ချစ်ခင်မှုကမ္ဘာရဲ့အတိမတ်ပြုမှုကိုရထားတဲ့ကမ္ဘာတိအမျိုးသမီးကောင်းဆောင်တယောက်ဖြစ်လို့တင်ပြခြင်းဖြစ်ပါတယ်။သူသမ္မတဖြစ်ချင်တယ်ဆိုတာသူ့အတွက်တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။တန်း60သောပြည်သူလူထုရဲ့အကျိုးကိုဆောင်ဖို့အတွက်သူဖြစ်ချင်တာ
ကျန်တဲ့လူတွေသမ္မတဖြစ်ချင်တယ်ဆိုတာကတော့လက်ရှိလှုပ်လက်စကုမ္ပဏီလေးမပြတ်ရွှင်ရအောင်လက်ရှိတူးလက်စကြောက်စိမ့်တွင်းလေးဆက်ပြီးတူးခွင့်ရအောင်လက်ရှိခုတ်လက်စတရိုင်းခွက်လေးကျွန်းသစ်ခွက်လေးတွေဆက်ပြီးတော့ခုတ်ခွင့်ရအောင်လက်ရှိသွင်းလက်စသွင်းကုန်ထုတ်ကုန်တွေဆက်ပြီးသွင်းလို့ရအောင်ဖားကံမှာကျွန်တော်9ရက်ကြာခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်နာမည်နဲ့အလုပ်လုပ်နေတဲ့ကြောက်တွင်းတွင်းမှာမတွေ့ခဲ့ပါဘူးမြန်မာနိုင်ငံလုံးအနှံ့ကိုရှောက်သွားပြီးတော့အင်ချမ်းမြေပေါင်းများစွာကိုရင်ဆိုင်ခဲ့ပေမဲ့ဒေါအောင်ဆန်းစုကြည်နာမည်နဲ့ဝယ်ထားတဲ့မြေလွတ်မြေရိုင်းတွေတိမ့်ထားတဲ့မြေတွေလှုပ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်မှုတွေတခုမှမတွေ့ခဲ့တဲ့နိုင်ငံသားတယောက်စာရေးဆရာတယောက်ကြပြဆရာတယောက်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်ခင်တယ်လေးစားတယ်ကြီးညိုတယ်ဆိုတာလွန်မလားသူဟာသူသမ္မတဖြစ်ချင်တယ်ဆိုတာသူ့အတွက်မဟုတ်ဘဲနဲ့ပြည်သူလူထုရဲ့အကျိုးကိုဆောင်ဖို့သူသမ္မတဖြစ်ချင်တယ်လို့ပြောတာသမ္မတဖြစ်ချင်တဲ့စကားပြောတာချင်းတူရင်တောင်မှအတိတ်ပဲချင်းမတူဘူးတန်ဖိုးချင်းမတူဘူးလွတ်တော်ထဲမှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုတော့မှချမပြရဲတဲ့သူတွေကြားထဲမှာကျွန်တော်တို့ပြည်သူလူထုကအခုလိုတွေ့တွေ့ဝေငွေငွေငိုင်ငိုင်နေအောင်မယ်ဆိုရင်ကြုတ်တိုးလောက်အားတဲ့လူတွေဒီကမ္ဘာမှာမရှိတော့ဘူး2008ဖွဲ့စည်းပုံအခြေခံဥပဒေကို92.48တော်ပြည်သူလူထုတခဲနဲ့ထောက်ခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီးတော့နာဂစ်လူ3သိန်းကျော်တည်တဲ့အချိန်မှာတည်သွားတဲ့ဝိညာဉ်တွေကပါထပြီးထောက်ခံတဲ့အထိဆွဲခဲ့တယ်ဒါကိုပဲမနေ့တနေ့ကပြုတ်ဖို့ပြင်ဖို့ပြောတဲ့အခါမှာသက်ဆိုင်ရာနံပါတ်556တာဝန်ရှိပုဂ္ဂိုလ်တူကဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ကျင်တယ်ဆိုတာပြည်သူလူထုကပြင်ကျင်တယ်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးပြည်သူလူထုကဘာသိမှမို့လို့လဲကျုပ်တို့တောင်ခုမှလေ့လာနေရတုံးဒီလိုလူတွေကိုနိုင်ငံခေါင်းဆောင်ဖြစ်တင်ထားရတဲ့ကျွန်တော်တို့နိုင်ငံမှာလက်ခုပ်တီးုံနေမကဘဲနဲ့နှလုံးသားတွေကအုံနောက်ထက်ကစဉ်းစားစေချင်ပါတယ်ဒီလိုလူတွေကိုခေါင်းဆောင်တင်ထားတဲ့နိုင်ငံမှာရှေ့ပြောနောက်ကြည့်ညပြောအောက်ကြည့်ဆိုတဲ့စကားတွေရဲ့နောက်မှာရှေ့စကားနဲ့နောက်စကားကိုတောင်မှလျော်ညီအောင်မချိတ်ဆက်တတ်တဲ့လူတွေလိန်နေဆိုရင်အဆအဆုံးလိန်ရပါတယ်လိန်ခြင်းရင်အဆအဆုံးလိန်ရပါတယ်ရှေ့စကားနဲ့နောက်စကားကိုတော့ဂျက်မိအောင်မပြောနိုင်တဲ့သူတွေကိုခေါင်းဆောင်ဖြစ်တင်ထားရတဲ့ကျွန်တော်တို့ပြည်သူလူထုရဲ့ဘဝစံစဘာကိုရှာဖွေဖော်ထုတ်ထုံရက်စိုက်ပျိုးပေးနေတဲ့တောင်သူဦးကြီးတွေကိုမှထမင်းတက်နဲ့ရှော့ဆပါလို့ပြောတဲ့လူအဲ့ဒါလို့သူကထမင်းတက်နဲ့ရှော့စားခိုင်းတဲ့အချိန်မှာသူ့ရဲ့သားတော်မောင်ကသမရဟိုတယ်မှာညသာစားနေတယ်မျက်နှာချင်းဆိုင်မှာရှိတဲ့ဗိုလ်ချုပ်တယောက်ရဲ့သားကိုမကျဉ်းလို့ကန်ဒိုဓာတ်နဲ့ထခုတ်တာရုံရောက်ခါရောက်ဖြစ်တယ်ညစာစားရင်နဲ့ဗိုလ်ချုပ်တယောက်ရဲ့သားနဲ့ဝန်ကြီးတယောက်ရဲ့သားညစာစားရင်နဲ့တိုင်းပြည်ကိုတော့ထမင်းတက်နဲ့ရှော့စားပါတန်တရားမှာကျွေးမပါအောင်လို့ဒီစကားတွေဟာဆဲတာထက်နာဖို့ကောင်းတဲ့စကားတွေဖြစ်ပါတယ်ငါနဲ့ကင်တုတ်တာကမှခံတာပါသေးတယ်နားလည်စေချင်ပါတယ်စဉ်းစားစေချင်ပါတယ်ဒီလိုလူတွေတိုင်းပြည်မှာမြဲနေတယ်ဆိုရင်ဒီလိုရေချင်းနဲတဲ့သူတွေတိုင်းပြည်ကိုဥဆောင်နေမယ်ဆိုရင်ရှေ့လေးလုံးအရေးတော်ပုံကစပြီးတော့2009ရွှေအောင်တော်လိုင်းရေးမှာပေးဆက်ခဲ့ရတဲ့ဒီမိုကရေစီသူရဲကောင်းတွေရဲ့အသက်မဝင်းမော်ဦးကစပြီးတော့ရန်ရှင်လူဘူပါចောင်းသားသမဂ္ဂလူငယ်အပေါင်းပေးဆက်ခဲ့ရတဲ့အသက်သွေးချွေးတွေကိုကျွန်တော်တို့အားနာစရာကောင်းပါတယ်ထမင်းတက်နဲ့ရှော့စားပါတိုင်းပြည်မှာလျှက်စစ်မီးတွေပုံနေလို့တိုင်းတစ်ပါးကိုရောင်းတာပေါ့ဗျယူသလားလို့ပြောတဲ့လျှက်စစ်အကြီးကဲမြန်မာနိုင်ငံမှာကြေးရွာပေါင်း6300ရှိပါတယ်ဒီကနေ့သတင်းစာမှာပါပါတယ်လာမယ့်နှစ်မှာမီလင်းမှုကြံတဲ့ကြေးရွာပေါင်း4000နဲ့ကနောက်ထပ်1000မီလင်းပါမယ်တဲ့ဆိုတော့ဒါဟာကျွန်တော်တို့ဟာတိုင်းပြည်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီကနေ့စာပေဟောပြောပွဲကျွန်တော်တို့ကြပြားတွေရွတ်တယ်စာတွေပြောတယ်ဝင်းနီးလက်လွတ်တာပေါ့အာဘတ်လက်လွတ်တာပေါ့ဗျာဒီပြီးတော့လည်းအာဘတ်လွတ်အောင်လုပ်ရပါတယ်ဗျာစာတွေပေးတယ်ကြပြားတွေရွတ်ပြီးတဲ့အခါကျတော့ထုံးစံအတိုင်းလမ်းကြောင်းကသူ့ဟာသူစိုက်သွားတာပါပဲဗျာတမင်ပြောဖို့ရမရည်ရွယ်ပါဘူးဗျာသူတို့အကြောင်းကပြောရင်းနဲ့ပါလာတာဗျာ
အဲ့တော့ခုနကဒေါအောင်ဆန်းစုကြည်ရဲ့ယက်တီမှုယက်တီချက်ပါတီနိုင်ငံရေးနဲ့မဆိုင်တဲ့စကားကိုကျွန်တော်ပြောပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ပြည်သူလူထုရဲ့ရင်ထဲမှာခံစားနေရတဲ့ခံစားချက်တွေပလီတိုဆိုတဲ့ပညာရှင်တယောက်ကပြောပါတယ်ပလီတိုဆိုတဲ့နာမည်ကြားဖို့မှထင်ပါတယ်သူရဲ့ Republic နိုင်ငံတော်မှာ Republic သမ္မတနိုင်ငံတော်မှာကြပြဆရာဆိုတဲ့ကောင်စားတွေကိုနေခွင့်မပြုဘူးရှိနေရင်သူ့နိုင်ငံတွေကမောင်းထုတ်မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကြပြဆရာဆိုတဲ့ကောင်စားတွေဟာအစိုးရရဲ့ရန်တရားကိုအစိုးရရဲ့အုပ်ချုပ်မှုရန်တရားကိုနှောက်ယှက်ဖျက်ဆီးတက်လို့ပါတဲ့ကျွန်တော်ကြပြဆရာတယောက်ပါပလီတိုဆိုတဲ့ပညာရှင်ကတော့သူ့ရဲ့ Republic နိုင်ငံတော်ထဲမှာကြပြဆရာဆိုတာရှိခဲ့ရင်မောင်းထုတ်ပြစ်မယ်နေခွင့်မပြုတ်ဘူးတဲ့ဒါကတော့သူ့သဘောပေါ့ကြပြဆရာအောင်ဘညိုလို့နာမည်ရတဲ့ကျွန်တော်တို့ရဲ့နောင်တော်ကြီးကကြပြလေးတို့ရေးပါတယ်ဒီကနေ့ညတော့အချိန်ရတာနဲ့နော်ဒါကြောင့်မလို့ကျွန်တော်ပြောပါတယ်ပြည်သက်ကြီးကကံကောင်းတာလားကံဆိုးတာလားကျွန်တော်ကကံဆိုးတာလားကံကောင်းတာလားမသိဘူးခါတိုင်းဆိုရင်ကျွန်တော်ကြပြတွေအဲ့လိုအများကြီးပြောခွင့်မရဘူးနော်ကြပြဆရာအောင်ဘညိုရေးတဲ့ကြပြလေးကကောလာဟာလအလွမ်းဘယ်လိုလွမ်းတာလဲကောလာဟာလအလွမ်းကောလာဟာလဆိုတာတကယ်မဟုတ်ဘူးအခုကျွန်တော်စလင်း9ရက်အတွင်းမှာကောလာဟာလတွေအများကြီးဖြည့်ရှင်းနေရတယ်မကြခင်ပါပဲလာမဲ့ချစ်သူများနေ့ဖေဖော်ဝါရီ14ရက်နေ့မှာမိုးစက်ဝမ်နဲ့ကျွန်တော်နဲ့လက်ထပ်တော့မယ်ဆိုတဲ့တဲ့ကျွန်တော်တော့ရှင်းနေရပါတယ်မဟုတ်ဘူးကျွန်တော်ကတား2ယောက်ရှိတဲ့အိမ်အောင်တဲ့တယောက်ဖြစ်တဲ့အကြောင်းကျွန်တော်မှာဇနီးတဲ့တငယ်ချင်းဖြစ်တဲ့ဇနီးတဲ့ရှိတဲ့အကြောင်းမိုးစက်ဝမ်နဲ့ကျွန်တော်နဲ့ဘလို့မှမပတ်သက်တဲ့အကြောင်းနော်ပုဂ္ဂိုလ်လေးတယောက်နဲ့တော့ဘလို့ပတ်သက်နေတယ်လဲကျွန်တော်မသိတဲ့အကြောင်းအစရှိသဖြင့်ကျွန်တော်ရှင်းနေရပါတယ်အဲ့ဒါကောလာဟာလာဖြစ်ပါတယ်ကောလာဟာလာဆိုတာတကယ်မဟုတ်ပါဘူးခင်ဗျာဆရာကအခုနာမည်လေးတက်ပြီးရေးပါတယ်ကောလာဟာလာအလွမ်းလွမ်းတာတော့မှကောလာဟာလာတကယ်လွမ်းတာမဟုတ်ဘူးပေါ့ခင်ဗျာဆရာအောင်မညိုဂျာမနီမှာဟစ်တလာမရှိတော့ဘူးအီတလီမှာမူဆိုလိုနီမရှိတော့ဘူးအီရတ်မှာဆဒန်ဟူစိန်မရှိတော့ဘူးလစ်ဗျားမှာဂဒါဖီမရှိတော့ဘူးလွမ်းစရာကောင်းလိုက်တာလွမ်းစရာကောင်းလိုက်တာဒီလွမ်းတွေကကောလာဟာလမဟုတ်ပါဘူးနောက်ဆိုရင်ကဘာပေါ်မှာအာနာရှင်ဆိုတာဒိုင်နိုဆောတွေမျိုးတုံးသွားတယ်လို့မျိုးတုံးပျောက်ကွယ်သွားမှာပါအချစ်ရဲ့ကြပြဆရာအောင်မညိုတော်တော်နောက်တဲ့သူအာနာရှင်တွေကိုမြန်သွားပြီးတော့လွမ်းစရာကောင်းလိုက်တာတဲ့ဟိုကရွှေရောင်တနတ်နဲ့ထပစ်လိုက်လို့အသက်ဘယ်နာထွက်ရမှန်းမသိဖြစ်သွားမယ်ဂျာမနီမှာဟစ်တလာမရှိတော့ဘူးဟုတ်တယ်နိုင်ငံနေနဲ့ကိုစားပြီးပြောတယ်ဒီအာနာရှင်တွေရဲ့တမိုင်းကြောင်းဟစ်တလာဘလို့သေးတယ်လဲမူဆိုလိုနီဘလို့သေးတယ်လဲဆဒမ်ဟူစိန်ဘလို့သေးတယ်လဲဂဒါဖီရင်မြောင်းထဲမှာသေးရတယ်အစွန်းရောက်ဘာသာရေးသမားအိုစမာဘင်လာဒင်အမေရိကန်နိုင်ငံရဲ့တပ်ဖွဲ့ရဲ့စစ်စင်ရေးမှာကြာဆုံးသွားတယ်ဒါပေမဲ့ဒီကြပြကိုဖန်ရင်းနဲ့ကျွန်တော်စိတ်ထဲမှာခံစားဒါကျွန်တော်ဘက်ကခံစားချက်ဖြစ်ပါတယ်ကြပြကိုလွတ်လပ်စွာရေးသားခွင့်ရှိတာကြပြဆရာရဲ့အခွင့်အရေးဖြစ်ပါတယ်ကြပြကိုလွတ်လပ်စွာခံစားခွင့်ရှိတာကကြပြဖတ်သူရဲ့ခံစားခွင့်ဖြစ်ပါတယ်ကျွန်တော်ခံစားကြည့်တယ်ကောလာဟာလာလွမ်းတကယ်လွမ်းတာမဟုတ်ဘူးပေါ့ဂျာမနီမှာဟစ်တလာမရှိတော့ဘူးအီတလီမှာမူဆိုလိုနီမရှိတော့ဘူးအီရတ်မှာဆဒမ်ဟူစိန်မရှိတော့ဘူးလစ်ဗျားမှာဂရာဖီမရှိတော့ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာဇာကနာလို့ခေါ်တဲ့ကိုသူရကတော့ပြောပါတယ် तू နားသွားပြီ तू နားသွားပြီလွမ်းစရာကောင်းလိုက်တာဒီလွမ်းတွေကကောလာဟာလာမဟုတ်ပါဘူးကောလာဟာလာမဟုတ်ပါဘူးနောက်ဆိုရင်ကမ္ဘာပေါ်မှာအာနာရှင်ဆိုတာဒိုင်နိုဆောတွေမျိုးတုံးတယ်လို့မျိုးတုံးပြောက်ွယ်သွားမှာပါအခြေဒိုင်နိုဆောဆိုတဲ့သတ္တဝါတွေကျွန်တော်တို့ကမ္ဘာပေါ်မှာတကယ်ရှိခဲ့တယ်သူတို့ရဲ့ရုပ်ကျွန်းတွေကတတ်သိခံတယ်ဒါပေမဲ့အဲ့ဒါလို့အင်မတန်ကြီးမားတဲ့ဒိုင်နိုဆောတွေအခုကမ္ဘာလောကကြီးနဲ့တဟဇာတမဖြစ်တဲ့အခါကျတော့ဘလို့မှဆက်လက်ပြီးတော့ရှင်သန်မှုရမဖြစ်နိုင်တော့ဘူး survival of the fittest အကြံခိုင်အတန်ဆွမ်းဆုံးသူတွေသာရှင်သန်ကြံရစ်တယ်ဆိုတဲ့မူဝါဒပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေအဖြစ်ဆုံးသူတွေသာကြံရစ်တယ်ဆိုတဲ့မူဝါဒ
ကျောင်းသားတွေနဲ့အစင်မပြေတဲ့ဆရာတယောက်ဟာဆရာဘဝကိုဘယ်နည်းနဲ့မှရပ်တည်လို့မရနိုင်ဘူးပရိသတ်နဲ့အစင်မပြေတဲ့မင်းသားတယောက်မင်းသမီးတယောက်ဟာရေရှည်ကြာရှည်ရပ်တည်ဖို့ရမဖြစ်နိုင်ဘူးပြည်သူလူထုနဲ့အစင်မပြေတဲ့နိုင်ငံကောင်းဆောင်ဟာရေရှည်ကြာရှည်ရပ်တည်ခွင့်ရနိုင်မယ်ဆိုရင်ဒိုင်နိုဆောဆိုတဲ့သတ္တဝါကြီးတွေတစ်ချိန်လုံးကရှိခဲ့တယ်ဒါပေမဲ့လေးတော့တိုက်လောက်မြင့်တဲ့ဒီသတ္တဝါတွေရဲ့သွားပုံလာပုံလှုပ်ရှားပုံနေထိုင်ပုံဟာပတ်ဝန်းကျင်နဲ့ဘလို့မှသာဟာတာမဖြစ်ဘူးမဖြစ်တဲ့အတွက်ကမ္ဘာပေါ်မှာမျိုးတုံးပျောက်ကွယ်သွားပြီပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့ဒိုင်နိုဆောမျိုးနွယ်တွေဖြစ်တဲ့မိချောင်းတို့ဖို့ဗရတောက်တဲ့အိမ်မြောင်တို့တော့ကြံခဲ့သေးတယ်အဲ့တော့ကြပြဆရာအောင်မညိုကလွမ်းတယ်ဒါဟာလွမ်းတဲ့ကြပြဆရာတယောက်ပေါ့အာနာရှင်တွေဟာလွမ်းစရာမကောင်းဘူးအာနာရှင်တွေရဲ့ဇတ်သိမ်းဟာဘယ်တော့မှမလှပဘူးဒါကိုကြပြဆရာကတခွန်းတပါဒမှရရဆက်ဆက်ပြောကြားခြင်းမရှိဘဲနဲ့သူ့ရဲ့ကြပြလေးကိုသူ့အမှုပညာနဲ့လှလှပပဖွဲ့စည်းပါတယ်။အော်ကြပြဆရာနဲ့ကြမ်းကြမ်းဖန်ဖန်လွမ်းစရာမကောင်းတဲ့ဟာကိုလွမ်းနေသေးတယ်။အဲ့ဒီချိန်မှာပဲ Facebook ပေါ်ကို post တစ်ခုတက်လာပါတယ်။အာနာရှင်တွေကိုချစ်တဲ့သူတယောက်ရဲ့ post ရေးပြီးတော့တင်ပါတယ်။ဘိုလ်ချုပ်မှုကြီးနာမည်လေးနှလုံးရေးပါတယ်။တောက်ကြနာနဲ့စပြီးတော့ဗိုလ်ချုပ်နာနဲ့ဆုံးပါတယ်။အဲ့ဒီနာမည်ကိုရုတ်တရက်ကျွန်တော်မေ့သွားလို့ပါဘိုလ်ချုပ်မှုကြီးကွက်လက်ကိုတိတ်ချစ်တာပဲအောက်က comment ပြန်ပေးတဲ့ Facebook ပေါ်မှာမေနမစုံအောင်ကြားရပါတယ်ပြည်သူလူထုတရားလုံးကိုဒုက္ခပေးသွားတဲ့ဒီလိုလူကိုမင်းကချစ်ရသလားကြွဆိုပြီးတော့ဝိုင်းဝန်းပြီးတော့ဆဲကြဆူကြအော်ကြဟစ်ကြလုပ်တဲ့အချိန်မှာသူကအေးစစ်စစ်ပါပဲနောက်ထပ် post တစ်ခုထပ်တင်ပါတယ်ဘိုလ်ဒုတိယဘိုလ်ချုပ်မူကြီးမောင်ခွက်လက်ကိုလည်းသိချစ်ခဲ့တာပါပဲဒုတိယအချိန်ထပ်ပြီးတော့ Facebook လောကမှာပွက်လုံးညံသွားပါတယ်တတိယ post ကိုသူထပ်တင်ပါတယ်ဘိုလ်ချုပ်ကြီးခွက်လက်ညွန့်ကိုလည်းသိချစ်တာပါပဲအဲ့ဒါတော့ချစ်တဲ့ကောင်ကိုကန်းကုံအောင်ဆဲဆိုနေတဲ့အချိန်မှာပဲစရုပ်ထ post ကိုသူကတင်ပါတယ်အကိုတို့ကလည်းစန္ဒဆောလိုက်တာဗျာကျွန်တော်ဆိုတဲ့ကောင်ကအမေအိမ်တချင်းကိုကျုပ်တို့ရဲ့နှလုံးသားတွေကြေကွဲအောင်ရေးခဲ့တဲ့ထူးအိမ်တင်ဆိုတဲ့တေးရီတေးဆူအဆိုတော်ကိုလည်းချစ်ခဲ့တာပဲဗျအမေချေယာဆိုတဲ့ဇက်ကားမှာအကယ်ဒမီရောက်အောင်တရုပ်ဆောင်သွားတဲ့မင်းသားဒွေးကိုလည်းတိတ်ချစ်ခဲ့တဲ့ကောင်ပါဗျကျုပ်တို့ရဲ့အုံနောက်တွေနဲ့စာပေအသိဉာဏ်တွေကိုဖွင့်ပေးခဲ့တဲ့တာယာမင်းဝင်လို့ခေါ်တဲ့နိုင်ငံရေးစိတ်ရှိတဲ့စာရေးဆရာကိုလည်းကျုပ်ကချစ်ခဲ့တာပဲတခုပဲရှိတယ်ကျုပ်ချစ်ခဲ့တဲ့သူတွေကတည်သွားကြပြီလေအဲ့ဒါလို့ကျုပ်ကချစ်မိရင်ကျုပ်ချစ်မိတဲ့သူတွေကလူလောကကြီးတွေကစောစောစီးစီးထွက်ခွာသွားတတ်ကြလွန်းလို့ပါတဲ့ကြပြဆရာကလွမ်းတယ် Facebook ပေါ်ကလူကချစ်တယ်မြင့်ညာကစာပေချစ်ပေးတဲ့ကတော့လက်ခုပ်တွေတီးနေပါတယ်3လနဲ့တွဲရင်တော်တော်များပြီ6လနဲ့တွဲရင်လည်းတော်တော်များပြီเนาะကျွန်တော်ကတော့အုပ်ချုပ်ရေးမှုအားရှိတယ်เนาะကျွန်တော်ကတော့ဒီနေ့အိမ်ပြန်ရောက်မှာဖြစ်ပါတယ်เนาะလွမ်းတဲ့လူနဲ့ချစ်တဲ့သူနဲ့အာနာရှင်တွေကိုအဲ့ဒါလို့လွမ်းတဲ့လူကလွမ်းချစ်တဲ့သူကချစ်တယော်နေတဲ့အချိန်မှာအသက်ကယ်တဲ့တန်ငါတွေကလည်းရှိသေးတယ်တန်ငါတွေတယောက်တကယ်တော့သူကနိုင်ငံခြားအဖြစ်ဖြစ်ပေါ့ဒါပေမဲ့မြန်မာနိုင်ငံအနေနဲ့ပြောမှပို့ပြီးတင်တော်မှာမို့လို့မြန်မာစကားလုံးလေးတွေဖလှယ်ပြီးတုံးပြီးပြောရတာကိုပြည်သက်ကနားလည်ပေးစေချင်ပါတယ်လူတယောက်ရေနဲ့တယ်မြေကဘာမှာရှိတဲ့တန်ငါတွေကဆင်းပြီးတော့ဆဲတယ်တန်ငါတွေဆိုတော့ရေကူးကျွမ်းတယ်ဆင်းဆဲပြီးတဲ့အခါမှာကုန်းပေါ်ကိုတင်ထားတယ်ရေတွေအောင်လုပ်ပေးတယ်သတိရလာတယ်အဲ့ဒီချိန်မှာအကယ်ခံရတဲ့လူကတန်ငါတွေရဲ့မျက်နှာကိုကြည့်ပြီးပြောတဲ့စကားကိုယ့်အသက်ကိုကယ်တဲ့လူကိုပြောတဲ့စကားသူ့ရဲ့စကားမှာပဲသူဟာဘလို့လူဆိုတာပေါ်လွင်နေတယ်မော့ကြည့်ပြီးတော့ငါအသက်ကိုကယ်တာမင်းလားကွာကယ်လဲကယ်ရသေးတယ်ငါအသက်ကိုကယ်တာမင်းလားကွာဆိုတော့အင်ကြီးဗလာနဲ့တန်ငါတွေကဟုတ်တယ်ခမောက်ကယ်တာကြုတ်ပဲပြန်ပြောတယ်သူကငါဘာလို့လဲဆိုတာမင်းမသိဘူးလားမသိဘူး
ဒီနိုင်ငံကိုအုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ကြီးကငါပဲလေကွာတဲ့အဲ့တော့တန်ခါသေးကခေါင်းလေးရိုင်းနေသိဘူးတန်ခါသေးကတကယ်မသိတာခမားဖာသာခမားဗိုလ်ချုပ်ကြီးပဲဖြစ်ဖြစ်ဗိုလ်ချုပ်ကြီးပဲဖြစ်ဖြစ်ကျုပ်ရဲ့ရှေ့မှာခွေးလေးတစ်ကောင်ကြောင်လေးတစ်ကောင်ရေနစ်နေရင်တော့ကျုပ်ကဆင်းပြီးတော့အသက်ကယ်တဲ့သူခမားလိုလူတစ်ယောက်ရေနစ်နေတယ်ဆိုတော့ကျုပ်ကကယ်ရတာပေါ့တဲ့ခွေးတစ်ကောင်ကြောင်တစ်ကောင်ရဲ့အသက်ကိုတော့တန်ဖိုးထားတဲ့သူခမားလိုလူတစ်ယောက်ရေနစ်တာကျုပ်ကယ်မှာပဲခမားဘာကျုပ်ကြီးပဲဖြစ်ဖြစ်ကျုပ်စိတ်ဝင်စားဘူးဗိုလ်ချုပ်ကြီးကစိတ်ဆိုးတယ်ဒါပေမဲ့သူ့ရဲ့အသက်ကိုကယ်ထားတဲ့သူဖြစ်တဲ့အတွက်မင်းကအပြောဆိုတော့မငြင်းညောဘူးကွာဗိုလ်ချုပ်ကြီးနဲ့စကားပြောနေရတာတော့မှဒါပေမဲ့မင်းကငါအသက်ကိုကယ်တဲ့သူပဲလေဒီမဲ့ဟဲ့ကောင်နေပတ်စံဘလောက်လိုချင်တယ်လဲပြောစမ်းတယ်ခုနကကျွန်တော်ပြောနော်နိုင်ငံလေးကိုစားထုတ်ပြီးပြောတာခွင့်လွှတ်ပေးပါနော်ဒေါ်လာတွေနဲ့ပြောရင်ပေးတဲ့နားဝေးမှာဆိုလို့တို့နိုင်ငံမှာ9000တန်တွေ1000တန်တွေထုတ်ထားတယ်မင်းပတ်စံဘလောက်လိုချင်တယ်လဲပြောစမ်း9000တန်မှလိုချင်တယ်300တန်မှလိုချင်တယ်ဆိုရင်လေမင်းကငါအခုချက်ချင်းရိုက်ထုတ်ပေးလိုက်မယ်ငါအိမ်မှာကြိုးရိုက်ထားတာအများကြီးပဲလေအဲ့တော့တန်ခါတွေကမလိုချင်ဘူးလေချုပ်တဲ့ပတ်စံမလိုပါဘူးလေဟောမှာခဏတွေ့လာတဲလေးအဲ့တဲမှာကျုံနေတယ်ဟောဟိုမှာလှမ်းထားတဲ့ပိုက်ကွန်တွေ့လာအဲ့ဒီပိုက်ကွန်နဲ့ကျုံငါဖမ်းတယ်ဟောဒီမြေကြီးရှိနေသေးဟောဒီပိုက်ကွန်နဲ့ဟောဒီတဲလေးရှိနေသေးကျုပ်ဘဝအတွက်အများကြီးမလိုဘူးဒါပေမဲ့ဗိုလ်ချုပ်ကြီးကမလျှော့ဘူးမင်းတန်ငါလို့လောက်ရတာမပင်ပန်းဘူးလားလဲလေးຢာလေးပြောင်းလို့ချင်စိတ်မရှိဘူးလားအဲ့ဒါလို့လဲတွေမြေတွေຢာတွေပြောင်းလို့ချင်စိတ်ရှိရင်ငါတပ်ပိုင်ဆိုပြီးတင်ထားတဲ့မြေတွေတနိုင်ငံလုံးအနှံ့ရှိတယ်မင်းဘယ်နေကလိုချင်တယ်လဲဟဲ့အောင်တန်ငါလေးကမလုပ်ဘူးကျုပ်ဒီရွယ်ကြမှာတော့လဲလဲလုံးမစားကြဘူးကျုပ်ငါပဲဖန်ဆာမယ်ဒီကောင်ဘာကောင်လဲပတ်စံပေးတော့လည်းမယူလဲမြေဧကပေါင်းများစွာပေးတော့လည်းမယူတိုက်တွေကားတွေအိမ်တွေခြံတွေမြေတွေဘာပေးမယူတဲ့တန်ငါတွေကိုဗိုလ်ချုပ်ကြီးကစိတ်တူတယ်မင်းငါစီကတခုခုတော့ယူရမယ်ဟဲ့အောင်တန်ငါတွေကကြည့်ပြီးတော့ခင်ဗျားမှာဓာတ်ပုံရှိလားဗိုလ်ချုပ်ကြီးกว่าဓာတ်ပုံရှိတာပေါ့ဓာတ်ပုံတော့ပေးလိုက်ခဲ့တယ်အဲရောက်တာနဲ့တပည့်တွေကိုခေါ်ပြီးတော့ချိတ်ထားတဲ့ဓာတ်ပုံတော့ပေးလိုက်တယ်ဓာတ်ပုံလေးကိုပိုက်ပြီးတော့တန်ငါတွေကဆိုက်နဲ့နန်းတော်တမကြီးမားလာတဲ့ဗိုလ်ချုပ်ရဲ့ခြံဝန်းထဲကနေထွက်သွားတယ်တစ်နှစ်အဆက်အသွယ်မလုပ်ဘူး2နှစ်3နှစ်လောက်ကြာလာတဲ့အခါမှာအဆက်အသွယ်လုံးဝလှုပ်ချင်းမခံရတဲ့ဗိုလ်ချုပ်ကြီးကမနေနိုင်တော့ဘူးဒီကောင်ဘာကောင်လဲငါအနာကကောင်နေနေမြန်ကွာလိုက်တာဟိုကောင်နေဆိုရင်ညနေခောက်ကွင်းမှာတွတ်ပူစားရတာနဲ့အိမ်ကိုလာပြီးတော့ဒူးထောက်ပြီးတောင်းဆိုရတာနဲ့ဟိုလောက်ွက်ကလေးပေးပါဒီလောက်ွက်ကလေးပေးပါနဲ့ငါနားမှာပြာနေတဲ့ကောင်နေနဲ့ဒီကောင်နဲ့ကွာလိုက်တာဟဲ့ကောင်နေတော့ကြည့်စမ်းဒီကောင်ဘာဖြစ်နေတယ်လဲတပည့်ပြန်လာတယ်ဗိုလ်ချုပ်ကြီးကမေးတယ်အတ္တိတန်ငါတဲ့စားရမဲ့တောက်ရမဲ့ဖြစ်နေပြီမလားမဖြစ်ပါဘူးဗိုလ်ချုပ်ကြီးစင်ရဲဆုတ်ပြက်နဲ့အိယာတဲမှာလဲနေပြီမဟုတ်လားမလဲပါဘူးဗိုလ်ချုပ်ကြီးဒါဖြစ်ရင်ဘာဖြစ်နေတယ်လဲသူ့နယ်ပယ်ဒေသမှာတန်းကြွယ်ဂရီကြွယ်တထေးကြီးတယောက်ဖြစ်နေပါပြီဗိုလ်ချုပ်ကြီးဟမ်ဒီကောင်ငါစီကဘာခွင့်ရေးမှယူမသွားဘူးဘာလုတ်ပိုင်ခွင့်မှလည်းတောင်းမသွားဘူးဘလို့လုတ်ပြီးဒီကောင်ချမ်းသာနေတာလဲသူ့ရဲ့အိမ်ရှိမှာဓာတ်ပုံလေးတစ်ပုံချိတ်ထားတာတော့တွေ့ကြရပါတယ်ဗိုလ်ချုပ်ကြီးဘာသူဓာတ်ပုံလဲကွာတကယ်တော့သူဓာတ်ပုံတပည့်တရားမပြောရဲဘူးဗိုလ်ချုပ်ကြီးမျက်နာနဲ့တော့ခတ်ဆင်ပါပဲဗိုလ်ချုပ်ကြီးအေးငါဓာတ်ပုံချိတ်ထားတော့ဘာဖြစ်တယ်လဲတဲ့ဓာတ်ပုံချိတ်ထားပြီးတော့ဓာတ်ပုံရဲ့အောက်ခြေမှာစာလေးတစ်ချောင်းရေးထားပါတယ်ဗိုလ်ချုပ်ကြီးဘာရေးထားတယ်လဲပြောစမ်းတယ်စတွေးတစ်ခါထွေးတစ်ချက်ပါဗိုလ်ချုပ်ကြီးအော်လူတွေမုန်းလိုက်ကြတာအာနာရှင်ကိုစတွေးတစ်ခါထွေးတစ်ချက်နဲ့တောင်မှတန်းကြွယ်ကြွယ်တထေးဖြစ်လောက်အောင်အင်ရှင်မတယောက်ကဈေးသွားတယ်ဈေးသွားရင်လည်းလမ်းမှာတွေ့တော့ထွေးသုံးချက်ဖိုးဈေးကနေပြန်လာတယ်ထွေးနှစ်ချက်ဖိုးထမင်းချက်နေတန်းလာနဲ့ထမင်းကိုမဝေခင်မှာနှစ်ခါလောက်သွားထွေးတယ်နေ့လည်သာစားပြီး3ခါသွားထွေးတယ်
ညသာစားပြီးနှစ်ခါသွားထွေးတယ်ညတီးလို့အိမ်မပြောတော့မှ9ခါလောက်သွားထွေးလိုက်သေးတယ်တခါထွေးတစ်ချက်နဲ့အဲ့ဒီတန်ဃာတဲ့ဟာတန်းကျွယ်ကြည်ကျွယ်တထေးဖြစ်နေပါတယ်ဘိုးချုပ်ကြီးကသူ့ကိုချစ်လို့ခင်လို့လေးစားလို့ဒီတန်ဃာတဲ့ငါရဲ့အသက်ကိုလည်းကဲတယ်ကြည်စမ်းငါ့ကိုချစ်ခင်လေးစားလွန်းလို့ငါရဲ့ဓာတ်ပုံကိုတော့ကိုးကွယ်ရာဖြစ်တောင်းတဲ့ကောင်းဆိုပြီးတော့3နှစ်လုံးခံစားမှုလေးနဲ့နေကြတဲ့ဘိုးချုပ်ကြီးပလက်လန်သွားပါတယ်ဒီတာရကလေးကနေဘာကိုပြောချင်လဲဆိုတော့ပြည်သူလူထုရဲ့အဝေးမှာရှိတဲ့အာဏာရှင်တွေမှန်သမျှပြည်သူလူထုရဲ့နှလုံးသားနဲ့ဝေးတဲ့ပုဂ္ဂိုလ်မှန်သမျှဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ဗုဒ္ဓဘာသာနှလုံးသားတွေဖြစ်လို့ဖျားရိပ်တရားရိပ်တန်ခါရိပ်ရဲ့အောက်မှာအင်မတန်နူးညံ့နှွေးထွေးတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တဲ့အတွက်ကလေးစားချေခြင်းလက်တုံပြန်ခြင်းမျိုးမရှိခဲ့ဘူးဆိုရင်တော့ပြည်သူလူထုရဲ့အမုန်းတရားနဲ့ထွေးလိုက်တဲ့ဇဒွေးကွက်မှာပက်လက်မျောနိုင်တယ်ဆိုတာသတိရစေချင်တာပါပဲပက်လက်မျောရင်နည်းနည်းတော်သေးတာပေါ့မှောက်ရက်ဆိုရင်တော့ပြီးပါရောအရှင်လက်လက်ငရဲကြရတာ ਨੇ မထူပါဘူးဒါဟာဘာကိုပြောချင်တာလဲဆိုတော့ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့အာဏာရှင်မှန်သမျှဘယ်အာဏာရှင်မှန်သမျှဇတ်သိမ်းမကောင်းပါဘူးသို့တော့အဲ့ဒီအတိုင်းတာမှာကျွန်တော်တို့ကျေးဇူးတင်စကားလေးပြောစရာရှိပါတယ်ဟုတ်တယ်ဂျာမနီမှာဟစ်တလာအီတလီမှာမူဆိုလိုနီအီရတ်မှာဆဒမ်ဟူစိန်လက်ပြားမှာဂဒါဖီမြန်မာနိုင်ငံမှာဆိုရင်တော့စားရှိသဖြင့်ဒီလိုအခြေအနေမှာကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံဟာသွေးထွက်တန်ယုံမှုအ ਨੇ ဆုံးနဲ့အာဏာကိုလွှဲပြောင်းပေးပြီးတော့ဒီမိုကရေစီဆိုတဲ့လမ်းစဉ်ကိုဖော်ဆောင်ပြီးတော့အချိန်ကာလနည်းနည်းလေးကြာလာတော့ရှိပါတယ်တနည်းအားဖြင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ transitional constitution ဖြစ်ပါတယ်ကူးပြောင်းမှုတစ်ခုကိုတွားဖို့အတွက်အခြေခံတစ်ခုဖြစ်ပါတယ်အဲ့ဒီအတွက်တော့ကျွန်တော်တို့သက်ဆိုင်ရာလူကြီးများကိုကျေးဇူးတင်ဖို့လိုပါလိမ့်မယ်ကျွန်တော်တို့ကခွင့်လွှတ်တတ်တယ်နားလည်တတ်တယ်ကျွန်တော်တိုင်းပြည်ကိုကောင်းအောင်ဆက်ပြီးတော့စူးစမ်းမယ်ရှိတဲ့အနေထားကနေပြီးတော့ကျွန်တော်ဆက်ပြီးစူးစမ်းမယ်သူတစ်ပါးကိုထိခိုက်နာကျင်စေလို့တဲ့စိတ်တွေကျွန်တော်တို့မှမရှိဘူးကို့အသားမနာကျင်တယ်လို့သူ့သားကိုလည်းမနာစေချင်ဘူးကို့မိသားစုဘဝမပြတ်ချင်တယ်လို့သူ့မိသားစုဘဝကိုလည်းမပြတ်စေချင်ဘူးဒါဟာကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံကျွန်တော်တို့ဘာသာတရားရဲ့အင်မတန်မှမုံမြတ်တဲ့နူးညံ့တဲ့အတွေးအမြင်ဖြစ်ပါတယ်မမေ့ဘူးဒါပေမဲ့ခွင့်လွှတ်ပါတယ်ခွင့်လွှတ်ပါတယ်ဘယ်တော့မှမမေ့ဘူးဒါပေမဲ့ခွင့်လွှတ်ပါတယ်ရှေ့ဆက်ပြီးမလုပ်ကြတော့ဘူးရှေ့ဆက်ပြီးတော့မကျင့်သုံးတော့ဘူးကိုဘဝသူ့ဘဝတာတာယာလှလှပပနဲ့ဒါလေးတစ်ခုကတော့ကျွန်တော်တို့နိုင်ငံရဲ့မဆလာ26နှစ်နဝတနာအဖ22နှစ်48နှစ်အခုဒီမိုကရေစီလို့ပြောတဲ့အီအောင်ဝါက3နှစ်စုစုပေါင်း52နှစ်အဲ့ဒီအီအောင်ဝါကိုပဲကျွန်တော်တို့ပြည်ပြင်းလာအောင်လုပ်ဖို့ကနိုင်ငံတော်အစိုးရမှာကြီးပဲတာဝန်ရှိတာမဟုတ်ပါဘူးနိုင်ငံသူနိုင်ငံသားတွေမှာလည်းတာဝန်ရှိတယ်နိုင်ငံသူနိုင်ငံသားတွေမှာလည်းတာဝန်ရှိပါတယ်ကျွန်တော်တို့ကတစ်ဖက်ကိုပဲလက်ညှိုးထိုးနေလို့မရပါဘူးနိုင်ငံတနိုင်ငံဟာအဲ့ဒီနိုင်ငံသူနိုင်ငံသားနဲ့ထိုက်တန်တဲ့အစိုးရတရက်ကိုပိုင်ဆိုင်ရလေရှိတယ်တဲ့အဲ့ဒီစကားကိုကျွန်တော်တို့သိပြီးတော့မကြိုက်ပါဘူးဒါပေမဲ့အဲ့ဒီစကားသည်အမှန်တရားလည်းဖြစ်ပါတယ်နိုင်ငံသူနိုင်ငံသားနဲ့ထိုက်တန်တဲ့အစိုးရကိုရတယ်ဒါကိုပဲ definition ဖွင့်ရင်နိုင်ငံသူနိုင်ငံသားကညံ့ဖျင်းနေတယ်ဆိုရင်ညံ့ဖျင်းတဲ့အစိုးရကိုရမယ်နိုင်ငံသူနိုင်ငံသားကထက်မြက်တဲ့ထူးချွန်တဲ့ကိုယ်ခွင့်ရေးကိုကိုသိတဲ့ကိုယ်လွတ်လပ်မှုကိုကိုကောင်းကောင်းနားလည်တဲ့ကိုယ်ရပိုင်ခွင့်ကိုကိုကြည်ကြည်ညံ့ညံ့သိတဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်မယ်ဆိုရင်အဲ့ဒီနိုင်ငံကိုအုပ်ချုပ်တဲ့သူတွေကလည်းအဲ့ဒီနိုင်ငံသားနဲ့လျော်ညီတဲ့ထက်မြက်တဲ့ထူးချွန်တဲ့ပါနတ်တဲ့အစင်တန်းမြင့်တဲ့အစိုးရတည်းအဖြစ်ကိုပြောင်းလဲသွားပါလိမ့်မယ်သူ့ကိုပြောင်းစေခြင်းရင်ကိုကစပြောင်းပါကျွန်တော်စကားမဟုတ်ပါဘူးမဟာတမဂန္ဒီရဲ့စကားဖြစ်ပါတယ်သူ့ကိုပြောင်းစေခြင်းရင်ကိုဘက်ကစပြောင်းပါသက်ဆိုင်ရာလူကြီးမင်းများကိုပြောင်းစေခြင်းနဲ့ဆိုရင်ကိုဘက်ကစပြောင်းပါနိုင်ငံကြီးသားပြည်သားတဲ့အပြုမူနိုင်ငံရေးအသိအမြင်ကျွယ်ဝတဲ့နိုင်ငံသူနိုင်ငံသားအစင်တန်းမြင့်တဲ့နိုင်ငံသူနိုင်ငံသားစာပေဘူးတုတ္တကျွယ်ဝတဲ့နိုင်ငံသူနိုင်ငံသားဖြစ်အောင်စူးစမ်းဖို့လိုပါတယ်အတန်းပညာတတ်သည်ဖြစ်စေမတတ်သည်ဖြစ်စေဘွဲရသည်ဖြစ်စေမရသည်ဖြစ်စေလက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးမှာတော့သိပြီးတော့မကွာခြားပါဘူးမကွာခြားပါဘူး
၄ တန်းမောင်တဲ့သူ၈ တန်းမောင်တဲ့သူ10 တန်းမောင်တဲ့သူတက္ကသိုလ်ကဘွဲရတဲ့သူအဝေးတင်တဲ့ကျောင်းပြတဲ့သူသိမထူပါဘူးအဲ့ဒီအချိန်တွေမှာလောကရဲ့ပညာဆိုတာကျောင်းစာသင်ခန်းတွေကတင်ရနိုင်တာမဟုတ်ဘဲနဲ့တကယ်ဘဝတွေကတကယ်လောကတွေကတကယ်စာပေတွေကရနိုင်တဲ့အသိဉာဏ်ပညာတွေအများကြီးရှိပါတယ်တစ်ချိန်တုန်းကလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်လောက်တုန်းကအမေရိကန်နိုင်ငံမှာလူမဲအဖြစ်ကျွန်ပြုတ်ခြင်းခံခဲ့ရတဲ့သူတွေကအမေရိကန်ရဲ့သမ္မတဖြစ်တဲ့အထိအိုဘားမားအမေရိကန်ရဲ့သမ္မတသက်တမ်းကိုမှ20ထပ်ပြီးဖြစ်တဲ့အထိအိုဘားမားရဲ့အဖိုးအဘေးဟာကျွန်တပေါက်ဘဝမှာနေခဲ့ရတဲ့သူတွေဖြစ်ပါတယ်အမေရိကန်နိုင်ငံကသူ့နိုင်ငံရဲ့ဒီမိုကရေစီကဘယ်လောက်ထိအဆင့်တန်းမြင့်တယ်ဘယ်လောက်ထိပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာကိုလူမဲတယောက်ကိုသမ္မတရွေးကောက်ခြင်းအဖြစ်သက်သေပြတယ်တစ်ချိန်လုံးကသူတို့ကြုံပြုတ်ခဲ့တဲ့သူတွေကိုတောင်းသမ္မတပြန်ရွေးကောက်တဲ့အထိအမေရိကန်ရဲ့ဒီမိုကရေစီကကမ္ဘာမှာနံပါတ်1ဆိုတဲ့အမေရိကန်အရာမှာနံပါတ်1ဖြစ်ချင်တဲ့စိတ်ရှိပါတယ်ဒါမှမဟုတ်ကမ္ဘာနိုင်ငံအင်အားကြီးနိုင်ငံအနေနဲ့ရပ်တည်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်ကောင်းတာတွေလည်းရှိပါတယ်ဆိုးတာတွေလည်းရှိပါတယ်အိုဘားမားကဘာလဲဘာပညာတွေကိုသင်ခဲ့တယ်လဲဘလို့အရေးချင်းနေရှိတယ်လဲဆိုတဲ့ကိစ္စသည်စာဖတ်ခြင်းသိတဲ့ကိစ္စဖြစ်ပါတယ်အစင်တန်းမြင့်တဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်ဖို့အသိဉာဏ်ဘုဒ္ဓတော်ကျော်ဝတဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်ဖို့ကျွန်တော်တို့အတန်းပညာတတ်သည်ဖြစ်စေမတတ်သည်ဖြစ်စေဘွဲရသည်ဖြစ်စေမရသည်ဖြစ်စေမြန်မာစာကိုသေစာရှင်စာဖတ်တတ်ရင်လုပ်လို့ရတဲ့အလုပ်တစ်ခုရှိပါတယ်အဲ့ဒါစာဖတ်ခြင်းပဲဖြစ်ပါတယ်စာပေဟောပြောဖို့ရဲ့အဓိကရည်ရွယ်ချက်သည်စာဖတ်ဖို့ဖြစ်ပါတယ်စာဖတ်ရင်ဘာဖြစ်မလဲစာဖတ်တော့သိပါတယ်စာဖတ်ရင်သိပါတယ်စာမဖတ်တော့မသိပါဘူးမသိတဲ့လူကိုလိန်လို့ရပါတယ်အလိန်ခံရတဲ့သူဆိုတာအားတဲ့သူဖြစ်ပါတယ်စာဖတ်ရင်သိပါတယ်သိရင်သိတဲ့လူကိုလိန်လို့မရတော့ဘူးနိုင်ငံသူနိုင်ငံသားတွေကလိန်လို့ညာလို့မရတော့တဲ့နိုင်ငံသူနိုင်ငံသားတွေကြီးပဲလို့သက်ဆိုင်ရာအုပ်ချုပ်သူလူဒန်းစားကသိသွားတဲ့တနေ့သူတို့အလိုလိုပြောင်းလဲသွားပါလိမ့်မယ်ငါတို့ကြိုက်တယ်လို့အုပ်ချုပ်လို့ရတယ်ငါတို့ကြိုက်တယ်လို့စီမင်းစီကံထုတ်လို့ရတယ်ငါတို့လှုပ်ချင်ရာလှုပ်ခွင့်ရှိတယ်လို့တစ်ဖက်ကအထင်ရောက်နေသမျှဒီခီးကိုဒီထီးနဲ့ဒီလမ်းကိုဒီပန်းနဲ့တွားနေရပါလေဦးမယ်သူ့ကိုပြောင်းစေခြင်းကိုယ့်ဘက်ကစပြောင်းပါဟေးတို့ကမင်းတို့လွန်ခဲ့တဲ့နှစ်20အစိတ်တုန်းကမင်းတို့အထင်သေးခဲ့တဲ့လူတွေမဟုတ်တော့ဘူးကွာအရာရာကိုသိတဲ့နှံ့ဆက်တဲ့ဖွဲ့စည်းပုံအခြေခံမှုတွေဆိုတာဘာကွာတမန်တော်တန်9နှစ်ဆိုတာဘာကွာလွတ်တော်ဆိုတာဘာကွာစုထမနိုင်ဆိုတာဘာကွာတရားစီရင်ရေးဆိုတာဘာကွာတို့ကသိတဲ့သူတွေကွာတို့ကိုလာပြီးတော့ဒီလိုမလုပ်နဲ့စာဖတ်ဖို့လိုပါတယ်အလေးနဲ့တင်ပြခြင်းဖြစ်ပါတယ်သေစာရှင်စာဖတ်တတ်ယုံနဲ့မြန်မာစာဖတ်လို့ရပါတယ်စာဖတ်ဖို့အလေးနဲ့ဒီကနေ့စာပေဟောပြောပွဲမှာတိုက်တွန်းခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဒီစာတွေကိုဖတ်ခိုင်းနေတာလဲလို့ပြောရင်ရည်စရာစကားတော့ပြောလို့ရတာပေါ့ကျွန်တော်တို့စာအုပ်တွေသိမရောအောင်ဘူးအဲ့လိုပြောရင်ပေါ့ပါကတ်တုန်းလေးတစ်ခွက်နဲ့ပြောပြစီအာနာရှင်ကိုချစ်တဲ့အကြောင်းလွမ်းတဲ့အကြောင်းကျွန်တော်အများကြီးပြောပြပါပြီကျွန်တော်တို့ကတနာရီခွဲကြာအောင်ဟောပြောရတဲ့ဟောပြောချက်ကိုကတ်တုန်းဆရာတွေကအင်မတန်အပါဝပါတယ်ပါနှက်ပါတယ်ပြည်သက်ကြီးမြင်းညာကပြည်သက်ကြီးမန္တလေးနဲ့လည်းနေတယ်မင်းကုန်းဘက်ကိုရောက်ဖို့မှထင်ပါတယ်နော်မင်းကုန်းဘက်ချင်းသိန်းနှစ်ကောင်ရှိတယ်မင်းကုန်းဒီဘက်ကမှာချင်းသိန်းနှစ်ကောင်သို့တော့ချင်းသိန်းကကိုလက်အင်္ဂါပြည့်စုံတဲ့ချင်းသိန်းတော့မဟုတ်တော့ဥပ္ပေါ်ဦးပြောခဲ့တယ်ဟိုဘက်ကန်းကိုခုံတော့မယ်ချင်းသိန်းနှစ်ကောင်ဒါပေမဲ့အခုခေါင်းပိုင်းကမရှိတော့တဲ့ပြတ်နေတဲ့ချင်းသိန်းတွေဖြစ်နေပြီအောက်ချိန်မှာကြွရွထိုင်နေတဲ့ချင်းသိဖင်ကလေးကတော့ကော့လေးနဲ့ကြွလေးအဲ့ဒီဖင်ကလေးကိုကြည်ကြည်အဖြစ်ဒီဖင်ဟာချင်းသိဖင်ဆိုတာတော့သိနိုင်တယ်ဒါပေမဲ့အဲ့ဒီချင်းသိဒီခေါင်းမရှိတော့တဲ့ချင်းသိဖြစ်နေပြီအဲ့ဒီခေါင်းမရှိတော့တဲ့ချင်းသိမှချင်းသိဖင်မှသိတာတဲ့ချင်းသိကြော့လေးမော့လေးခေါင်းတော့မရှိတော့ဘူးကတ်တွန်းဆရာကြီးတယ်စိုင်းပုတ်လေးမင်းကွန်တဲ့ချင်းသိဖင်လေးနှစ်ခုတပိုင်းပြက်စကားလေးတစ်ခွန်းပြောတယ်
ဖင်မြဲတယ်နော်တဲ့ချင်းတဲ့နှကောင်ကခေါင်းမရှိတော့ဘင်မဲ့ဖင်မြဲတယ်နော်ဖင်တော့မြဲနေတယ်ကျွန်တော်ကာတွန်းကိုပြောပြနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာမြဲတင်တာတွေမြဲပြီးတော့မမြဲတင်တာတွေမမြဲဖို့ကျွန်တော်တို့အလုပ်လုပ်ရပါလိမ့်မယ်နိုင်ငံသူနိုင်ငံသားကအစင်တန်းမြင့်တဲ့အရေးသွေးရှိတဲ့သူတွေဖြစ်အောင်ကျွန်တော်တို့စူးစမ်းဖို့လိုပါတယ်သူများကိုထိုးမဲ့လက်ညှိုးဟာဖြောင့်မှုလိုပါတယ်သူတစ်ပါးကိုထိုးမဲ့လက်ညှိုးဟာဖြောင့်မှုလိုပါတယ်ကိုထိုးမဲ့လက်ညှိုးကြီးကကောက်ကောက်ကြီးဖြစ်နေပြီးတော့သူများကိုထိုးမယ်ဆိုရင်ကိုပြန်ထိုးနေတာနဲ့မထိုးပါဘူးကျွန်တော်တို့ဒီကနေ့ဒီအသက်အရွယ်နဲ့စင်မြင့်မောင်ကနေပြောနေတဲ့စကားအလုံးဟာကောင်းကျင်မှကောင်းမယ်စကားအလုံးမှန်ကျင်မှမှန်မယ်သို့တော့စေတနာအဖြစ်ပြောခဲ့တဲ့စကားတွေကြီးပဲဖြစ်ပါတယ်ကိုစကားတွေကိုအလုံးတာဝန်ယူနိုင်လို့ပြောခဲ့တာလည်းဖြစ်ပါတယ်ကိုလိပ်ပြကိုယုံကြည်လို့ဒီကနေ့အထိယုံကြည်ရဲရှင်းရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်အများအားပြောလို့ရှိပါတယ်ဒီကနေ့ကျွန်တော်အစိုးရနဲ့ပတ်သက်ရင်နိုင်ငံတော်အုပ်ချုပ်သူလူကြီးများနဲ့ပတ်သက်ရင်ဝေဖန်သင့်ဝေဖန်တိုက်တာတွေကိုကျွန်တော်ဝေဖန်တယ်ပညာရေးနဲ့ပတ်သက်ရင်ကျွန်တော်အများကြီးဝေဖန်တယ်စာသင်တဲ့20ရှိတဲ့ဇီဝဗေဒစာသင်ဆရာတယောက်အနေနဲ့နိုင်ငံရဲ့ပညာရေးအကြောင်းကိုကျွန်တော်ကောင်းကောင်းသိတယ်ဝေဖန်စာရှိတာတွေကိုဝေဖန်တယ်ဒါပေမဲ့ကျွန်တော်ထိုးလိုက်တဲ့လက်ညှိုးလေးကိုဖြောင့်တန်းနေအောင်ကျွန်တော်အများနဲ့ကြိုးစားတယ်တစ်ဖက်သားကိုပြောသလိုမျိုးကိုယ့်ဘက်ကစင်ကြင်စရာရှိတာကိုယ့်ဘက်ကစောင့်ထိန်စရာရှိတာတွေကိုလည်းကျွန်တော်တို့စောင့်ထိန်တယ်ကျွန်တော်တကယ်ချင်းပေါင်းတဲ့တွေကိုကျွန်တော်အများနဲ့ပြောလို့ရှိတယ်ဒီကနေ့ဒီချိန်ထိအေးစေတနာထားပြီးငါပြောလို့ဆိုလို့ရှိတယ်အဲ့လိုပြောနိုင်ဆိုနိုင်အောင်လဲငါလိပ်ပြကုန်ကတန့်စင်ထားတယ်လွယ်ပြောရင်တော့ဒီကနေ့ထိနိုင်ငံတော်အစိုးရနဲ့ငါနဲ့ဘာပတ်သက်မှုမှမရှိဘူးငါအသက်40ရှိပြီမင်းလက်ထက်ကတယ်လီဖုန်းကအစိုးရနဲ့မပတ်သက်လို့မင်းဘယ်လိုရမှာလဲမပတ်သက်ဘူးတိတ်အစိတ်ပေးပြီးအပြင်ကဝယ်ထားတာတယ်လီဖုန်းလျှောက်လာတဲ့ဇောင်းတော့ကျွန်တော်မလျှောက်ခဲ့ပါဘူးတယ်လီဖုန်းလျှောက်လာတဲ့ဇောင်းကျွန်တော်မလျှောက်ခဲ့ပါဘူးမှတ်ပုံတင်တော်တော်နဲ့မရပါဘူးကျွန်တော်ခုနကကျွန်တော်ပြောတဲ့စကားတွေမှာတစ်ဖက်သက်အမုန်းတီးစိတ်နဲ့ပြောနေတာမဟုတ်ဘူးဆိုတာလေကျွန်တော်ရဲ့စကားတွေကိုတည်တည်ချာချာနားထောင်မယ်ဆိုရင်သိနိုင်တော့ပါတယ်နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာဒီကနေ့တိုင်းပြည်နိုင်ငံပြုပြင်ပြောင်းလဲရေးမှာလိုအပ်တဲ့ခေါင်းဆောင်တစ်ယောက်ပုံမှန်လင်းပြောရရင်မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာထူးထူးချွန်ချွန်ပြောင်းလဲပြုပြင်ဆောင်ရွက်ပေးနေတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့လာရလမ်းကြောင်းကိုကြည့်ရင်သူဟာတစ်ချိန်ကစစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်တယ်တိုင်းပြည်ပေါ်မှာသူထားတဲ့စေတနာသူချစ်တဲ့စိတ်ဟာသူ့ရဲ့လောက်ရတဲ့ပေါ်မှာမူတည်တယ်ဒါပေမဲ့ပြောစရာပြုစရာဝေဖန်စရာကတ်တွန်းဆွဲစရာဖြစ်တာလေးတွေကတော့အပယိကပေါ့နိုင်ငံတော်သမ္မတရဲ့ထားရှိတဲ့စေတနာနဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကိုသူ့ရဲ့ဇကားသူ့ရဲ့ရုပ်ရည်သူ့ရဲ့ဟန်ပန်သူ့ရဲ့အပြောမှာကျွန်တော်တို့တွေ့ရပါတယ်ပြောတိုင်းမဖြစ်လှုပ်တိုင်းမဖြစ်တာကတော့မြန်မာနိုင်ငံရဲ့ထုံးစံပေါ့ကျွန်တော်တို့ပြောချင်တာကနှစ်ပေါင်းများစွာတစ်ဖက်မှာနေခဲ့ပေမဲ့ဒီဘက်အလင်းရောင်တွေကိုကူးပြောင်းပြီးတော့တိုင်းပြည်နိုင်ငံတွေဆောင်းတဲ့ခါမှာနိုင်ငံသူနိုင်ငံသားတယောက်အနေနဲ့လေးလေးစားစားချစ်ချစ်ခင်ခင်ဥညွတ်တဲ့အကြောင်းပြောချင်တာဖြစ်ပါတယ်ကျွန်တော်ကစကားပြောရင်ပုံမှန်လင်းလင်းနဲ့ရှင်းရှင်းလင်းလင်းပြောတတ်ပါတယ်ဦးသိန်းစိန်ကိုဦးကြီးတယောက်လို့ကျွန်တော်သဘောထားပါတယ်သူ့ကိုကျွန်တော်လေးစားပါတယ်တန်ဖိုးလည်းထားပါတယ်သူ့ရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုလည်းသဘောတူပါတယ်သို့တော့သူဟာစိတ်သွားတိုင်းကိုမပါနိုင်တဲ့ခေါင်းဆောင်တယောက်လောက်ရကန်ရဆောင်ရွက်ရတဲ့နေရာမှာသူ့တယောက်တည်းအားနဲ့မပြီးနိုင်တဲ့ခေါင်းဆောင်တယောက်အဖြစ်ကိုလည်းကျွန်တော်တို့ကမြင်ပေးဖို့လိုပါတယ်ဒါဟာကျွန်တော်တို့လက်ရှိရင်ဆိုင်နေရတဲ့အနေအထားတွေဖြစ်ပါတယ်ဘာပဲပြောပြောလွန်ခဲ့သောနှစ်ကာလပေါင်းများစွာနဲ့တွေ့ရင်တော့ကျွန်တော်နိုင်ငံဟာအလင်းရောင်ပြပြလေးကိုမြင်ရစပြုပြီလို့တော့ပြောနိုင်တယ်ဒါပေမဲ့အဲ့ဒီအလင်းရောင်ကိုခွဲခြားဖို့တော့လိုပါတယ်ဘလို့အလင်းရောင်လဲအာယုံဥမှာတွေ့ရတဲ့အလင်းရောင်နဲ့နေဝင်ကန်ဒီမှာတွေ့ရတဲ့အလင်းရောင်ကပုံစံတူတူဖြစ်နေတာလို့ပါဒီကနေ့ကျွန်တော်တို့တွေ့နေရတဲ့အလင်းရောင်ဒီအာယုံဥမှာတွေ့ရတဲ့အလင်းရောင်ဆိုရင်တော့အင်မတန်မင်္ဂလာရှိပါတယ်တဖြည်းဖြည်းနဲ့ထွန်းလင်းတောက်ပတဲ့နေမင်းကြီးနဲ့တိုင်းပြည်ဟာဒီမိုကရေစီလမ်းမပေါ်မှာအရှိန်ပြင်းပြင်းနဲ့ခီးနေနိုင်မှာဖြစ်ပါတယ်
တွေ့နေရတဲ့အလင်းရောင်ပြပါလေးဟာအာယုံဦးမဘွဲနဲ့ sunset လို့ခေါ်တဲ့နေဝင်ကန်ဤအချိန်ဖြစ်တယ်ဆိုရင်တော့နောက်ထပ်ကျွန်တော်တို့နှစ်ပေါင်း90လောက်ထပ်ပြီးပြဆက်ရပါလိမ့်ဦးမယ်ဒီလောက်စိတ်ရှိလက်ရှိနဲ့ပြောနေတာတော့မှကျွန်တော်အကူများမလာကြသေးပါဘူးကဲဘယ်သူကကန်ဆိုးပြီးဘယ်သူကကန်ကောင်းတာတော့ကျွန်တော်ခပြဆရာကအာနာရှင်တွေကိုလွှမ်းလိုက်တာ Facebook ပေါ်ကလူကချစ်လိုက်တာနောက်တစ်ယောက်ကတငါတွေကအသက်တော်ခဲတယ်ကတ်တွန်းဆရာကဖင်မြဲတယ်နော်ကဲယုံတန်းစကားမဟုတ်တဲ့ဟာလေးတခုကျွန်တော်ခွေတွေနားထောင်တဲ့သူတွေကတော့ဒီကောင်းသိပါလိမ့်မယ်နော်ဒါတော့ live show ပေါ့အခုလိုမျိုးလွတ်လပ်ပွင့်လင်းတဲ့အချိန်ခါမဟုတ်တဲ့ကာလစကားတွေကိုလွတ်လွတ်လပ်လပ်ပြောခွင့်မရတဲ့ကာလ9ယောက်အထက်ပို့စုရင်ဆွတ်စီသွားမယ်ကာလအဲ့လိုကာလမျိုးမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုဘာကြောင့်ပြောချင်တာလဲဆိုတော့လေဘလောင်းတောင်နဲ့ပတ်သက်ပြီးလှုပ်ရှားမှုတွေမှာကျွန်တော်တို့ရဲ့ဦးရဲတွေကလက်ထက်မှာဘာမှမသိတဲ့အလုံးလေးနဲ့ပြည့်မိရာကကျွန်တော်တို့ရဲ့ဆရာတော်တန်ဃာတော်တွေအရေးပြားကိုမီးလောင်ဒဏ်ရာရပြီးတော့ဘန်ကောက်ထိသွားကိုရပါတယ်အပြင်းထန်ဆုံးဒဏ်ရာရတဲ့ဆရာတော်ဦးတိတ်ခဆိုတာကျွန်တော်တငယ်ချင်းစိန့်ဘက်တက္ကသိုလ်တက်ဖက်တငယ်ချင်းရဲ့အဖေဖြစ်ပါတယ်ဆရာတော်ဦးတိတ်ခအရေးပြားကိုအပြင်းထန်ဆုံးဒဏ်ရာရတယ်မိတို့မိပုံလှုပ်လိုက်သည်မသိနော်ဆရာတော်များအရေးပြားလောင်ကျွမ်းသွားသည်ပေါ့ကတ်တွန်းဆရာဆွဲပါတယ်ဒီဘက်မှာတန်ဃာတော်တွေကိုဆွဲပြီးတော့ဒီဘက်မှာယူနီဖောင်းဝတ်လူတွေကိုဆွဲပါတယ်လက်ညှိုးလေးထိုးပြီးပြောပါတယ်ကိုတော်တို့ကတော့အရေးပြားလဲမှကောင်းနိုင်မယ်ဒီဘက်ကပုဂ္ဂိုလ်တွေကတော့နှလုံးသားလဲမှကောင်းနိုင်မယ်အဲ့တော့ကိုတော်တွေကတော့အရေးပြားလဲမှကောင်းမယ်ပုဂ္ဂိုလ်တွေကတော့နှလုံးသားလဲမှကောင်းနိုင်မယ်ဆိုတော့စန္ဒဖော်ထုတ်တာနဲ့ပတ်သက်လို့အခြေခံဥပဒေမှာပြထားတာကညွှန်းဆိုထားတာကလွတ်လပ်စွာစန္ဒဖော်ထုတ်ခွင့်လွတ်လပ်စွာစီတန်းလန်းလျှောက်ခွင့်ရှိတယ်လို့ပြောပေမဲ့ပုံမှန်ဆက်ရှင်နဲ့ဖမ်းတယ်ဒီငင်းလင်းဆိုတဲ့ကျွန်တော်တို့ညီလေးလက်ထိတ်တယ်မကခြေထိတ်ပါခတ်ခံရတယ်အံ့ဩကုန်နိုင်ပွဲကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ဖြစ်ပျက်တွေအုပ်ချုပ်မှုရှိတဲ့ချိန်မှာကျွန်တော်ကာရဝါဒရှိထားပြီးပြောပြစီဆရာလည်းကြားမယ်လို့ထင်ပါတယ်အုပ်ချုပ်မှုတယောက်ကကျေးရွာအုပ်ချုပ်မှုတယောက်ကိုဝင်းကြီးချုပ်လာတာကိုမကျင်တတ်လို့ဆိုပြီးတော့ကိုရီးလက်ရောက်ပပိတ်ရိုက်တဲ့ကိစ္စကတော်ဘွဲနဲ့တောင်းပန်လိုက်တဲ့အခါကျတော့ကျေးရွာအုပ်ချုပ်မှုကကျင်တတ်ပေးလိုက်တယ်လို့တော့ပြောပါတယ်ကျေးရွာအုပ်ချုပ်မှုအသက်က60လောက်ရှိပြီးတော့အုပ်ချုပ်မှုရဲ့မြို့နယ်အုပ်ချုပ်မှုအသက်က45နှစ်လောက်ရှိတယ်လို့သိရပါတယ်တိုင်းဝင်ကြီးချုပ်လာတာကိုကြိုးစိုးတာနေရာမကျလို့ဆိုပြီးတော့ကိုရီးလက်ရောက်ဆောင်ဝင်လိုက်တဲ့ကိစ္စမနေ့တနေ့ကပဲစစ်ဘိုလ်အစ်စ်ရှိတဲ့လူတယောက်ဟာဘန်ကိုဆိုလားဆိုင်ကိုဆိုလားဓမြဝင်တိုက်တဲ့ကိစ္စလောကကြီးကဘာတွေဖြစ်ကုန်မှမသိတော့ပါဘူးစစ်ဘိုလ်တွေဓမြတိုက်တဲ့ခေတ်ကိုရောက်တော့မလားစဉ်းစားမိနေပါတယ်ဒါဘာကိုပြနေတယ်လဲဆိုရင်တိုင်းပြည်ရဲ့ဖြတ်သန်းမှုမှာဖြစ်စွမ်းမဲ့အချက်တွေအများကြီးလိုသေးတယ်ဆိုတော့ပြနေပါတယ်အဲ့တော့ခုနကစန္ဒတွေဖော်ထုတ်ကြတယ်ပုံမှန်ဆက်ရှင်နဲ့ဖမ်းတယ်2013ကုန်ရင်နိုင်ငံရေးကျင်းသားတွေအားလုံးကိုပြန်လွှတ်ပေးမယ်လို့နိုင်ငံတော်သမ္မတကြီးကဂရုပေးတယ်ဟုတ်တယ်ပြန်လွှတ်တယ်ပြီးတော့မှပုံမှန်ဆက်ရှင်နဲ့ဖမ်းတာကတတ်ပေါ့ရှေ့ကလွှတ်တယ်နောက်ကဖမ်းတယ်ဆိုတော့လူတယောက်လက်ကွက်တွေပေးမှဆန္ဒပြတယ်ဦးရဲကလာတယ်ဟဲ့ကောင်မင်းမနေ့ကလည်းပြပြီမဟုတ်လားဆန္ဒခဏခဏပြနေကြဆိုတော့ဦးရဲနဲ့ဆန္ဒပြတဲ့လူနဲ့ရင်းနှီးနေတဲ့အောင်ရှိပါတယ်ဟဲ့ကောင်ခဏခဏသူတို့ကထိတ်တိုက်တိတ်နေလာဘူးမင်းမနေ့ကပြပြီမဟုတ်လားဆိုတော့ပြန်ပြောပါတယ်အဲ့လူကဟုတ်တယ်မနေ့ကပြတာလယ်မြေတွေအသိမ်းခံရလို့ပြတာဒီနေ့ပြတာကအဲ့ဒီလယ်မြေတွေသိမ်းလို့ဆန္ဒပြတဲ့လူတွေကိုဖမ်းသွားလို့ပြတာအဲ့လိုဆန္ဒဖော်ထုတ်မှုတွေခုနကအရေးပြားတွေလောင်ကျွမ်းသွားအောင်တိုက်ခိုက်မှုတွေဥရဲတွေကပြောပါတယ်ဒီလိုလောင်ကျွမ်းစေမယ်ဆိုတော့သူတို့မသိဘူးပညာရှင်တွေလည်းရေးပါတယ် phosphorus တို့မီးစုံတို့ရေနဲ့ထင်းရင်လောင်ကျွမ်းနေလို့မျိုးစုံပါပဲเนาะကျွန်တော်တို့ဥရဲတွေခင်ဗျာလဲတနာစရာကောင်းပါတယ်အိန္ဒိယနိုင်ငံရဲတွေဆိုရင်ပိုဆိုးပါတယ်လူသားမှုတစ်ခုမှဖြစ်တဲ့ကြည်စံအောင်လဲပေးပါတယ်လွှတ်တော်ကွန်ဂရက်အမတ်တယောက်ကပြစ်လိုက်တဲ့ကြည်စံကိုလဲပေးတဲ့အထိအိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာရှိတဲ့ရဲတွေကအကျင့်ပြက်ချစားလက်စားကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဦးရဲတွေလို့မတန်ရှင်းကြပါဘူးကျွန်တော်တို့မြန်မာနိုင်ငံဦးရဲတွေကတန်ရှင်းတဲ့အပြင်ပရိသန္တာယချစ်ဖွယ်သောစကားကိုတောင်ဆိုတတ်ပါသေးတယ်ဘာသာစကား2မျိုးနဲ့ဆိုပါတယ် May I help you ကိုညီပါရစေ
တခုပဲရှိတယ်အကူကြီးသွားတောင်းတဲ့အခါမှာမိကွန်းတစ်ခုမေးပါတယ်ဘလောက်ဖိုးကူညီရမလဲတဲ့အဲ့တော့ကျွန်တော်နိုင်ငံဦးရဲတွေကခုနကအိန္ဒိယနိုင်ငံနယူးဒေလီမှာရှိတဲ့ရဲတွေထက်တာတာပေါ့မြန်မာရုပ်ရှင်ဗီဒီယိုဇာတ်လမ်းတွေကိုကြည့်မယ်ဆိုရင်ဦးရဲတွေကအတိတ်နမိတ်သင်္ကေတတစ်ခုကိုစောင့်တဲ့သူတွေအဖြစ်တွေ့နိုင်တယ်ရဲတွေလာပြီဒါဆိုဇာတ်လမ်းပြီးတော့မယ်ဒါပေမဲ့တကယ်အပြင်လောကမှာအဲ့ဒီဦးရဲတွေလာမှဇာတ်လမ်းတွေကပိုရှုပ်သွားပါတယ်သူတို့မလာခင်ကိုယ့်အကိုရှင်းနေတာတော်တော်ရှင်းနေပါပြီသူတို့လာတော့မှပဲကွယ်လွန်သွားတဲ့ဘီဒီအောင်တိုက်စကားကိုပဲသတိရပါတယ်ပမြိုင်လေကဥယျာဉ်မှုဆိုတဲ့ဇာတ်ကားထဲမှာကျော်ဟင်းကိုပြောတဲ့စကားတာတီးဆိုတဲ့ကျော်ဟင်းကိုပြောတဲ့စကားဒီမှာတာတီးရမင်းရှင်းနေတာကိုရှုပ်အောင်လုပ်ပြီးတော့မှပြန်ရှင်းအတ္တပူရှင်းတယ်ကျွန်တော်နိုင်ငံရဲ့အဖြစ်ကလည်းဘီဒီအောင်တိုက်ပြောတဲ့စကားတော့ရှင်းနေတဲ့ကိစ္စကိုရှုပ်အောင်လုပ်တယ်ပြီးတော့မှပြန်ရှင်းဖွဲ့စည်းပုံအခြေခံဥပဒေအစတွေကမတော်မတရားညီတိညစ်ပတ်ဆွဲထားတဲ့ဥပဒေအဲ့ဒါကိုပြင်ဖို့ပြုဖို့အစတွေကညီတိညစ်ပတ်ဆွဲထားတဲ့ဥပဒေကိုအခုပြင်မယ်ပြုမယ်ဘယ်နေရာခိုင်နှုန်းနဲ့ဘာလုပ်မယ်ညာလုပ်မယ်ဆိုတော့ဘီဒီအောင်တိုက်ကိုပဲကျွန်တော်သတိရပါတယ်ရှင်းနေတာကိုရှုပ်အောင်လုပ်ပြီးတော့မှပြန်ရှင်းအဲ့ဒါပိုရှင်းတယ်ကျွန်တော်တက္ကသိုလ်ကျောင်းသားဘွားကခုနကတက္ကသိုလ်ကျောင်းသားဇယိုက်နဲ့ပြည်သားစွာနော်တကယ်ချင်းချင်းပိုကာတောင်းတာလို့လုပ်ဖူးပါတယ်ဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ပိုကာတောင်းကြတဲ့အခါမှာဖဲထုတ်ထဲမှာဂျိုကာ၄កောင်ပါပါတယ်လူ9ယောက်ရိုက်တယ်ဂျိုကာ4កောင်ပါမယ်ကန်ကောင်းရင်သူ့မှာ2កောင်ပါမယ်1កောင်ပါမယ်1កောင်ပါမယ်ကန်ဆိုရင်ကို့မှာ1កောင်မှမပါဘူးသို့တော့ကိုကဖဲကောင်းနေတယ်ဆိုရင်ကိုကလည်းဒေါင်းကျင်ဒေါင်းသွားနိုင်ပါတယ်ဒါပေမဲ့အခုဒီဖွဲ့စည်းပုံနဲ့ပတ်သက်လို့ခံစားရတဲ့စိတ်ခံစားမှုတွေတစ်ဖက်ကလူကဂျိုကာအိတ်ထဲမှာအကောင်20လောက်ထည့်ထားပြီးလူသမျှဖဲကိုလဲရိုက်နေတယ်လို့ခံစားရပါတယ်ပိုကာတောင်းရင်ကန်ရတဲ့ဖဲရမှာ73ချက်ထည့်ထားတဲ့ဂျိုကာအကောင်20ရှင်းနေတာကိုရှော့အောင်လုပ်ပြီးတော့မှပြန်ရှင်းအဲ့ဒါပိုရှင်းတယ်အချိန်ကြီးကြတာပေါ့တိုင်းပြည်အတွက်နှောင့်နှေးတာပေါ့ဆိုတဲ့အခါကျတော့ကျွန်တော်အကိုများလာပါပြီမင်္ဂလာပါဆရာထမင်းစားပြီလားစားသေးဘူးဆိုတဲ့အခါကျတော့အဲ့ဒါလို့ကျွန်တော်တို့နိုင်ငံမှာကဆောင်ရွက်ကြပါတယ်ရှာမောင်စင်ဝင်ပရိကုန်းပါနော်ရှာမောင်စင်ဝင်ပရိကုန်းဖြစ်ပါတယ်မြမလေချောင်းလိုင်းရဲ့မေတ္တာတရားအဖြစ်မြင်းကြံမြို့ကိုဆက်ဆက်မြတ်မြတ်ရောက်ရှိလာခြင်းဖြစ်ပါတယ်လမ်းမှာဆိုင်ကယ်တွေဘာတွေနဲ့မတိုက်မိတာဆရာခံကောင်းပါတယ်ဆိုတော့လေချောင်းအင်ဂျင်နီယာနဲ့ဘွဲရတဲ့ကလေးတယောက်ကကျွန်တော်လာနှုတ်ဆက်ပါတယ်ဆရာမင်္ဂလာပါဆရာတားကလေချောင်းအင်ဂျင်နီယာနဲ့ကြောင်းပြီးတာပါမိထီလာမှာကြောင်းတက်ခဲ့ပါတယ်ဟုတ်ပြီအေးဆရာမနေ့ပြန်မြကြီးနားသွားမှာကွာဆိုတားတော့လေရင်မရှိရဘူးဆရာမင်းကလေချောင်းအင်ဂျင်နီယာလို့လည်းပြောသေးတယ်လေရင်မရှိရဘူးဆိုတော့တားလေချောင်းအင်ဂျင်နီယာပါဆရာမိထီလာမှာတက်ခဲ့တာပါဘာဖြစ်လို့မရှိရတာလဲလို့လေရင်မူလီတွေကိုကြက်တဲ့ခွားကစပိန်ကြက်တဲ့ခွားပါဆရာတဲ့အေးငါတို့ကမစီးရဲပဲမဲ့အဲ့ဒါဦးမှမစီးရင်လည်းငါတို့ကရောက်မှာမဟုတ်ဘူးကွာလို့သွားရအောင်မယ်ဟာလို့ဆိုပြီးတော့ခုချိန်ထိတော့လေရင်ပြက်ကြပြီးတည်တဲ့ထဲမှာကျွန်တော်တို့မပါသေးပါဘူးကဲဟုတ်ပြီဆရာမောင်စင်ဝင်လည်းရောက်ပြီကျွန်တော်ပေးထားတဲ့ကောင်းစဉ်ကအနာဂတ်နိုင်ငံတော်နော်အဲ့ဒီကိုမသွားရင်ခုနကပြောနေတာဗာလေခုနကဆန္ဒပြတာတွေကိုပြောနေတာနော်ဖောက်တဲ့ချအောင်အဲ့ဒါလို့ပွင့်ပွင့်လင်းလင်းမဖြစ်ခင်မှာနော်ဆန္ဒဖော်ထုတ်တယ်ဆိုတာပိုင်နိုင်ရှိဖို့လိုတယ်ညာကောင်းမှုလိုတယ်မိလောင်တန်ရာတွေပါလိမရရင်ပိုကောင်းတယ်နော်ကိုဘမောင်တဲ့လူတယောက်လမ်းထိပ်မှာစက်မှုတက္ကသိုလ်ကျောင်းသားဆရာမောင်စင်ဝင်းကလည်းစက်မှုတက္ကသိုလ်ကျောင်းသားသူတို့လောက်တော့အသက်အရွယ်မရှိဘူးတက်50လောက်ရှိမယ်အင်ကြီးရင်ဘတ်ဟာပြေပစိုးတူတူဖဏမပါဘူးပါဇက်ကတူနဲ့ပြောနေတယ်ဘာတွေပြောနေမှမသိဘူးအနားကိုတွားရင်ဆက်မပြောတော့အရေးအခင်းတစ်ခုမှာတိုးတက်တန်ယူဖြစ်တဲ့ဖြစ်ရက်ကိုမြင်တယ်သူကိုယ်တိုင်လည်းအရိုက်နဲ့ခံရတယ်ခေါင်းနဲ့နှောက်သွားတယ်ဘသူ့ကိုမှဒုက္ခမပေးဘူးရက်ွက်ထမှာနေတယ်အင်ကြီးဟာပဲနဲ့လမ်းလျှောက်တယ်တူပြောတယ်အနားလာရင်မပြောဘူးကျွန်တော်မနဲ့ရုံထွက်လာရင်ကျွန်တော်ကိုစောင့်တယ်ကျွန်တော်တွေ့တာနဲ့လက်ညှိုးတစ်ချောင်းထောင်ပြတယ်တရားပြီစေဘောလေးတောက်ဖို့လက်မလေးကိုထောင်ပြီးတော့လုပ်ပြတယ်
လက်ဖေးတက်လာကိုပါမောင်လက်ဖေးတော့ကျွန်တော်လည်းမတွေ့ရင်လည်းအနားမှာရှိတဲ့လက်ဖေးဆိုင်တွေကလက်ဖေးတိုက်တဲ့အကြကွကျွတယ်နေ့လည်စာကိုနီးရဆိုင်တွေကကျွတယ်ဈေးဆိုင်တွေကကျွတယ်ညစာကိုနီးရအင်းကြီးချင်းတွေကကျွတယ်ညအိတ်တော့ကင်းထဲမှာအိတ်တယ်ရက်ွက်ကိုဘာဒုက္ခမှမပေးတဲ့ကိုပါမောင်အော်ကြီးဟစ်ကျလုံးလေးမရှိတဲ့ကိုပါမောင်တရက်ကျွန်တော်ရုံးကပြန်လာတဲ့အချိန်မှာရက်ွက်လမ်းထိပ်မှာဓာတ်တိုင်ပတ်ပြီးတော့လူ90လောက်အုံနေတဲ့ကျွန်တော်ဖျဲရဲပြီးကြည့်ရပါတယ်ဓာတ်တိုင်ပတ်ပြီးအော်နေတဲ့ကိုပါမောင်ဝင်းနေကြပစိုးကိုဆွလွယ်တိုင်းထားတယ်အောက်ကတန်လန်နဲ့ကျွန်တော်ပေးထားတဲ့မျိုးတင်ဆွေဘောင်းမီကျိုးဖြစ်ပါတယ်ဘောင်းမီကျိုးကရှည်တဲ့အတွက်တန်လန်ဖြစ်နေပါတယ်ပစိုးကိုဆွလွယ်တိုင်းပြီးတော့ဘောင်းမီကျိုးတန်လန်နဲ့အော်ပါတယ်ကြိုက်တဲ့လူတရားကိုတွားမိကြည့်လူတရားမှာ69ယောက်ကနာဝတစစ်အစိုးရကိုမုန်းတယ်မြင်းကြံမှာရှိတဲ့ပေးသက်ကြီးကလက်ခုပ်တီးရဲပင်မဲ့အဲ့ဒီမှာလူ90လောက်ရှိတဲ့ပေးသက်ကလက်ခုပ်မတီးရဲဘူးမြန်မာလူမျိုးတွေရဲ့ထုံးစံအတိုင်းကိုရင်ထဲမှာရှိတဲ့စကားကိုသူများကပြောပြနေတာဖြစ်ပေမဲ့ပြုံနဲ့ကိုပါမောင်တတ်တိုင်ကိုပတ်ပြီးអော်တယ်ဘာကြည့်နေတာလဲခင်ဗျားတို့ကကြည့်နေတယ်လို့ပြောဘာကြည့်နေတာလဲခင်ဗျားတို့ကဒီမဲ့ကြိုက်တဲ့လူတရားကိုသွားမေးကြည့်လူတရားမှာ69ယောက်ကနာဝတဆစ်ဆိုးရောက်မုန်းတယ်ဗျဟာပေးသက်ကပြုံနဲ့လက်ခုပ်တော့မတီးရဲဘူးပေါ့လေပြုံနဲ့လုံနေခဏကျတော့ဝေါ်ဆိုဆိုင်က3ဆင်းရောက်လာတယ်ယူနီဖောင်းမြင်တာနဲ့တာကီမျိုးဟိတို့မြန်မာရှဲဆိုလူတွေ꿰ကုန်စောစောတော့ပြုံနဲ့ကြည့်နေတာအဲ့ဒါနဲ့တကြကြီးနေတိုင်းဝင်လာပြီးတော့ကြည့်လိုက်တယ်သူကဝင်လာတယ်ဒီမဲ့ဟဲ့လူနေတိုင်းနဲ့ကြောင်သွားခဏသိလားနေတိုင်းလည်းဦးကြောင်နဲ့သိဘူးလေကြိုက်တဲ့လူတရားကိုသွားမေးကြည့်တရားမှာ69ယောက်ကနာဝတစစ်ဆိုးရောက်မုန်းတယ်အဲ့တော့နေတိုင်းကမျက်နှာငယ်လေးနဲ့အေးလေအဲ့ဒါကြောင့်မင်းကိုလာခေါ်တာတက်တဲ့ဆိုင်ကပေါ်ဆိုင်ကောင်တဲ့ဝေါ်ဆိုမောင်းတော့နောက်ကနေတက်စီတစ်စီးငါးပြီးကျွန်တော်လိုက်သွားတယ်ရဲစခန်းကိုရောက်စင်းနဲ့ရောက်ပြီစခန်းမှုထိုင်စခန်းမှုသူပဲတဲ့လမ်းထိပ်မှာអော်နေတာသူပဲတဲ့ကိုပါမောင်ကစခန်းမှုမျက်နှာကိုသိချကြည့်စခန်းမှုဆိုတာခမရလားဒီမဲ့စခန်းမှုကြိုက်တဲ့လူတရားကိုသွားမေးကြည့်လူတရားမှာ69ယောက်ကနဝတစစ်ဆိုးရောက်မုန်းတယ်ဗျမျက်နှာဇီးရွက်လောက်ရှိတဲ့စခန်းမှုကအေးလေတဲ့မင်းစခန်းကိုတော့ရောက်နေပြီပဲတဲ့ကိုပါမောင်ကဆက်ပြောတယ်ကျုပ်စကားမဆုံးသေးဘူးတယောက်ကချစ်တယ်အဲ့ဒါကျုပ်ပဲတယောက်ကချစ်တယ်တဲ့အဲ့ဒါကျုပ်ပဲတဲ့တပတ်လောက်ဆွဲစီးမဲ့စကားမှုဘာလို့မှမသိဖြစ်ဘူးသူဆွဲစီးချစ်တဲ့သူကိုဆွဲစီးတာဖြစ်သွားမှာပေါ့တရားမှာ69ယောက်ကမုန်းတယ်တယောက်ကချစ်တယ်ချစ်တာသူ့ပဲတဲ့သူ့ဆွဲစီးရင်ချစ်တဲ့သူကိုဆွဲစီးရင်သူ့ဘာကားသွားမှာပေါ့အဲ့ဒါနဲ့ကျွန်တော်ဆရာဗျာပြန်ခေါ်သွားပါဆရာဟုတ်ပြီဗျာတက်စီနဲ့ပြန်ခေါ်လာကားပေါ်ရောက်တော့ဘေးနားမှာထိုင်ပြီးစေးဘောလေးကန်ပြီးတွတ်ဘာတွေပြောနေမှမသိဘူးသူမဟုတ်တယ်လို့ပဲကိုပေါ့မောင်တကယ်ယူနေတာမှဟုတ်ရလားလို့ကျွန်တော်စဉ်းစားမိတယ်စာနာဖော်ထုတ်မှုများရဲ့နော်ဖခင်ကြီးကိုပါမောင်မိလောင်ဘုံနဲ့လည်းအပြစ်မခံရဘူးနေဒိန်းကိုလည်းမျက်နှာတက်ကြည့်ပြီးပြောခဲ့တယ်စခန်းမှုကိုလည်းလက်ညှိုးကောင်းကောင်းထိုးပြီးပြောခဲ့တယ်အပြန်မှာတက္ကစီတောင်စီးရသေးတယ်အဲ့တော့စာနာဖော်ထုတ်တဲ့နေရာမှာအဲ့ဒါလို့တရဖော်ထုတ်နိုင်မှုလိုပါတယ်နော်အဲ့တော့ပိသက်ကြီးကတော့အားပါမြောက်ပေးတယ်ဟာနောက်မှာလာမှာပါနောက်မှာဆရာမောင်စင်ဝင်းနော်ကျွန်တော်တို့ရဲ့အကိုကြီးဆရာကြီးတကယ်အပြောကောင်းဟောကောင်းဖြစ်ပါတယ်နော်ဆရာကျွန်တော်အချိန်နဲ့ရနေလို့ဆက်ပြောလိုက်အောင်မယ်နော်ကျွန်တော်ဒီညပြန်ရမှာဆရာချက်ချင်းပြန်ရမှာဆိုတော့နောက်မှာဆရာမောင်သားချိုးရှိပါသေးတယ်ချစ်ခင်တဲ့သူတွေကတော့သူ့ကိုဆရာမောင်သားချိုးလို့မခေါ်ပါဘူးအကယ်ဒမီအောင်ထွန်းလေးလို့ခေါ်ပါတယ်ဆင်မောင်မှာခဏငိုတာလုံးလို့ပါဒီနေ့လဲငိုဦးမယ်ထင်ပါတယ်နော်အဲ့တော့ကဲအနာဂတ်နိုင်ငံတော်တဲ့ခေါင်းစဉ်ကခုမှရောက်တာနော်အနာဂတ်နိုင်ငံတော်ကိုဘယ်လိုသွားမလဲတဲ့ခုနကကျွန်တော်ပြောပြပြီအနာဂတ်နိုင်ငံတော်ကိုသွားမယ်ဆိုရင်ဒီလိုအခြေအနေတွေရှိခဲ့တဲ့မတရားမှုတွေရှိခဲ့တဲ့မမျှတမှုတွေရှိခဲ့တဲ့နေရာကနေပြီးတော့
ပညာရေးအားနည်းမှုတွေရှိခဲ့တဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအစအစအရာရာအားနည်းမှုတွေရှိခဲ့တဲ့ဟော့တိနေရာကနေပြီးတော့အနာဂတ်နိုင်ငံတော်ကိုသွားမယ်ဆိုရင်နှစ်ဖက်စလုံးပြုပြင်ပြောင်းလဲဖို့လိုတယ်နိုင်ငံတော်အစိုးရဘက်ကလိုသလိုနိုင်ငံသူနိုင်ငံသားဘက်ကလည်းလိုပါတယ်သူ့ကိုပြောင်းစေခြင်းကိုယ့်ဘက်ကစပြောင်းရမယ်ဆိုတဲ့ဟာမျိုးကျွန်တော်ကျူကလေးလေးလုံးပြောချင်ပါတယ်ကျူကလေးလေးလုံးပထမဆုံးကျူကဘာလဲဆိုရင် IQ တဲ့အများသိပါတယ် intelligence quotient ဉာဏ်ရည်သွေးအုံနောက်အရည်သွေးအဲ့ဒီဉာဏ်ရည်သွေးအုံနောက်ရည်သွေးဘယ်ကလာတယ်လဲဆိုရင်ကျောင်းသင်ပညာကနေပြီးတော့အခြေခံပြီးတော့လာနိုင်ပါတယ်ကျွန်တော်လာနိုင်ပါတယ်လို့ပြောပါတယ်ကျောင်းသင်ပညာရေးကနေလာရမယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူး၄တန်းမအောင်ပေမဲ့တကြွယ်ကြီးတွေဖြစ်နေတဲ့သူတွေအများကြီးရှိပါတယ်၈တန်းမအောင်ပေမဲ့ချမ်းသာကြွားနေတဲ့နော်စိတ်ထားနှလုံးသားအင်မတန်ကောင်းတဲ့သူတွေအများကြီးရှိပါတယ်အကြမ်းမြင့်ကိုပြောတာဖြစ်ပါတယ်အိုင်ကျူလို့ခေါ်တဲ့ဉာဏ်ရည်ဉာဏ်သွေးသည်ခေါင်းကအတန်းပညာကို base လုပ်ထားတဲ့အခြေခံတဲ့ပညာရေးကနေတစ်ဆက်အိုင်ကျူကောင်းနိုင်ပါတယ်အဲ့ဒါလို့ဉာဏ်ရည်ဉာဏ်သွေးကောင်းတဲ့လူကိုကျွန်တော်တို့ကတော်တယ်လို့သတ်မှတ်ပါတယ်နိုင်ငံတကာမှာတော့အဲ့ဒီ IQ test နဲ့စမ်းတဲ့အခါမှာသူကဉာဏ်ရည်ညွှန်းကိန်းဘလောက်ရလို့သူကဘလောက်တော်တာပဲဆိုတာမျိုးရှိပါတယ်အဲ့တော့ကျွန်တော်ကတော့လိုရင်းပြောလိုက်တာပါ IQ ကောင်းရင်အုံနောက်ကောင်းတာဖြစ်တဲ့အတွက်အဲ့ဒီလူတော်မယ်လီနီယာတော်ပါတယ်ဂဒါဖီတော်ပါတယ်ဟစ်တလာတော်ပါတယ်ဆတ်တန်ဟူစိန်တော်ပါတယ်တော်တဲ့လူတွေမှုလို့သူတို့ဥဆောင်လို့ရတာဖြစ်ပါတယ်နောက်ထပ်ကျူတစ်လုံးကျွန်တော်ပြောချင်ပါတယ် EQ လို့နာမည်ရပါတယ် emotional quotient ခံစားမှု emotional quotient လို့ခေါ်တဲ့နှလုံးသားအရေးအသွေးအဲ့ဒီနှလုံးသားအရေးအသွေးကိုရကျင်တယ်ဆိုရင်တော့ကျောင်းသင်ခန်းစာနဲ့မလုံလောက်ဖဲနဲ့ရတစာပေဖတ်ရှုလေ့လာခြင်းကနေတွားရပါလိမ့်မယ်ဒီနှလုံးသားတွေကိုကောင်းဖို့ဒီနှလုံးသားတွေကိုပြောင်းဖို့ကျောင်းသင်ခန်းစာတွေကလုံလုံလောက်ထည့်သွင်းမြန်မာနိုင်ငံမှာတော့ထည့်သွင်းသင်ကြားခြင်းအားနည်းတာကိုတွေ့ရပါတယ်မာသာထရီဇာလို့ခေါ်တဲ့သူတော်စင်မာကြီးခရီးယန်မာကြီးရဲ့နှလုံးသားကိုထိစမ်းဖို့အတွက်သူ့ရဲ့အထုပ်ပတ်တွေကိုဖတ်ကြည့်ရင်သိနိုင်တယ်လူမျိုးမရွေးဘာသာမြေသွေးတန်ရဲကုဋ္ဌနုနာတဲ့တွေဂျားမှာဘဝကိုအသက်ဆုံးတဲ့အထိနှိမ့်မြုပ်သွားတဲ့မာသာလို့ခေါ်တဲ့မိခင်ကြီးထရီဇာကမ္ဘာဆိုင်ရာအဖွဲ့အစည်းကကားကောင်းစားရေးတစ်စင်းဆွတ်ချတဲ့အခါမှာအဖွဲ့အစည်းကိုပြန်ပြောတယ်အဲ့ဒီကားနဲ့တန်ဖိုးညီတဲ့ပတ်စံပေးလို့မရဘူးလားတဲ့ဘာလို့မလို့လဲမာသာကြီးလို့ပြန်မေးတဲ့ခါမှာကျမလူနာတွေအတွက်စေးဝယ်ခြင်းလို့ပါကျမအတွက်ကားမလိုပါဘူးတဲ့အဲ့ဒီမာသာထရီဇာရဲ့နှလုံးသားကိုထိတွေ့စမ်းသပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့နှလုံးသားတွေပြောင်းလာနိုင်တယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့အထုပ်ပတ်တီကိုဖတ်ရှုခြင်းအပြင်ဗိုလ်ချုပ်လိုရိုးသားခြင်းနဲ့စိတ်တွေဗိုလ်ချုပ်လိုဖြောင့်မတ်ခြင်းနဲ့စိတ်တွေဖြူစင်ခြင်းနဲ့စိတ်တွေတိုင်းပြည်နဲ့နိုင်ငံအတွက်တကြောင်နဲ့သောစိတ်နဲ့အာဇာနည်သူရဲကောင်းပြည်တဆောင်ရွက်လို့တဲ့စိတ်တွေအိုဘားမားရဲ့အထုပ်ပတ်တီကိုဖတ်ရှုခြင်းအပြင်အမေရိကန်နိုင်ငံရဲ့20မြောက်သမ္မတအဖြစ်20တိုင်တာဝန်ယူဆောင်ရွက်နိုင်တဲ့ကိစ္စတွေဦးတန့်ရဲ့အထုပ်ပတ်တီကိုဖတ်ခြင်းအပြင်ကမ္ဘာကုလသမဂ္ဂအတွင်းမှု2ကြိမ်တိုင်ဆောင်ရွက်နိုင်ခဲ့တဲ့သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးနှလုံးရည်နှလုံးသွေးအစရှိသဖြင့်ဒေါအောင်ဆန်းစုကြည်ရဲ့အကြောင်းအရာတွေကိုလေ့လာခြင်းအပြင်ဘာကြောင့်ကမ္ဘာကသူ့ကိုချစ်ခင်ကြတာလဲဆိုတဲ့ကိုယ့်ရဲ့နှလုံးသားကိုပြောင်းလဲစေနိုင်တာဒီစာအုပ် box လို့ခေါ်တဲ့စာအုပ်များဖြစ်ပါတယ်ကျောင်းသင်ခန်းစာမှာအလွန်အားနည်းပါတယ်အိုင်ကျူကတော့ကျောင်းသင်ခန်းစာအဖြစ်ပြည့်စုံနိုင်ပေမဲ့နှလုံးသားအရေးသွေးကိုတော့ရှေ့မှာလည်းကျွန်တော်ပြောခဲ့ပြီးပါပြီစာပေဖတ်ရှုလေ့လာခြင်းကသာကိုယ့်ရဲ့နှလုံးသားကိုပြောင်းလဲစေပါတယ်မာသာထရီဇာရဲ့နှလုံးသားကိုယ့်ရဲ့ရှင်ထဲကိုကူးဆက်လာနိုင်တယ်လို့ဗိုလ်ချုပ်အောင်ဆန်းရဲ့ရဲရင်မှုတည်ကြည်မှုရိုးသားမှုတွေကိုယ့်ရဲ့အသွေးသားတွေကိုစိတ်ဝင်လာနိုင်ပါတယ်တခင်ကိုတော်မိုင်းလို့တိုင်းကျစ်ပြည်ကျစ်စိတ်တပည့်တွေပေါ်မှာဆရာကောင်းပီတစွာဥဆောင်နိုင်ခဲ့တဲ့စိတ်အစရှိသဖြင့်အိုင်ကျူကြောင့်တော်တယ်လို့ပြောရင်ဤကျူကြောင့်လူကိုတော့ကောင်းတယ်လို့ပြောရပါလိမ့်တော်တဲ့လူကောင်းတဲ့လူခုနကဂဒါဖီတို့ဆဒမ်ဟူစိန်တို့ဟာတော်တဲ့လူတွေလို့ကျွန်တော်ပြောခဲ့ပါတယ်စကားတစ်ခွန်းကြံပါတယ်အဲ့ဒီလူတွေဟာကောင်းတဲ့လူတွေမဟုတ်ပါဘူးတော်ပင်မဲ့မကောင်းတဲ့လူတွေဖြစ်ပါတယ်ကမ္ဘာလောကကြီးကိုအန္တရာယ်ပေးတဲ့သူတွေဖြစ်ပါတယ်တစ်ဖက်သက်အတ္တကြီးမားတဲ့အာဏာရှင်တွေဖြစ်ပါတယ်တော်ပင်မဲ့မကောင်းတဲ့လူတွေဖြစ်ပါတယ်အိုင်ကျူကောင်းပင်မဲ့ဤကျူအားနည်းတဲ့သူတွေဖြစ်ပါတယ်လူတော်လူကောင်းတယောက်ဖြစ်ဖို့ဆိုရင် IQ ဆိုတာကိုလည်းဖြည့်စွမ်းဖို့လိုသလို EQ ဆိုတဲ့ emotional quotient ကိုလည်းဖြည့်စွမ်းဖို့ဆောင်ရွက်ဖို့လိုပါတယ်အထူးသဖြင့်မြင်းညာမျိုးမှာရှိတဲ့လူငယ်လူရွယ်မောင်မယ်များစာဖတ်ပါစာကြည့်တဲ့ကိုလည်းကျွန်တော်ရောက်ခဲ့ပါပြီစာကြည့်တဲ့ဟာအုပ်ရည်2000လောက်ရှိတယ်လို့သိရတယ်
စာဖတ်ပါအင်မတန်အားကိုးစရာကောင်းတဲ့ရေကန်မြေကန်ကောင်းတဲ့နေရာဒေသကိုရောက်နေပြီစာပေဟောပြောပွဲတွေမပြတ်မလတ်ကျင်းပနေတယ်28ရက်နေ့မှာဆရာနေဝင်းမြင့်ဆရာမခင်ခင်ထူးဆရာဆိုဘာဒိုင်တို့လာမယ်လို့လည်းသိရတယ်ရေကန်မြေကန်ကောင်းတဲ့နေရာမှာထူးချွန်အောင်ပြောင်းပြောင်းအောင်ကြိုးစားကြပါနှစ်ကာလတော်တော်များများအိုင်ကျူးနဲ့အီကျူကောင်းရင်လူတော်လူကောင်းဖြစ်ရင်ရပြီလို့ကျွန်တော်တို့ပြောခဲ့ပါတယ်ဒီကနေ့21ရာစုခေတ်မှာထပ်တိုးပါတယ်နောက်ထပ်ကျူတစ်လုံးပီကျူလို့ခေါ်တဲ့ physical quotient ကာယအရေးသွေးကာယအရေးသွေးတနည်းအားဖြင့်ကျမ်းမာရေးတနည်းအားဖြင့်အသက်ရှည်ရေးတော်လဲတော်တယ်ကောင်းလဲကောင်းတယ်ဒါပေမဲ့အဲ့ဒီလူတယောက်ဟာအသက်မရှည်ဘူးဆိုရင်ဘိုးချုပ်ကိုပဲဥပမာပြရစီဘိုးချုပ်ဟာကျမ်းမာရေးမကောင်းလို့သေဆုံးသွားတာမဟုတ်ပေမဲ့လောက်ကြံခံရလို့ကွယ်လွန်သွားတာဖြစ်တဲ့အတွက်အကြမ်းများအဖြစ်ပီကျူလို့ခေါ်တဲ့အသက်မရှိတဲ့အထဲမှာထဲလိုက်ရင်တော်တဲ့သူကောင်းတဲ့သူတယောက်ဖြစ်ပေမဲ့ဘိုးချုပ်အောင်ဆန်းဟာပီကျူအားဖြင့်မပြည့်စုံလိုက်တဲ့အတွက်တိုင်းပြည်အတွက်နင်နာတယ်1948ဇန်နဝါရီလ4ရက်နေ့မှာမနေ့4 နာရီမိနစ်20မှာမြန်မာနိုင်ငံလွတ်လပ်ရေးရတယ်1949ဩဂတ်လ31ရက်မှာအိန္ဒိယနိုင်ငံလွတ်လပ်ရေးရပါတယ်ကျွန်တော်တို့ထက်နည်းနည်းစောပါတယ်1949အောက်တိုဘာလ1ရက်နေ့မှာတရုတ်ပြည်သူသမ္မတနိုင်ငံကိုထူထောင်ပါတယ်ကျွန်တော်တို့ထက်နည်းနည်းနောက်ကျပါတယ်49မှာအိန္ဒိယ48မှာမြန်မာ49မှာတရုတ်ထူထောင်ကြတာချင်းလွတ်လပ်ကြတာချင်းတူပါရက်နဲ့အဲ့ဒီနိုင်ငံ3နိုင်ငံထဲမှာမြန်မာတနိုင်ငံနဲ့ကွက်ပြီးတော့ဘာဖြစ်လို့နောက်ကျချင်ခဲ့တာလဲတမိုင်းကိုလေ့လာပြီးတော့သုံးသပ်ကြည့်တဲ့အခါမှာအိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးကိုယူပေးခဲ့တဲ့ခေါင်းဆောင်တွေဟာနောက်ထပ်နှစ်30လောက်နိုင်ငံကိုဆက်လက်ပြီးဥဆောင်မှုပေးသွားနိုင်တယ်ဆိုတဲ့အချက်ကိုသိရပါတယ်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကိုရယူပေးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းကတော့လွတ်လပ်ရေးကိုမမြင်ရခင်တစ်နှစ်အလိုမှာပဲကြာဆုံးကွယ်လွန်သွားရတာဖြစ်ပါတယ်ဗိုလ်ချုပ်သာနောက်ထပ်အိန္ဒိယနိုင်ငံခေါင်းဆောင်တွေလိုနှစ်30လောက်ဆက်ပြီးအသက်ရှင်ခဲ့ရင်တိုင်းပြည်ရဲ့ကံကြမ္မာဘယ်လိုများဖြစ်မလဲပိုပြီးကောင်းပါလားပိုပြီးဆိုးပါလားသို့တော့တန်ရှင်းသောဖြူစင်သောနှလုံးသားနဲ့ဆောင်ရွက်တဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့အတွက်စိုးစရာအကြောင်းကတော့မရှိနိုင်ဘူးဒါတွေဟာတမိုင်းချက်လက်တွေကနေသိရှိရတဲ့ထောက်ထားမှဖြစ်ပါတယ်49ပီကျူ physical quotient ဒီကနေ့ပြည်သူလူထုအများကြီးမျှော်လင့်နေတဲ့ဘောလုံးပွဲမြန်မာနဲ့အင်ဒိုနဲ့ကန်တဲ့ခါမှာတရေကြရင်စီမီကိုအုပ်စုအဆင့်ကနေတက်မယ် head to head စနစ်ဆိုတာရှိတယ်ကြက်သေးတုံးနဲ့နီးပြက head to head ကိုမသိဘူးဘယ်လောက်ထိကြက်သေးတုံးလဲဆိုရင်နာမည်ကိုကကြက်သေးတုံးနဲ့ပဆောင်ဖွာတကယ်ဆိုရင်သူကအမျိုးသားအသင်းကိုနီးမပြသင့်ဘူးအမျိုးသမီးအသင်းကိုပဲနီးပြသင့်တယ်မြန်မာဘောလုံးအသင်းရဲ့ခေါင်းဆောင်တွေကိုလည်းကိုဇော်ဇော်တို့ကစပြီးကျွန်တော်တို့နည်းနည်းလေးပြောချင်တယ်ဗမာစကားကိုနားမလဲတဲ့ကိုရီးယားတယောက်အင်္ဂလိပ်လိုလည်းမပြောတတ်တဲ့ကိုရီးယားတယောက်အင်္ဂလိပ်လိုလည်းမတတ်ဘူးကျော်ကိုဆိုတဲ့ရှေ့တန်းတက်စစ်မှုတယောက်ကထားပါတော့ကျွန်တော်ဒီနေ့ကန်းတာစိတ်မပါဘူးဗျာကျွန်တော်ညီမလေးအသေးအံဖြစ်နေတယ်ဟဲ့မင်းဘာဖြစ်နေတာလဲကျွန်တော်ညီမလေးအသေးအံဖြစ်နေတယ်ဗျာစိတ်မပါဘူးဗျာမကန်ချင်ဘူးသူဘလို့နားလည်မှာလဲကျော်ကိုအောင်ဘလို့ပြောမှာလဲဒီနည်းပြအောင်ဘယ်နှလုံးသားနဲ့နားလည်မှာလဲအခုကျော်ကိုကမေးတဲ့ကိစ္စမှာရှာမရှင်းနဲ့မင်းငါပြောတဲ့အတိုင်းလှုပ်ဆိုပြီးတော့လိုင်းနာအောက်တဲ့ကိစ္စဘာသာစကားမှမပေါက်တဲ့သူကိုဒါပေမဲ့ကျွန်တော်နောက်ကျခဲ့ပြီကလေးတွေနီးပြတွေပီကျူလို့ခေါ်တဲ့ physical quotient လို့ခေါ်တဲ့ခြေသလုံးချင်းရှင်မလားမြန်မာကပလွေယိုးအရာမောင်းချင်းရှင်မလားမြန်မာကပို့တယ်စွန့်ရင်ချင်းရှင်မလားအစရှိသဖြင့်ဒါပေမဲ့ကျွန်တော်တို့ညီငယ်လေးတွေကိုကျွန်တော်တို့အင်မတန်စာနာတယ်အားနာတယ်ကလေးတွေကိုစိတ်မတူအောင်ဒေါသမဖြစ်အောင်ရောက်လျာနေရာမှာကျွန်တော်ကဟောပြောပွဲတိုင်းစင်တောင်းပန်ပါတယ်ကလေးတွေတနာပါတယ်ဗျာမြန်မာအမျိုးသမီးပြည်သူ့အချစ်တော်ပွဲကိုရသွားတယ်တကယ်လို့သာမြန်မာအမျိုးသားဘောလုံးအသင်းကလည်းမှန်ကန်ခဲ့ရင်နီးပြရဲ့နီးစနစ်တွေမှန်ကန်ခဲ့ရင်ဒီဖြစ်မျိုးရချင်မှရမယ်ပြောချင်တာဒီပီကျူလို့ခေါ်တဲ့ physical quotient ကျွန်တော်တို့လူမျိုးဒီလေကြီးလေကျယ်စကားကိုအင်မတန်ပြောပါတယ်မြန်မာအားကစားကဘာကိုလွှမ်းရမယ်တိတ်ပြီးဖင်ကောင်းမကျဲပါနဲ့ဖြစ်တဲ့ဖြစ်လိုက်တာကစပြီးပြောစေချင်ပါတယ်မြန်မာအားကစားမြန်မာဘောလုံးအားကစားထဲမှာမှပြည်သူလူထုအသေးဆွဲချစ်တာဘောလုံးမှာမြန်မာဘောလုံးအားကစားပြည်တွင်းတွင်ဖွံ့ဖြိုးရမည်ဖွံ့ဖြိုးတာကိုရင်လောက်ပါအထက်ကကြောင်းတိုင်းမှာဘောလုံးဝင်ရှိသလားလို့
သက်ဆိုင်ရာလူကြီးမင်းများအရင်ကြည့်ပါမရှိရင်ဖောက်ပေးလိုက်ပါအထက်ကကြောင်းမှာတော့ဘောလုံးဝင်းမရှိဘူးရှိတယ်ဘောလုံးဝင်းကြတော့ပါတီရုံးဆောက်ဖို့ဆိုပြီးသိမ်းတယ်ကလေးတွေကံဖို့ဘောလုံးကွင်းကြတော့မရှိဘူးလူကြီးရိုက်တဲ့ခေါက်ကွင်းကြတော့စိမ့်လန်းဆိုပြေးနေတာပဲတိုင်းပြည်ခေါင်းဆောင်ဆိုတာအနာဂတ်ကိုမျှော်ကြည့်ရတယ်အဲ့ဒီဘောလုံးကွင်းကိုနိုင်ခြင်းအဲ့ဒီကလေးတွေကိုခဏဘေးဖယ်ထားကျောင်းနေမှာဘောလုံးကွင်းရှိသလားဘောလုံးကွင်းရှိလို့ကလေးတွေကံကြပြီပြုကြပြီဆိုရင်တဆင့်ပြောပါမြန်မာဘောလုံးအားကစားပြည်တွင်းတွင်ဖွံ့ဖြိုးရမည်โอเคဖွံ့ဖြိုးပြီကမ်းမယ်အရှိတောင်အာရှမြန်မာဘောလုံးအားကစားအရှိတောင်အာရှတွင်နိုင်ရမည်နိုင်မလားယိုရီးယားတို့ဗီယက်နမ်တို့အင်ဒိုနီးရှားတို့နိုင်မလားနိုင်ရင်နောက်တစ်ဆင့်တက်မြန်မာဘောလုံးအားကစားအာရှတွင်လွှမ်းမိုးရမည်ဂျပန်နဲ့ကန်လို့နိုင်မလားနိုင်ရင်နောက်တစ်ဆင့်တက်လေကြီးလေကျယ်မလုံးနဲ့မြန်မာဘောလုံးအားကစားကမ္ဘာဖလားခြေစစ်ပွဲအောင်ရမည်အဲ့လောက်တော့လုံးဘရာဇီးဆိုတဲ့နိုင်ငံတော်ခြေစစ်ပွဲဝင်နေရတဲ့ခေတ်ကြီးထဲမှာမြန်မာအားကစားကမ္ဘာကိုလွှမ်းရမည်စောက်ယူပဲဆိုတော့အခုကလေးတွေဘောလုံးဝရှုံးတယ်ပီကျူလို့ခေါ်တယ် physical quotient ကာယဘိုင်းဆိုင်ရာအရေးအသွေးကြန့်ခိုင်မှုဆိုင်ရာအရေးအသွေးတဦးတစ်ယောက်ကျမ်းမာခြင်းမှသည်တစ်မျိုးသားလုံးကြန့်ခိုင်တန်ဆွမ်းခြင်းစီတို့ဘယ်မှာလဲကျမ်းမာရေးဆောင်ရှောက်မှုကိုယ်ဆွေမျိုးသားချင်းနေမကောင်းတော့နှာစေးချောင်းဆိုးဖြစ်တာတော့နိုင်ငံခြားသွားကူတယ်နိုင်ငံသူနိုင်ငံသားဖြစ်ရင်မွေကြိုက်လို့သေတဲ့လူတွေမနှဲဘူးမွေစိတ်ဖြစ်စေအလုံးလောက်မရှိလို့ဘလို့ခေါင်းဆောင်လဲဘလို့နှလုံးသားနဲ့လူလုံနေတဲ့သူတွေလဲတခုတောင်းပန်နေတာစားလဲစားပါဝါလဲဝါပါလှုပ်လဲလှုပ်ပါနည်းနည်းတော်သေးတယ်အဲ့ဒါဆိုရင်စားတယ်ဝါတယ်အားလုံးမလုပ်ဘူးပြီးရင်အပေါ်စီးကပြောသေးတယ်စဉ်းစားကြည့်ပါဒါဟာနှစ်ပေါင်း90ကျော်ခံစားခဲ့ရတဲ့ဝေဒနာတွေဖြစ်ပါတယ်ထိုက်တန်တဲ့တုံ့ပြန်မှုထိုက်တန်တဲ့ရလဒ်ကိုရအောင်ဒီစာပေဟောပြောပွဲတွေကိုကျွန်တော်တို့ချိန်ကုန်ခံလူပင်မခံပြီးတော့စောင့်နေခြင်းဖြစ်ပါတယ်သူ့ကိုပြောင်းစေခြင်းကိုယ့်ဘက်ကစပြောင်းမယ်ဆိုတဲ့ကိစ္စမင်းတို့ငါတို့ဒီလိုလာမလုပ်နဲ့မရတော့ဘူးကွာဒီလိုပြောရတဲ့လူမျိုးတွေဖြစ်အောင်ဒီလိုပြောနိုင်ဆိုနိုင်တဲ့ကိုယ့်ခွင့်ရကိုကာကွယ်နိုင်တဲ့သူတွေဖြစ်အောင်ကျွန်တော်တို့ရှေ့ကနေအမိုက်ခံပြီးပြောနေတာဖြစ်ပါတယ်ကိုတိကိုတက်ငါသာလင်တိငါသာလင်တက်ငါသာလင်ဆရာဆိုတဲ့သဘောမျိုးနဲ့ပြောနေခြင်းမဟုတ်ပါဘူးဟုတ်ပြီမွေစိတ်ဖြည့်စင်းမရှိလို့ရက်သူရွာသားသေတယ်လို့ကျုပ်သားလေးလည်းမွေကြိုက်လို့သေသွားတယ်ဗျာကျင်းတတ်တယ်ကျွန်တော်တို့ကထူးချွန်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်အခြေခံကျောင်းတွေကနေစပါခုတော့ရန်ကုန်လိုမျိုးကြီးမှာဆိုရင်ကလေးတွေဟာကစားစရာနေရာမရှိလို့လမ်းမပေါ်မှာတက်ကစားနေရတယ်စပိန်တစ်စင်းသွားရင်ခဏရက်စိုက်ကားတစ်စင်းသွားရင်ခဏရက်ကားတစ်စင်းလာရင်ခဏရက်မိမနှစ်ယောက်လာရင်ခဏရက်ယောက်ျားသုံးယောက်လာတော့ခဏရက်ကန်ရတယ်ကိုမရှိဘူးဘောလုံးကရက်နေရတာနဲ့ပြီးနေတယ်ဒါခုန IQ EQ PQ တော်ဖို့လိုတယ်ကောင်းဖို့လိုတယ်ကျမ်းမာဖို့လည်းလိုတယ်အသက်ရှည်ဖို့လည်းလိုတယ်တော်လဲတော်ကောင်းတဲ့လူကျမ်းမာပြီးအသက်ရှည်တဲ့လူဆိုရင်တိုင်းပြည်နိုင်ငံကိုပို့ပြီးတော့ဥဆောင်မှုပေးနိုင်တာပေါ့နောက်ဆုံးကျူတလုံး SQ လို့ခေါ်တဲ့ spiritual quotient spirit လက်ပြဝိညာဉ်လက်ပြယုံကြည်မှုကိုယ်ကွယ်ယုံကြည်မှုဆိုင်ရာအရေးအသွေး SQ လို့ခေါ်တဲ့ spiritual quotient ဗုဒ္ဓဘာသာရှိတယ်ခရစ်ယာန်ရှိတယ်အစ္စလာမ်ရှိတယ်ဟိန္ဒူရှိတယ်ဘာသာအောင်မှမကိုးကွယ်တဲ့သူရှိတယ်ဘာသာအလုံးကိုကိုးကွယ်တဲ့သူရှိတယ်လွတ်လပ်ခြင်းငြိမ်းချမ်းခြင်းမျှတခြင်းဆိုတဲ့စိတ်နဲ့နေထိုင်ကြတဲ့ဒီကဘာကြီးပေါ်မှာ SQ လို့ခေါ်တဲ့ spiritual quotient တော်တဲ့လူကောင်းတဲ့လူကျမ်းမာသက်ရှည်ပြီးတော့ကိုယ်ကာယပြည့်စုံတဲ့သူဟာနောက်ဆုံး S တလုံးဖြစ်တဲ့ဘာသာရေးဆိုင်ရာကိုယ်ကွယ်ယုံကြည်မှုဆိုင်ရာအရေးအသွေးလေးတစ်ရက်ထပ်ပေါင်းပေးပါအောင်တဲ့ထပ်ပေါင်းပေးဖို့လိုပါတယ်တဲ့အထူးသဖြင့်မြန်မာနိုင်ငံလိုနိုင်ငံအတွက်ပို့ပြီးလိုပါတယ်တဲ့မိကုန်းလေးတစ်ခုမေးပြစီလူတစ်ယောက်ကလူတစ်ယောက်ကိုဝင်ပြီးတိုးမိတိုက်မိတဲ့ကိစ္စဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားခင်ဗျာလူတစ်ယောက်နဲ့လူတစ်ယောက်တိုးမိတိုက်မိတဲ့ကိစ္စဒီဖြစ်နိုင်ပါသလားမဖြစ်နိုင်ဘူးလားဖြစ်နိုင်တဲ့ကိစ္စလူတစ်ယောက်ဒီလူတစ်ယောက်ကိုတိုးမိတိုက်မိတဲ့ကိစ္စဒီဖြစ်နိုင်သောကိစ္စဖြစ်ပါတယ်ဒါပေမဲ့နာမဝိသေသနာတွေထည့်လိုက်တဲ့အခါကျတော့ဘာသာကြားအမျိုးသမီးတစ်ယောက်ကမြန်မာဗုဒ္ဓဘာသာကိုရင်ငယ်လေးတစ်ပါးကိုဝင်တိုက်မိရာကအိမ်လုံး90မီးလောင်သွားတယ်အိမ်လုံး90မီးလောင်သွားတယ်လူတစ်ယောက်
နဲ့လူတယောက်ဟာတိုးမိတိုင်းမိဖြစ်နိုင်တဲ့ကိစ္စရှိပါရဲ့နဲ့နာမဝိသေသနာဖြည့်ပြီးတော့ဘာသာကြားအမျိုးသမီးတယောက်ဒီမြန်မာကိုရင်ငယ်လေးတစ်ပါးကိုဝင်တိုက်မိရာကအိမ်လုံး90မီးလောင်နေတဲ့အချိန်မှာအနောက်ကအိမ်လုံး90မီးလောင်နေတဲ့အချိန်မှာအရှိကအိမ်လုံး90ရှို့ပြီးသွားပြီအရှိနဲ့အနောက်လောင်နေတဲ့အချိန်မှာတောင်နဲ့မြောက်ကရှို့ဖို့ပြင်နေပြီအရှိအနောက်တောင်မြောက်ဝဲရာတနိုင်ငံလုံးမီးဟုံဟုံတောက်ရင်ကြားနေကြစကားတခွန်းခင်ဗျားတို့ကြားလိမ့်မယ်တိုင်းပြည်ကြောက်ထဲကြဖို့လက်နှလုံးအလိုဒါမလို့ဟာတိုင်းပြည်ရဲ့အာဏာကိုမယူခြင်းဘဲနဲ့မရယူလိုပါဘဲနဲ့တိုင်းပြည်ကြောက်ထဲကြမယ်အနေကိုကာကွယ်လိုတဲ့ဆန္ဒနဲ့နောက်ထပ်နှစ်90နောက်ထပ်နှစ်100နားလဲပါတွေးပေးပါရင့်ကျက်ပေးပါခံစားပေးပါတိုင်းပြည်မှာလှုပ်ရှားလုပ်တွေအများကြီးရှိပါတယ်ပြန်လဲထူထောင်ကာစအချိန်မှာတိုင်းပြည်ဟာအပေါက်အပြဲများနဲ့လှုပ်ရှားအလုပ်အကင်တွေအများကြီးရှိပါတယ်လှုပ်ရမယ်ခေါင်းစဉ်တွေအများကြီးရှိပါတယ်1 2 3 4 5 6 9 10 10ခုလုံးလှုပ်ရမယ်ကိစ္စတွေကြီးပဲဖြစ်ပါတယ်ဒါပေမဲ့အရေးအကြီးဆုံးဟာ1ဆိုရင်1ပြီးမှ2ပေါ့2ပြီးမှနံပါတ်6လောက်9လောက်မှာရှိတဲ့နံပါတ်4လောက်5လောက်မှာရှိတဲ့အရာကနံပါတ်1လောက်ရမယ့်အရာကိုလွှမ်းမိုးလာရင်ဘာဖြစ်နိုင်တယ်လဲနံပါတ်1ရဲ့လမ်းနံပါတ်1ရဲ့ပန်းတိုင်ဝေဝါးပြီးပျောက်ကွယ်သွားနိုင်ပါတယ်အဓိကနဲ့တာမညကိုခွဲခြားနိုင်ဖို့ဒီစီမင်းထက်ကနေကျွန်တော်တို့စူးစမ်းပြောဆိုနေခြင်းဖြစ်ပါတယ်6တေ9တေ10တေကိုအရေးမကြီးဘူးအရေးမပါဘူးလို့ကျွန်တော်တခေါက်မှမပြောပါဘူးတိုင်းပြည်ကပြန်လဲထူထောင်ကားစားဖြစ်တဲ့အတွက်လောက်ရမယ့်လုပ်တွေအများကြီးရှိတယ်သို့တော့တစ်ကိုအရင်လောက်ရလိမ့်မယ်တစ်ဟာဘာလဲဆိုတာကိုတော့ပြည်သက်ကစဉ်းစားဖို့လိုပါတယ်နံပါတ်1ဟာဘာလဲအာဏာရှင်နဲ့ပတ်သက်လို့မလိုလားအပ်တဲ့ဖြည့်ဆည်းမှုတွေနဲ့ပတ်သက်လို့ကျွန်တော်အများကြီးပြောခဲ့တယ်နံပါတ်1ဟာဘာလဲအာဏာရှင်စနစ်ကိုပြည်သူလူထုမလိုချင်တော့ဘူးအဲ့ဒီအာဏာရှင်စနစ်ကိုဖယ်ရှားဖို့ဆိုရင်သူ့နေရာမှာအစားထိုးဝင်ရောက်မဲ့အရာတစ်ခုရှိဖို့လိုတယ်နံပါတ်1ကဘာလဲ1ပြီး2ပြီးရင်3 4 5 6 9သူ့အစီအစဉ်အတိုင်းရောက်ရှိလာပါလိမ့်မယ်ဒါပေမဲ့တိုင်းပြည်ကသူ့တလူငါတမင်းသူ့တဘို့ငါတဘို့ဆိုတဲ့စကားမျိုးနဲ့ဖုန်နာကအလံတစ်ချောင်းတီနာကအလံတစ်ချောင်းအလံပေါင်းများစွာရဲ့အောက်မှာပြည်သူလူထုကဘယ်အလံနဲ့ဥဆောင်မှုနောက်ကိုလိုက်ရမှန်းမသိပဲတိုင်းပြည်ရဲ့အနာဂတ်ဟာဝေဝေဝါးဝါဖြစ်သွားနိုင်ပါတယ်အဓိကနဲ့တာမညကိုခွဲခြားနိုင်မှုနဲ့တိုင်းပြည်ရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့နံပါတ်1ဖြစ်တဲ့ကိစ္စပြီးမှနံပါတ်2ကိစ္စကိုစဉ်းစားဖို့ဆောင်ရွက်ဖို့စကားလေးနည်းနည်းထည့်ပြောချင်ပါတယ်မျိုးဆောင်ဥပဒေဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာတော်ဖခင်များကိုတပည့်တော်ရှိခိုးကြောပါတယ်ဗျာမျိုးဆောင်ဥပဒေအမျိုးဆောင်နေဆိုတာအသွေးအသားတွေကဆောင်းရပါတယ်ရိုးတွင်းချင်စီတွေကဆောင်းရပါတယ် DNA တွေ RNA တွေတဲကဆောင်းရပါတယ်နှလုံးသားကဆောင်းရပါတယ်အုံနောက်ကဆောင်းရပါတယ်လူတွေဖြစ်ပါတယ်မြန်မာနိုင်ငံမှာဖြစ်နိုင်တဲ့ area တနိုင်ငံလုံးမှာလွှမ်းခြုံမှု area ထိုးဖောက်မှု area တနိုင်ငံလုံးပြည်နယ်နဲ့တိုင်း14ခုနေပြည်တော်မှာတွဲရင်15ခုအန်ဒီရဲ့ဘယ်လောက်ရှိတယ်လဲဘယ်လောက်မရှိဘူးလဲဖြစ်နိုင်တဲ့နေရာကဘယ်နေရာပဲဖြစ်နိုင်တာလဲဘာလို့ဖြစ်တာလဲစားစရာမရှိလို့ပညာမတတ်လို့စားစရာဘာဖြစ်လို့မရှိတာလဲအလုံးမရှိလို့နိုင်ငံတော်အစိုးရကတာဝန်ယူပြီးဖြည့်ရှင်းပေးရမယ့်ကိစ္စရပ်တွေဖြစ်ပါတယ်အဲ့ဒီဒေသမှာအဲ့ဒါလိုဖြစ်ရမျိုးတွေဖြစ်တတ်တယ်ဆိုရင်နိုင်ငံတော်လုံခြုံရေးအတွက်နိုင်ငံသူနိုင်ငံသားရဲ့အသက်အန္တရာယ်စီးစိမ်အိုးအိမ်ကိုကာကွယ်ပေးဖို့အတွက်စစ်တပ်ရဲ့အကူအညီကိုယူရပါလိမ့်မယ်အဲ့ဒီနေရာမှာစစ်တပ်ရဲ့အကူအညီနဲ့တပ်မတော်ရဲ့အကူအညီနဲ့ကာကွယ်ရပါလိမ့်မယ်ဆောင်းရှောက်ပါလိမ့်မယ်စက်ယုံတွေအလုတ်ယုံတွေအဲ့ဒါလိုနေရာမှာ targeted area လို့ခေါ်တဲ့ဖြစ်ပွားနိုင်တဲ့နေရာတွေမှာတည်ပေးဖို့လိုပါတယ်စက်ယုံတွေအလုတ်ယုံမှာလှုပ်ရာကနေတိုင်းရင်သူလေးတွေဟာအလုတ်ရရာကအလုတ်ရှိလာပြီဝင်ငွေရှိလာပြီထမင်းမငတ်တော့ဘူးအစိုးရပါဝင်ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်ဒါကိုနိုင်ငံတော်အစိုးရကမသိကြိုးကြုံပြုတ်ပြီးတော့ပုံလင်းလည်းမလျှောက်ပါစေတော့ဗျာရဟန်းတန်ဃာတော်များကတပိတော့မလိုအပ်ဘူးလို့တခုမှမလျှောက်ပါဘူးဗျာလိုအပ်ပါတယ်ဘယ်သူဆောင်ရွက်ရမယ့်ကိစ္စလဲဆိုတော့တပိတော့လျှောက်ချင်တာဖြစ်ပါတယ်
2013ကုန်ပါတော့မယ်2014 2015ဆိုတဲ့အချိန်ကာလကိုရောက်ရှိလာပါလိမ့်မယ်တိုင်းပြည်မှာအရေးကြီးတဲ့ကိစ္စတွေကြီးပဲဖြစ်ပါတယ်သို့တော့အဲ့လိုအရေးကြီးတဲ့ကိစ္စတွေကြီးပဲရှိတယ်ဆိုရင်တောင်1ပြီးမှ2ကိုလောက်ရပါလိမ့်မယ်2ပြီးမှ3ကိုလောက်တင်ပါတယ်3ပြီးမှ4ကိုဆောင်ရွက်တင်ပါတယ်1ကိုခြံထားပြီးတော့9တွေ6တွေကိုဦးစားပေးပြီးတော့ဆောင်ရွက်ကြမယ်ဆိုရင်စဉ်းစားဖွယ်ရဖြစ်ပါတယ်အဲ့တော့ခုနကကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့အဖြစ်အပျက်တွေအကြောင်းအရာတွေ Facebook ပေါ်မှာပို့ဆိုးပါတယ်အခုရေးကြပြကြတဲ့စကားတွေဟာကြမ်းတမ်းရိုင်းဆိုင်တဲ့အဆင့်တွေကိုရောက်လာပါပြီဆိုတော့ Facebook ကိုသုံးတဲ့ဆရာတော်တန်ခါတော်ကြီးလည်းသိနိုင်ပါတယ်ပေးသက်လည်းသိနိုင်ပါတယ်နိုင်ငံတော်သမ္မတဦးသိန်းစိန်ပဲသမ္မတဆက်လုပ်စေချင်တယ်ဆိုတဲ့စကားဦးသိန်းစိန်ဆက်မလုပ်တော့ဘူးဆိုရင်လည်းသူရဦးရွှေမန်းကိုပဲဖြစ်စေချင်တယ်ဆိုတဲ့စကားဒေါအောင်ဆန်းစုကြည်ကိုပုံအပ်လိုက်ရင်တော့မဲပေးလိုက်ရင်တော့တိုင်းပြည်ပြတ်တော့မယ်ဆိုတဲ့စကားအခြားသောစကားများအင်မတန်ရေးကြီးတဲ့အချိန်ကဖြစ်ပါတယ်ကျွန်တော်ညီကုန်းချုပ်ချင်ပါပြီတိုင်းပြည်ရှင်ပြုချိန်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်လွန်ခဲ့တဲ့နှစ်ကာလတွေမှာဟောပြောခဲ့ပါတယ်ကျွန်တော်ငယ်တုန်းကရှင်ပြုတဲ့အခါမှာရှင်ပြုကန်ဒီအချိန်မှာကျွန်တော်ဖွာပြောပါတယ်ဟဲ့ငါမီးရဲ့ရှင်ပြုတယ်ဆိုတာမင်္ဂလာပြုတာမင်္ဂလာပြုကန်ဒီမှာမာနတ်လို့ခေါ်တဲ့အဖြစ်စီအဖြစ်အမောက်ခဏခဏဝင်တတ်တယ်တစ်ပင်ပေါ်မတက်နဲ့ပြုတ်ချလိမ့်မယ်ခေါင်းကိုမဝင်နဲ့မွေကြိုက်ခင်းကြိုက်လိမ့်မယ်ရင်နာမြင့်နာချောင်းနာကန်နာမသွားနဲ့ရင်းနေလိမ့်မယ်ရှင်ပြုတယ်ဆိုတဲ့မင်္ဂလာပြုကန်ဒီအမှုမှာအဲ့လိုအမင်္ဂလာဆိုတဲ့မာနတ်ဝင်တတ်တယ်အဖွားကိုအင်မတန်ချစ်တဲ့မြီးရှင်ပြုဖို့3ရက်အလိုမှာလက်ကျိုးသွားပါတယ်မာနတ်အဖြစ်အမောက်ရှင်ပြုတယ်ဘာဖြစ်လို့ရှင်ပြုတာလဲရှင်ပြုလိုက်တယ်ဆိုရင်ခန္ဓာကိုယ်ရံမောင်းကြီးထွားလာဖို့လက်တံခြေတံနေပို့ရှိလာဖို့လူလားမြောက်လာဖို့ဖုံးတကုတ်တွေကြီးလာဖို့အဲ့ဒီစိတ်နဲ့ကျွန်တော်ကတိုင်းပြည်ရှင်ပြုခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ရေးလေးရေးပါတယ်ဟောလဲဟောပါတယ်တိုင်းပြည်ကိုရှင်ပြုအောင်သေကွေးကြုံနေတဲ့တိုင်းပြည်ကိုဖွင့်ထွားလာအောင်စီဝိုင်းခြေတံလက်တံတုံနေတဲ့တိုင်းပြည်ကိုစီဝိုင်းခြေတံလက်တံတွေခြေထွက်လာအောင်ဖုံးတကုတ်နှိမ့်နေတဲ့တိုင်းပြည်ကိုဖုံးတကုတ်မြင့်လာအောင်တိုင်းပြည်ကိုရှင်ပြုအောင်ဘယ်အချိန်ပြုမှလဲ2015မှာပြုမယ်လို့2015မှာရှင်ပြုမယ်ပြည်သူလူထုတရားလုံးပါဝင်တဲ့ရှင်ပြုပွဲကို2015မှာကျင်းပရအောင်သို့တော့အဲ့ဒီ2015မရောက်ခင်မင်္ဂလာပြုကန်ဒီအချိန်မှာတိုင်းပြည်မှာအဖြက်အမှောက်မာနတ်တွေဝင်တတ်ပါတယ်လို့ကျွန်တော်ပြောခဲ့ကျွန်တော်စကားမှန်ကန်တယ်လို့ကျွန်တော်တက်တက်ထူနေတာမဟုတ်ပါဘူးကျွန်တော်ပြောပြီး3 လကြာတဲ့အချိန်မှာဘာသာရေးပဋိပက္ခဖြစ်ရတဲ့တနိုင်ငံလုံးမှာအနှံ့ဖြစ်ပေါ်လာပါတယ်ရှင်းရရှင်းလား88တုံးကလည်းဒီလိုပုံစံပါပဲသမိုင်းကြောင်းကိုပြန်လေ့လာပါဖြစ်ရတွေကိုပြန်ပြီးတော့ဆင်ခြင်ကြည့်ပါဒီတပုံစံနဲ့ဒီလိုခရာတွတ်တဲ့ပုံပန်းတရံနေဘူရိုဇာပါတဲ့လူအုပ်စုတွေခရာမုတ်တံပေါ်မှာစီးကျက်ကြလှုပ်ရှားတဲ့သူတွေတပင်းရေခင်းတော့ကဝင်ရင်တုံးနဲ့ခုနကအသက်အသေးကြံဖို့ဆောင်ရွက်တဲ့ကိစ္စရက်တွေနဲ့တစ်ဆက်တည်းတိုင်းပြည်ရှင်ပြုကန်ဒီမှာဖြစ်တတ်တဲ့အဖြစ်အမောက်တွေကြုံတတ်ပါတယ်လို့ပြောတဲ့စကားမဆုံးမိပါပဲတိုင်းပြည်မှာပဋိပက္ခတွေပေါ်လာတယ်တိုင်းပြည်ရှင်ပြုခြင်းကိုရောက်ဖို့အဲ့ဒီပဋိပက္ခတွေကိုကျွန်တော်တို့ကြော်လွှားနိုင်ဖို့လိုပါတယ်ကျွန်တော်တို့မျှော်လင့်တဲ့အနာဂတ်နိုင်ငံတော်ဟာစောစောကကျွန်တော်တို့တင်ပြခဲ့တဲ့အကြောင်းအရာတွေကိုကြော်လွန်နိုင်တဲ့ပို့ပြီးတော့အေးချမ်းသာယာတဲ့တည်ငြိမ်တဲ့ဖွံ့ဖြိုးတဲ့တိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်အောင်ကျွန်တော်တိုင်းပြည်ကိုမလွဲမသွေရှင်ပြုပေးနိုင်မှဖြစ်ပါလိမ့်မယ်သို့တော့ရှင်ပြုကန်ဒီမှာကြုံတွေ့ရတတ်တဲ့အဖြစ်အမှောက်ပယောဂမာနတ်တွေကလည်းတစ်ခုပြီးတစ်ခုတရဇက်ဝင်ရောက်လာအောင်မယ်ဆိုတာကိုလည်းမြင်းကြံမှာရှိတဲ့စာပေချစ်ပြတဲ့ကိုသိစေချင်ပါတယ်2013ကုန်ပါတော့မယ်2014ဖြတ်တန်းရပါလေဦးမယ်2015ကိုလည်းဖြတ်တန်းရပါလေဦးမယ်2016မတ်လကြမှာရွေးကောက်ပွဲကိုဆောင်ရွက်ရမှာဖြစ်ပါတယ်ပါဇာတ်ထက်မှာ2015ပြောနေပေမဲ့2016နှစ်စမ်းပိုင်းရောက်မှရွေးကောက်ပွဲကိုဆင်နွှဲရမှာဖြစ်ပါတယ်တိုင်းပြည်ရှင်ပြုကန်ဒီမှာကြုံတွေ့ရတတ်တဲ့ဥပမာတွေအတိုင်းဖြစ်ရတဲ့အတိုင်းကျွန်တော်တို့ပြည်သူလူထုကြီးသည်ဉာဏ်ရည်မြင့်သောဖောင်းကြောင်များကိုမာယာများကိုအလွယ်တကူမသက်ဆင်းမိစေသောရင့်ကျက်သောနိုင်ငံရေးအသိအမြင်ကြွယ်ဝသောတိုင်းပြည်ရဲ့အနာဂတ်တွေအားကိုးလောက်ဖွယ်သောအစဉ်တန်းမြင့်တဲ့ IQ EQ PQ SQ အုံနောက်အရေးအသွေးနှလုံးသားအရေးအသွေးကိုယ်ကာယကျမ်းမာရေးဆိုင်ရာအရေးအသွေးဘာသာတရားကိုးကွယ်မှုဆိုင်ရာအရေးအသွေးတွေအလုံးစုံပြည့်စုံတဲ့နိုင်ငံသူနိုင်ငံသားများ
အဖြစ်နဲ့တိုင်းပြည်ရှင်ပြုခြင်းကိုဘေးမတီရံမခကြော်လွားဖြတ်တန်းရှင်ပြုပေးနိုင်ကြပါစေလို့ဆန္ဒပြုရင်းနေကုန်းချုပ်ပြစေ